Hello ပရိသတ်များအားလုံးမင်္ဂလာပါပရိသတ်များအားလုံးကိုဝင်းဝါတို့ရဲ့ KT YouTube Channel လေးကနေကြိုဆိုပါရစေဝင်းဝါတို့ Channel လေးကနေချစ်တော်ပရိသတ်တို့အတွက်အခြေဝတ္ထုဆက်လံကောင်းများစွာအမြင်မပြတ်တင်ဆက်ပေးနေပါတယ်ဒီနေ့မှလည်းချစ်တော်ပရိသတ်တို့အတွက်ကိုစာရှိသူမိုးနဲ့မယ်ရေးသားထားတဲ့အမုန်းပေလေကိုကြော်ဖြတ်၍ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးတင်ဆက်ပေးသွားခြင်းပါတယ်ဒီဇာတ်လမ်းလေးထဲမှာဆိုရင်တော့မိဘတွေရဲ့အညူအာဃာတတွေကြောင့်ချစ်လျက်နဲ့ဝေးကွာသွားတဲ့ဆုံတွဲနှစ်တွဲအနောက်မှာသူတို့ဆုံတွဲဘလို့ပြန်ပြီးတော့နီးဆက်သွားခဲ့မလဲဇလန်လေးကိုသိရှင်ဝင်းဝါနဲ့တူလိုက်ပါနားဆင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ကဲ့ရှင်ဒါဆိုရင်အခုပဲဇလန်လေးကိုစတင်လိုက်ပါမယ်နော်ဒီနေ့ပါအလုံးမမရှိရကြောင်းရှောက်လန်ရဲ့ညီမနှစ်ယောက်တောက်မိမိပြုံးလိုက်တယ်အိယာစီကနေဝန်ကနေထပြီးအလုတ်သွားတော့မေဖခဲ့စီအချွဲပူပူပြေးသွားပြီးဖေဖေရေမော်နီသမီးတို့အလုတ်သွားတော့မလို့လားဟုတ်ပါဗျာမေမေရေရှင့်ဖေဖေကအလုတ်သွားတော့မို့တဲ့အဲ့ဒါဘာဆန်းလို့လဲသမီးရဲ့သမီးတို့မနှက်စာစားဖို့မဆောင်ဟောဖေဖေဒီနေ့စီးပေးရှိလို့ပါသမီးတို့ရဲ့မသိဘူးစိတ်ဆိုးတယ်သမီးရဲ့ကြောင့်နောချီပြီးသားမေရကိုပါရေရှင်သမီးရေကောက်နေပြီတခုခုနဲ့ချော့လိုက်အောင်ကဲစိတ်မကောက်ပါနဲ့လားသမီးတို့ရဲ့ဘာစားချင်လဲဘာလုပ်ချင်လဲအပြင်ထွက်ချင်တယ်ဖေဖေထွက်စီဗျာထမင်းစားချိန်ပြန်လာခဲ့ရမယ်ဟုတ်ဖေဖေရော့မဟုတ်ဖို့နှစ်သိန်းနင်းနဲ့ပန်းညီမလည်းလိုချင်တာရသွားတာကြောင့်အဲ့အားကြောင့်ဖေဖေကိုချစ်တာအဲ့လိုဆိုပြီးခန်းထဲသွားကအပြင်ထွက်ဖို့ပြင်ဆင်နေကြလေရဲ့နင်းတို့ကရိုးရိုးကြီးလည်းမဟုတ်ခစ်ဆန်တာလည်းမဟုတ်အတင်တဲဝစ်စားနေထိုင်နေဟဲ့ပန်းနင်းကိုဘယ်သူမှမချစ်ဘူးလာသွားမယ်ဟာဘာလဲနင်ကငါ့ကိုမနာလို့နေရလားဝေးပါဟင်ညီမညောင်စကန်နိုင်လို့ရင်အပြင်ထွက်လေကြတယ်လေစီရောက်နေတဲ့ဦးမန်စီနိုင်ငံသားကနေပညာသင်ယူပြီးအခုအပီးပြက်လာတဲ့သားတော်မောင်နှစ်ယောက်ကိုလာကြိုရင်တဲ့ဒီဟာသားတို့အခုမှပဲကွာဒေးမျက်နှာလေးမြင်ရတယ်နောက်မှအလွမ်းသေးပါကွာအိမ်ပြန်ကြမယ်သားတို့လည်းပင်ပန်းနေရောပေါ့ဟုတ်တယ်ဒီဦးမန်စီကားပေါ်ရောက်တော့ကိုရန်တော်ရီကနောက်ကားပေါ်တက်ခါစံအိမ်ရှိရာကိုမောင်းလာခဲ့တယ်နှင်းအေးပန်ငါတို့အလုပ်ဝင်စားရအောင်ဟာငါလည်းစဉ်းစားနေရဟာဖေဖေတို့အနားယူခိုင်းပြီးငါတို့ဒီမှာအလုပ်လုပ်ကြမယ်ဟာဒါဆိုဖေဖေတို့ဖြတ်လာရင်ပြောပြီးခွင့်တောင်းကြရအောင်အေးနင်းနဲ့ပန်းကနင်းနေငါရီပြောတတ်ပေမဲ့တကယ်ချစ်ကြတဲ့ညီအမတွေတငယ်ချင်းတွေလိုပေါင်းကြတယ်ရှမ်းဖြစ်ကြတဲ့စွာစီလန်အလှပြေမလေးပဲဖေဖေမေမေသမီးတို့ခွင့်တောင်းဆရာရှိလို့ပြောစီဗျာဖေဖေသမီးဘာလုပ်ချင်လို့လဲအလုပ်တစ်ခုလုပ်ချင်လို့ဖေဖေဟုတ်တယ်ဖေ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 တို့အနားယူခိုင်းမလို့ငါသမီးတွေဟာဘာအလုပ်လုပ်ချင်လို့လဲမသိသေးဘူးဖေဖေရှာရအောင်ပါဒါဆိုဖေဖေတငယ်ချင်းစိုက်ပွဲတစ်ခုမှလုပ်မလားဘာဆိုင်လဲကုံတိုက်ပေါ်သမီးရဲ့သူနေရဲ့မျိုးမှာတော့ပင်မရှိရဲ့လေဒါတွေကလက်ခွဲတွေပေါ့ဟုတ်ဖေဖေပြောပြီလေဟုတ်ပါပြီဗျာဦးပိုင်စီစကားကြတော့နင်တို့ညီမဝမ်းသာသွားကြတယ်သူတို့ဖြစ်ချင်တဲ့လှုပ်ခွင့်ရပြီလေဒါဆိုသားတို့ကအလုပ်ဝင်ရတာပေါ့တဲ့ဒီဟုတ်တယ်ငါသားတို့အဖေလည်းအသက်ကြီးနေပြီဆိုတော့သားတို့ခုတွေကလေးလာထားမှအဖေနားယူရဲ့အချိန်ကျွမ်းကျင်မှာနားလေပါပြီတဲ့ဒီအေဂရစ်တို့ညီကိုနှစ်ယောက်သူ့လုပ်ငန်းကိုဦးစေးစစ်ကျင်တာကဦးမှန်စီဒီသားနှစ်ယောက်အတွက်စိတ်ချရပြီဆိုရင်အနားရှုနေဖို့ပြင်ဆင်နေရဲ့တားငယ်ပြားတယ်ဒီတားငယ်ကလုပ်ငန်းခွင်ဝင်တခုတော့တတိထားထိပ်ပေးကွာတစိုးတိုးလှုပ်တတ်တဲ့အကျင့်ကိုထိပြဿနာဖြင့်အမားပါတတ်တယ်မလားတာတတိထားပါမယ်တယ်ဒီဘရောလာအလုပ်ဝင်ရတော့မလဲတားတို့လည်းနိုင်ငံခြားကပြက်လာတာမကြသေးဘူးဆိုတော့နောက်တစ်ပတ်လောက်ပေါ့ကွာတားတို့စူးစမ်းပါမယ်မင်းသခင်ဦးမန်စီကိုကြည့်ပြီးပြုံးပြပြီးတဲ့ဒီတားလျှောက်လေခြင်းနဲ့โอเคနက်ပြန်တားတို့အကောက်ထဲသုံးဖို့လွှဲထားပေးမယ်ကျေးဇူးတယ်ဒီတားဖချင်းကိုကွာဒီသားနှစ်ယောက်အတွက်ဦးမန်စီဘာပဲလုပ်ရတားတွေပြောရဖို့ကအထီးကရဲ့သားနောက်နေအလုံးဝင်ရမှာမို့နှင်းလေလိုအပ်တာတချို့လာဝဲပြီးလက်ချင်းမှာတော့ပစ္စည်းတွေအများကြီးနေမှုမနိုင်မနေတနေရာရောက်တော့လူเจ้าနဲ့ဝင်တိုးမိပြီးရှစ်ဘလို့လူလဲလူကြောက်လုံးလာတာမမြင်ရအောင်ဟာဟေးမင်းကပဲပြောရတယ်ရှိသေးရဲ့ကွာမင်းမသာမနိုင်မနေနဲ့ကာယနဲ့မြေရှောင်သွားပါလားဟာမင်းအတော်မိန်းကလေးမို့နော်မင်းသခင်ရှောက်လင်ရင်းနဲ့ဒီနာရှောင်းတာတော့စွာစီလန်ကြောင်နဲ့တိုးတိုင်းပြီးတော့သူ့ကိုကက်ကက်လန်ပြန်ပြောနေတာဘေးရသူအချိုးကလည်းကွက်ကြီးနဲ့မို့ရှက်သွားတာမို့ပြန်អော်လိုက်ရင်ထွက်လာခဲ့တယ်ဟာဟဲ့လူပြန်လာခဲ့နောက်မှတော့စွာစီလန်ဘယ်လိုကြံခဲ့လဲမသိသမီးတို့ဒါဖေဖေတငယ်ချင်းဦးထက်နောင်နဲ့သမီးတို့အခုသမီးတို့အလုပ်ပိုင်ရှင်မို့တွေ့ရတာဝမ်းသာပါရဲ့အန်ကယ်ပန်းတို့ညီမစူးစမ်းပါမယ်ကိုပိုင်သမီးတွေပဲဗျာအန်ကယ်ရှုံပါတယ်သမီးတို့ကဘယ်လုံးလုပ်ရမှာလဲအန်ကယ်သမီးတို့ကဆိုင်ခွဲတစ်ခုမှာအန်ကယ်ကိုစားထိုင်ပေးရမယ်အခွဲဆိုပေမဲ့သမီးရဲ့ဆိုင်ရလေဒုတိယအကြီးဆုံးဆိုင်ဆိုတော့နည်းနည်းပင်ပန်းမယ်အဆင်ပြေကြရင်လားသမီးဟ
ဟုတ်ပြေးပါရဲ့အကဲမနေ့ပြန်မယ်သွားပါမယ်အဲ့ဆိုင်ရာဝန်ထမ်းတွေကိုတော့သမီးတို့လာမယ်လို့ကြိုမပြောပါနဲ့အကဲအေးနင်တို့ကျေးဇူးတင်ပါတယ်အကဲကိုထက်နောင်ပြန်ဦးမယ်ဗျာကောင်းပြီကိုပိုင်ရင်ဦးပိုင်စေထက်တို့သားဖ3ယောက်အိမ်ကိုပြန်လာခဲ့ကြတယ်ဘလို့လဲသမီးတို့အဆင်ပြေခဲ့လားပြေးပါရဲ့မေမေမနေ့ပြန်မယ်အလုပ်ဝင်ရတော့မှကြိုးစားနော်ဖေသမီးတို့ဟုတ်ဖေဟုတ်လားဒါဆိုစားတော့ပြီးတော့စောနာကြကွယ်ဟုတ်မေမေနင်းတို့လည်းစားတော့ပြီးတော့ကိုခန်းကိုဝင်အနားယူကြလေရဲ့အမေငါညီကပြုံးနေလို့ပါလားကွာဘာဤသဘောကျနေရလဲမဟုတ်ပါဘူးကိုကြီးကညီလေးတည့်ရတိုင်းမလိမ္မာနဲ့ကွာမင်းကြောင့်မသိရကြလို့ဒီလိုကိုကြီးရေအကိုဖြစ်သူလိန်လို့မရတော့မှန်းသိလို့ကုံတိုင်းမှာရှောက်နေရင်စွာစည်းလံမာလေးနဲ့တွေ့ခဲ့ရဲ့အကြောင်းပြောပြတော့မင်းကစွာစည်းလံမာလေးကိုသဘောကျသွားရင်ဆိုပါတော့ဟုတ်တယ်ကိုကြီးကျွန်တော်ကတော့သူ့ကိုလိုက်ရှာအောင်ပါအေးပါကွာရှာလဲရှာပေါ့နောက်နေ့ဆိုငါတို့ကုမ္ပဏီသွားရမှာကွာစိတ်ချပါကိုကြီးအလောက်ကတက်ဘူးတာတက်ပါအေးပါကွာအခုရောရှင်ခုံရမယ့်ဟာမလေးတယောက်လောက်မတွေ့သေးဘူးလားမတွေ့သေးပါဘူးကွာရှာထားနော်ကိုအသက်ရွယ်ကအဖိုးကြီးဖြစ်နေပြီအဲ့ဒါကြီးစိတ်ဝင်စားပါဘူးကွာမင်းသာစွာစည်းလံမလေးကိုတွေ့ပြီးအဆင်ပြေပါစေကွာစွာစည်းလံလို့တော့မပြောပါနဲ့ဗျမဟုတ်လို့လားကွာဟုတ်တယ်ဗျအေဂရစ်တို့လည်းပောက်ကရရေးစနောက်ပြီးအလောကိစ္စအကြောင်းပြောနေလေတော့တယ်စိတ်ချမယ်နော်ညီလေးစိတ်ချပါကိုရအခုနားတော့မယ်ကွာအေးညီကိုတွေလည်းဟုတ်တငယ်ချင်းတွေလည်းဟုတ်တယ်သူတို့ညီကိုဟာအလုံးလုံးရမှလည်းတက်ညီလက်ညီရှိကြတယ်ပန်းတို့ညီမကြီးနေဦးထက်နောင်ဆိုင်ခွဲကိုစတင်လုပ်ရမယ်နေမှုစောစည်းစွာဆိုင်ရှိရာရောက်သွားပြီးဦးထက်နောင်ဆိုင်ရာပစ္စည်းစုံနဲ့အဝဲထဲစေစသဖြင့်မျိုးစုံရတဲ့ဆိုင်မင်္ဂလာပါမမတို့မင်္ဂလာပါညီမလေးဟုတ်အမတို့ရှင်ဘာလို့ကျင်တယ်လဲရှင်စေတမျိုးလိုချင်လို့ပါဘာစေးလဲမခဏဆောင်ပါနင်းတို့လည်းဆိုင်ထဲဝေးကြည့်ပြီးအချိုးဝင်တဲ့လေးတွေဟာလိုအပ်ချက်တွေနဲ့ဆိုတာတွေ့ရတယ်အခုလည်းကြည့်လေသူတို့ကိုထိုင်တော့မထိုင်ခိုင်းပဲရပြီနော်အမစေးပြီကျေးဇူးပဲညီမပန်းဟာစကားစားလိုက်ပြီးဒါနဲ့ဒီဆိုင်ပိုင်ရှင်ကအရန်ချမ်းသာတာပဲနော်ရုပ်ကလည်းအချောလေးဆိုတော့ဟုတ်တယ်မကြီးဆိုင်ရှင်ဦးလေးကြီးကချမ်းသာတာဆိုင်ခွဲတွေကိုပြန်မကြည့်နိုင်ဘူးလေဒါဆိုမန်နေဂျာကရောမရှိဘူးလားရှိရဲ့မကြီးသူ့ရုံးခန်းထဲမှာဖုန်းနဲ့နှက်နေမှာသူ့ရုံးခန်းကိုတစ်ချက်လောက်လိုက်ပြပေးပါလားညီမလေးဟုတ်လေဘာဖြစ်လို့လဲမန်နေဂျာမမလင်းကသူ့မခေါ်မချင်မလာရအောင်လို့မှားထားတယ်အမတို့ကသူ့အသိပဲလားဆိုပါတော့ညီမလေးဘာမှဖြစ်စေအောင်လိုက်တာဖို့ဟုတ်ကဲ့ဝန်တန်းမလေးခေါ်ရနောက်ကိုနင်းတို့လိုက်သွားတယ်မန်နေဂျာရုံးခန်းရောက်ခံဒီမှာတော့ဟုတ်လေဘာဖြစ်လို့လဲညီမလေးဒီတိပဲပို့တော့မယ်နော်မမတို့ဟုတ်ခံမယ်ကျေးဇူးညီမလေးကောင်မလေးထွက်သွားမယ်ပြုညီမလေးနာမည်ကနွန်းနွန်းအောင်ပါအမတို့မှတ်ထားလိုက်မယ်နော်ညီမလေးသွားလို့ရပြီဒါနဲ့ကြိုတတိပေးလိုက်ပါမယ်မန်နေဂျာနဲ့ပြောရင်တတိထားပါသူကမောက်ပါတယ် thank you ဝန်တန်းမလေးထွက်သွားပြီးနောက်မန်နေဂျာရုံးခန်းကိုရှောက်လာကြပြီးဝင်ခွင့်ပြုပါငါမခေါ်ပဲဝင်လာရဲသလားအလုပ်ပြုတ်ချင်နေပြီလားအထဲမှာမန်နေဂျာမတန်ကြောင့်နင်တို့တယောက်မျက်နှာတယောက်ကြည့်ပြီးအရေးကြီးကိစ္စရှိလို့ပါမအေးဝင်ခဲ့စိတ်ုံသာစိတ်ထားရဲ့တကာဖွဲ့ဝင်လိုက်တော့ဝန်တန်းမလေးပြောနေတယ်လို့ဖုန်းတစ်လုံးနဲ့နှက်နေရဲ့သူမစပွဲခုံမှာတော့ဘာမှမလုပ်ရသေးရဲ့စည်ရင်းစာအုပ်တွေရှင်တို့ကဘာတူနေလဲငါနှင်းဧကရီပါသူကငါအမပန်းဧကရီကျမရုံခန်းထဲထိလာခဲ့ရအောင်အရေးကြီးကိစ္စဝန်တန်းမလေးမပြောဘူးလားကျမစီလာတိုင်းတွေ့နေရအောင်မအားဘူးလေငါ့ကိုလည်းမအားပါဘူးနင်တို့ဒီမန်နေဂျာကိုကြည့်ပြီးခက်ကြမ်းကြမ်းကြိုင်တွင်မှရှားလိမ့်မယ်မှန်းသိကမအားရအောင်မန်နေဂျာမဘာကြီးလုပ်နေရလဲဖုန်းတစ်လုံးနဲ့စိန်နဲ့နေခိုင်းတာမဟုတ်ဘူးကွာငါ့ကိုဒီလိုအမိတ်ပေးအောင်နင်တို့ကဘာပဲလဲနင်တို့အချုပ်ထဲမရောက်ခင်ပြန်ကြအချုပ်ထဲဘယ်သူရောက်မလဲသိချင်လားတတိယယုံကြည်လို့သူ့စာမင်းကိုမန်နေဂျာခန့်ပြီးစိုင်တိုးတက်အောင်အုပ်ချုပ်ခိုင်းတာမင်းကဝန်ထမ်းတွေကိုလည်းမအုပ်ချုပ်ကိုယ်တိုင်လည်းမန်နေဂျာဆွဲမှသာထိုင်းနေရအလုံးမလုံးဝန်ထမ်းတွေပေါ်မှာလည်းငဲ့ညာမှုမရှိမောက်မာလုံးနဲ့မင်းအလုံးပြုတ်ပြီးနင်တို့ကဘာတူတွေလဲတထင်းနဲ့ဘယ်လိုပတ်သက်သိချင်မင်းတထင်းကိုဖုန်းဆက်ကြည့်လိုက်မန်နေဂျာမှလည်းတထင်းဦးထက်အောင်စီဖုန်းခေါ်ပြီးဟယ်လိုတထင်းမက်လင်ဖြောစိုက်မလေးမိန်းကလေးညောက်ရောက်လာပြီးတော့ရိုင်းကားနေတာအဲ့ဒါဘလို့လို့ရအမိန်းကလေးတွေကငါတူမတွေနောက်ဆိုငါအစားသူတို့ကပဲဦးစီးလိမ့်မယ်ရှင်မန်နေဂျာအလင်းလဲထိတ်လန့်နေကြနဲ့အမားတို့ရဲ့တတိယလည်းကြိုမပြောထားတော့တတိတူမကြီးမှမသိခဲ့လို့ပါနော်အမားတို့ရုံကန်ဟိုဘက်မှာပါကဲလာကြအောင်တတိမလေးအတွက်အေးအေးရှူခဲ့နေအောင်ဝန်ထမ်းတွေကိုအဲ့လိုပဲခိုင်းနေရလားအမားတို့ရဲ့အဲ့လိုမှကြောက်အောင်လုံမထားရင်လေစီကန်းတွေပေါ့ရော့နေမှာပေါ့အထက်လူကြီးတို့လည်းလိမ့်စားမှာမဟုတ်တော့ဟုတ်ပြီသူတို့ကိစ္စနောက်မှရှင်းမယ်အစီဝေကန်နဲ့ဝန်ထမ်းအားလုံးခေါ်သွားလိုက်တော့ဟုတ်မတို့တတိမလေးတို့
နင်းတို့လည်းဆိုင်အတွက်လိုအပ်ချက်လေးတွေတိုင်ပင်ပြီးအစီဝေခန်းမကိုထွက်လာခဲ့ကြတယ်။အစီဝေခန်းထဲရောက်တော့ဝန်ထမ်းတွေကိုလည်းပြုံးပြရင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါတထေးမလေးတို့ကျမနာမည်ကနှင်းဧကရီသူကတော့ကျမမှာပန်းဧကရီပါဒီဆိုင်ပိုင်ရှင်ဦးထက်နောင်တူမတွေပါဦးလေးကိုစားဒီဆိုင်မှာရောက်လာတာပါအခုတော့ဝန်ထမ်းအားလုံးမိတ်ဆက်ပေးပါဝန်ထမ်းတွေတယောက်ချင်းစီမိတ်ဆက်ပေးပြီးနောက်ကဲဆိုင်အကြောင်းပြောမယ်ဒီဆိုင်ကိုဝင်လာခြင်းစီကံဖောက်ပြတ်ထားလေးတွေကိုတွေ့ရတယ်ဒါကြောင့်မို့ခုအားစပြီးစီကံရှိမယ်စုပေးတံပေးစနစ်မို့လို့အားလုံးစူးစမ်းကြပါစီကံတွေကိုတော့နောက်မှနေကြရှင်းပြပေးလိမ့်မယ်နားလေရလားမသိဘူးဟုတ်ကဲ့ကျမတို့ကိုတတိမလို့မခေါ်ပါနဲ့မမလေးနဲ့မမလေးပန်းဆိုရင်ရပါပြီဟုတ်လေမမလေးစီကံချက်တွေကိုအလေးမမသိတာသူတို့ဘယ်လိုမန်နေဂျာလေးကဝင်ပြောတာကြောင့်အလင်းကမန်နေဂျာပါလို့ပန်းတို့ပြောမိလားရှင်အခုလက်ရှိကအလင်းမဲ့လေမဟုတ်တော့ရှင်းတော့ဘလို့ဝေးလဲအပြစ်မရှိပဲယာရူးဖြုတ်ချရအောင်ယာရူးပါမဟုတ်ဘူးအလုတ်ပါဖြုတ်ချမှာဘာရှင်အဲ့ဒါရှင့်ကိုတက်ညာပေးထားတာအလင်းကဘာအပြစ်မှမလုပ်မိပဲမလုပ်မိဘူးဟဲ့လားဒါဆိုလဲဝန်ထမ်းတွေရှိမှတခါရဲတံပေးစနစ်ဘလို့ဆိုတာပြပေးရတာပေါ့နွေရောင်ဒီစင်းတွေကိုမင်းနဲ့ဝန်ထမ်းတွေဒီနေရာမှာစစ်ကြည့်လိုက်ဟုတ်ကဲ့နွေလေမမလေးပန်းပေးလာရဲ့စင်းတွေကိုရှုပြီးဝန်ထမ်းတွေနဲ့အချိန်တနာရီလောက်ကြာရဲ့တီစစ်ပြီးတော့စင်းတွေအများပြားကွာနေရတွေ့ရတယ်မမလေးစင်းတွေကတော်တော်ကွာနေရဲ့မင်းတော်ရဲ့နွေဘလို့လဲအလင်းမင်းကဆိုင်အောင်အကြောင်းပြပြီးအလွဲသုံးစားလှုပ်ထားတာ3000ကျော်ရှိရဲ့မင်းအချုပ်ထဲရောက်ချင်လားအေးဆေးထွက်မလားရှော့မင်းမိမိသားဆိုဒီရဲ့အစ်စ်မပြေဘူးမလား350ရှူသွားနောက်တင်လို့မလုံမိစေနဲ့အလင်းလဲထွက်ပါမယ်အချုပ်ထဲလည်းမထည့်ပါနဲ့မလျှော်ခိုင်းတာကိုကျေးဇူးတင်ပါတယ်ရှင်အဲ့လိုဆိုပြီးထွက်သွားလေတော့တယ်သူမိသားစုပြဿနာလေးချို့ကြောင့်အလွဲသုံးစားလုပ်ခဲ့တာနှင်းတို့သိခဲ့တယ်ຫນွေဟုတ်ကဲ့မမလေးမင်းကမန်နေဂျာတာဝန်ယူပါရှင်မနေနဲ့မင်းကြောင့်သိပြီးပြီအလုပ်ကိုဆက်ကြိုးစားပါရှော့ဒါအစီကံချက်သူတို့ကိုရှင်းပြနိုင်အောင်မမတို့နားအောင်မယ်ဟုတ်ကဲ့မမလေးຫນွေလဲမမတို့ပြောသလိုစီကံချက်တွေပြောပြပြီးတော့ကဲအလုပ်သွားလုပ်ကြနော်ຫນွေလဲမမလေးတို့ကိုကျေးဇူးတင်မိရဲ့အလုပ်ကိုလည်းမမလေးတို့စိတ်တိုင်းကြကြိုးစားသွားမယ်လို့ဆုံးဖြတ်လိုက်တယ်ဦးမတ်စေရဲ့လုပ်ငန်းတွေကိုမင်းဧကရစ်တို့လည်းလက်လွဲရှုလိုက်ရပြီးဖခင်လက်ထက်ကလုပ်ငန်းအများပြားတိုးချဲ့နိုင်ခဲ့တယ်လို့သူတို့လက်ထက်မှာလည်းဖခင်ထက်ပုံမှုစူးစမ်းရပြီမယ်တရက်မှာတော့ဘလို့တယ်လေပြိုင်ဘက်ရှိတယ်ဟဲ့လားဟုတ်တယ်သားဒိန်းပြိုင်ဘက်ကဘာတူလဲဦးပိုင်စေထက်တဲ့ဒိန်းလိုမျိုးပဲစီးပွားရေးလုပ်ငန်းရှင်ကြောင့်သူ့လာမထိမချင်းသားတို့အရှင်မထိနဲ့သူကအစိတ်ပြင်းတယ်ကွာသားတို့မှတ်ထားဟုတ်တယ်ဒီဦးပိုင်စေထက်ကဘလို့လူမျိုးလဲမင်းသခင်သိရှင်မိရဲ့ဒိန်းလိုလူမျိုးကတော့အတန်းနိုင်ဆုံးရှောင်းနေဆိုတော့ဘလို့လူမျိုးပဲဖြစ်ဖြစ်ရအောင်စုံစမ်းရမယ်လို့သခင်ဆုံးဖြတ်လိုက်တယ်နင်တို့ညီမလည်းဆိုင်ဝင်တန်းတွေကိုလွတ်လပ်စွာအုပ်ချုပ်ကြတယ်အလုံးချိန်ခဏနားပြီးရဲ့တပတ်တခါပျော်ပွဲရှင်ပွဲဖန်တီးပေးတယ်လို့နှွေရီရှင်းမမတို့ကောင်မလေးကြောင့်ခွင့်ယူထားတာလားဟုတ်ကဲ့မမသူ့မိကျမ်းမာရေးမကောင်းလို့3ရက်လောက်ခွင့်ယူထားတယ်မမဟုတ်ပြီသူတို့အိမ်သိသလားဟုတ်သိပါတယ်โอเคမမတို့ကိုလိုက်ဖို့ပန်းတို့လည်းမန်နေဂျာမန်းတွေကိုခေါ်သွားပြီးခွင့်ယူထားတဲ့ညီမလေးအိမ်ရောက်တော့မမတို့ပါလားထိုင်မရှင်ခွင့်ယူထားရဲဆိုလို့ဟုတ်ကဲ့မမပန်းမမေကျမ်းမာရေးမကောင်းလို့ပါတပတ်လောက်အလုံးမတက်နိုင်ရင်လားစာဖြတ်ချင်းဖြတ်ပါနော်အလုံးတော့မထုတ်ပါနဲ့နော်ညီမလေးမိကဘာဖြစ်တာလဲစေကံမပြဘူးလားပြပြီးပါပြီမမရေလူကြီးယောဂါပါမသက်တာဘူးလားမသက်တာပါဘူးမမရေပူပူဆိုးနေတယ်လို့ပဲဘာရဲ့လဲဆရာမရဆေးရုံတက်ရမယ်တဲ့ကြာရှည်တံမခံနိုင်တော့ဘူးတဲ့ညီမလေးကဆေးရုံမတင်ဘူးလားညီမလေးမှမတက်နိုင်တာမမရဲ့ဟုတ်ပြီမမတို့ကုညီပေးမယ်ညီမလေးမျိုးကိုဆေးရုံတင်လိုက်လိုအပ်တဲ့ဆေးကိုမမတို့လူမယ်ຫນွေမရဝန်ထမ်းတွေကဆေးရုံဆောက်ဖို့အဆင်ပြေနိုင်မဲ့သူကိုရှေ့ပေးလိုက်ပေါက်စုသက်သက်ပေးမယ်လို့ဟုတ်ကဲ့အမသူလေးမိရဲ့ကျမ်းမာရေးရစာအကူအညီလိုအပ်လာရင်ငွေအားလူအားနဲ့ကုညီကြလို့နင်တို့ညီမကိုလေးစားချစ်ခင်ကြရင်ဆိုင်ရလည်းအရှင်ရထက်ပိုတိုးတက်လာခဲ့တယ်တဲ့ဒီအေးပြောလေဒိန်းပြိုင်ပဲကြောင့်သိရှင်တယ်သိထားတဲ့နဲ့ထင်လို့ပါဖေဖေဒိန်းစီကနေမင်းတခင်သိရှင်တာလာမေးလီရဲ့တလို့ကဥပိုင်စေထက်ကကြီးကြီးတက်ချမ်းသာတယ်သူပိုင်ဆိုင်တဲ့လုပ်ငန်းတွေဆိုအများပြားပဲတခုတော့ရှိရဲ့သားသူကဘသူ့ကိုမှအရှင်မထိဘူးကွာသူ့လုပ်တွေကိုရှုပ်တဲ့သူမှန်သမျှလဲခွင့်မလွတ်တတ်ဘူးဖေဖေနဲ့အရှင်ကငယ်တငယ်ချင်းမော်ကွာဒါဆိုသူ့မိသားစုဟာဘာမှလဲသူ့မိသားစုဟာဒီမှာပဲသမီးလေးညောက်ရှိရဲ့ဆိုလားကွာဒယ်ဒီနဲ့ပါလို့ရန်ညိုးရန်စာဖြစ်ခဲ့ရလေဒယ်ဒီတို့ကိုရေးကူတာကိစ္စကြောင့်ပါကွာပြောပြလေဒယ်ဒီရနော်မင်းတခင်အကြောင်းသိနေရဲ့ဦးမန်စီပြောမိရမှားပြီလားမသိတယ်လို့ကွာဒယ်ဒီရဲ့ပိုင်စီရဲ့အေဂရီရဲ့တစ္ဆာရဲ့အချစ်ဆုံးတငယ်ချင်းတွေပေါ့ကွာ
နောက်တော့အေဂရီကိုလွှင့်ရင်းနဲ့ရန်ညိုးတွေရှိလာတာဒယ်ဒီကိုအဖြေပေးမယ်နေ့မှာပဲပိုင်စီကအေဂရီကိုကားတင်ပြီးတော့သူ့ရသွားတာပေါ့ကွာမမီနဲ့ကြဘယ်လိုလုပ်ရရလဲဖေဖေမင်းမမီနဲ့ကြတော့လူကြီးတွေပေးစားခဲကြတာလေကွာဒယ်ဒီမမီကိုချစ်ခဲ့လားအမှန်ပြောရရင်မင်းမမီကိုဒယ်မချစ်ခဲ့ဘူးကွာဒယ်နှလုံးသားမှာအေဂရီပဲလွှမ်းမိုးနေတာမင်းတို့မမီပေါ်ဒယ်မချစ်ပေးနိုင်တာလွယ်ရင်လင်းဝတ်တရားပဲကြေပွန်ခဲ့ပါရဲ့ကွာကျမနားလေပါရဲ့ကိုမန်းဘယ်ချိန်နေရတာကြီးနဲ့တူရောက်နေမှမသိရဲ့တော်သစ္စာကိုတောင်းမှန်ပါရဲ့သစ္စာရဲ့ကိုမင်းကိုတောင်းမှန်စရာမလိုပါဘူးကိုမန်းရှင်ဖြစ်မှာမဟုတ်တာကျမရှင်ကိုချစ်လို့မိဘရဲ့စီနေဘူးနဲ့စာလုံးမိတာပါရှင်းစိတ်ထဲမှာအေဂရီရှိနေရဲဆိုတာအစောကြီးတည်းကသိပါရဲ့ရှင်ပြောသလိုပဲရှင်အားကျမကိုမချစ်ပေးနိုင်တာလွယ်ရင်တာဝန်ကျေဖို့နဲ့ဖခင်ကောင်ယောက်ျားကောင်တယောက်ပါသစ္စာရဲ့ဘာလို့အဲ့လောက်တောင်နားလည်ပေးနိုင်ရတာလဲကွာကျမကရှင့်ကိုချစ်လို့လေကိုမန်းရှင်မချစ်ပေမဲ့ကျမကတော့တက်ဆုံးတိုင်ချစ်သွားမှာပါတခင်ကြီးအကူတို့ခံမရှိတော့ဘူးလေမင်းသားမင်းသမီးတွေအလွမ်းတယ်ကြပါစေဟုတ်ပါဗျာညီမေ့နေတာအကူရသွားပြီနော်ဒေရိုးခန်းစားချက်ကိုဒေရီတို့ပဲပြောကြပါစေအေဂရစ်တို့လည်းလှည့်ထွက်လာခဲ့လိုက်တယ်ကိုပိုင်စေပြောလေမိမသမီးလေးတွေကိုဘယ်ချိန်ပြောပြမှာလဲဒီပါအောင်မိမရာသမီးရဲ့ရည်ချင်းကြည့်ပါစေအောင်ဟာသမီးတွေကအရေးချင်းရှိပြီးသားပဲကိုပိုင်ရဲ့မဟုတ်ဘူးလေမိမရဲ့ကိုရိုးလုပ်ငန်းတွေကိုလွှဲပြောင်းပြီးအုပ်ချုပ်ခိုင်းမှုဆိုရင်အဘဘကနေပြေဆုံးနေမှာဝန်ထမ်းတွေနဲ့လည်းလက်ရောညီတွေရှိရမယ်ကွာအများကြီးပါကွာမေလဲလုပ်ငန်းရှင်တယောက်နားလေလောက်မှာပါသိပါပြီကိုပိုင်ရဲ့သမီးရဲ့အတွက်ရှင်တော်စဉ်းစားထားတာပဲမိမရဲ့ကိုတို့ကအသက်တွေကြီးပြီလေကွယ်နောက်ဆိုဒီလုပ်ငန်းတွေကိုသူတို့လက်လွဲခဲ့ရမှာမလားအခုနေလေးကျင့်ပြီးမှသူတို့လက်ထဲရောက်လာရင်ပိုကျွမ်းဝင်မှာပေါ့ဟုတ်ပါပြီရှင်မင်းသခင်လည်းကိစ္စလေးရှိလို့အပြင်ထွက်လာတော့ဟိုတော်ကသူနဲ့တိုက်မိပြီးဖယိုဖယဲဖြစ်သွားရဲ့ကောင်မလေးကိုတွေ့လိုက်တယ်သူမရှိရာရှောက်သွားပြီးဟေးရှင်မင်းကိုမှတ်မိလားမှတ်မိတာပေါ့အချောက်ကြီးလေပါဟုတ်တယ်လေရှင်မဲပြန်ရန်တွေ့သွားတာလေရှန်တွေ့ရမင်းကလေးရဲ့အလုပ်ပါအနေကမင်းသခင်လည်းမှားမှန်းသိရဲ့sorry ပါကွာကိုလေလူများလည်းရန်တွေးခင်ရတော့ဒေါသထွက်သွားလို့ပါကွာကျမလည်းမှားပါတယ်ဒါဆိုခွင့်လွတ်တယ်ဆိုရင်ခင်မင်ခွင့်ပေးပါလားဟုတ်ပြီဒါဆိုမှားခဲ့တာရောခင်မမှုအထိမ်းမဲ့အတွက်ကောတခုခုလိုက်ကြွေးပြစေနင်းလေနေရမလိုက်နိုင်ဘူးလားနေပါစေဗျာမဟုတ်ဘူးအဲ့ဒါဆိုဘာလို့ဟိုးနေရလိုက်မစားဘူးမှန်လားနေရစားမလို့ပါမကြွေးစင်တော့လားမဟုတ်ပါဘူးကိုကဝမ်းသာသွားပြီနေတိတ်ကြလို့မရအောင်တော့ကိုနာမည်မင်းတခင်မှာကျမနှင်းအိတ်ကလေးပါတခင်လို့ခေါ်မယ်လေရှာလားနေအစီအမင်းလို့ခေါ်ပေါ့လာနေတွားရအောင်မင်းတခင်လည်းအနီးဆုံးစားတောင်းဆိုင်တစ်ခုကိုရွှေ့ပြီးအကိုတို့ဘာများမှာမလဲဗျထိုင်နေဘာစားမလဲရှော့မီနူကအားမလာနေနော်ဟုတ်ခဏလောက်ကြာတော့နင်းတို့မှားထားတာပဲရောက်လာကနင်းတို့လည်းစားရင်တောက်ရင်နှင့်ဘာလုပ်တာလဲကုန်တိုင်းတစ်ခုမှာတခင်ရဲ့မန်နေဂျာဆိုပါတော့အော်ကိုကဖေဖေးကုမ္ပဏီမှာလုပ်ရတာအဲ့ဒီကုန်တိုင်းမှာအဆင်ပြေလားနင်းမဖြစ်ရင်ကိုစီလာနော်ဟုတ်ပြေပါရဲ့နင်တို့တတိယသဘောလဲကောင်းနေပြင်ရင်ပြီးတာပါပဲကွာရှော့ဒါကိုကုမ္ပဏီရဲ့လိပ်စာနဲ့ဖုန်းကျေးဇူးပါတခင်နင်တစ်ခုခုဆိုဖုန်းဆက်နော်အာမနာနဲ့ဟုတ်တခင်နဲ့နင်လည်းအတန်အသင့်ရှင်းနေသွားလိရဲ့အလင်းမှာတော့နင့်ကိုခိုးကြည့်ရတာအမောဒီကောင်မလေးကိုတခင်သဘောကျနေမိရဲ့အခုနေဖွင့်ပြောဖို့ကြရင်လေတခင်ဟဲ့တခင်ဟေးနင့်ဘာလဲပြောနင်းခေါ်တာမကြားရအောင်စိတ်ကကောင်မလေးစီရောက်နေရလားမဟုတ်ပါဘူးနင်းရဲ့ကိုအလုတ်ကြောင်တွေးမိသွားလို့မသိပါဘူးတကယ်တော့သူမလေးကြောင်တွေးနေမိရဲ့တခင်ထို့စဉ်နေဖုန်းအတန်မြည်လာပြီးနင့်လာခဲ့တော့ဟာအိမ်ပြန်ကြရအောင်အေးငါလာပြီပဲနေဖုန်းချလိုက်ပြီးနှင်းပြန်တော့မယ်တခင်ကြာနေပြီဟုတ်ပြီနောက်နေ့လေထပ်တွေ့စင်သေးရဲ့ကွာအမလေးလေးရှင်းကောင်မလေးသိရင်တော့လားကိုလိုက်ဖို့ရအောင်မလားမဖို့နဲ့တခင်နှင်းမသာပြန်မယ်ကိုလဲသွားပြီနော်ကြိုးဆိုင်ပြန်နှင်းကြောပြင်းလေးကိုကြည့်ပြီးရှင်မောရပါပြီနှင်းရဲ့မင်းတို့ကိုချစ်မိနေပြီအခြားတောင်းနဲ့ပသွားမှလည်းကိုကြောက်နေရဲ့ကွာနင်းရလေကြာလိုက်တာဒီနာခဏလှုပ်လိုက်တာနှင်းတငယ်ချင်းတောင်းနဲ့တွေ့နေလို့ကြာတာပါအမရဲ့ဘာရောကဲပြီးတော့ဟာရေးစားထားမယ်ဆိုလဲငါ့ကိုပြောနေမထားနဲ့လို့မပြောဘူးအိမ်မှာမိပန်းရဲ့ပြန်ရအောင်နေအမဖြစ်သူမလိမ့်စဘူးနဲ့လိမ့်လိုက်မိရဲ့နင်းကိုယ်တိုင်ကမင်းသခင်ကိုတိတ်တဲ့စိတ်သဘောကျနေရဲ့မင်းသခင်ကိုချစ်တယ်မင်းသခင်ကချစ်ခွင့်ပန်လာရင်တော့
ညစာစားတော့ပြီးနေ့လေကိုခန်းထဲကိုအစောကြီးဝင်လာခဲ့တယ်အခါတိုင်းဆိုဖေဖေတို့မေမေတို့နဲ့စကားပြောနေကြဒီနေ့ရောမင်းသခင်ကိုဖုန်းဆက်ကြည့်ချင်တာနဲ့နေမကောင်အကြောင်းပြပြီးထွက်လာခဲ့ခြင်းမှာအခန်းထဲရောက်တော့မင်းသခင်ပေးထားတဲ့နံပါတ်ကိုခေါ်လိုက်တော့ချက်ချင်းပဲဖုန်းဝင်သွားတယ်ဟယ်လိုဘာတူလဲဗျရှင်ကကျမတန်မမတ်မိရလားကိုသခင်နေလေမင်းသခင်ကိုစားနောက်ချင်တော့ကြောင့်ပြောတော့ချစ်လာရဲ့ဆိုအခုတော့အတန်တော်မမတ်မိပါလားဟာဘာတူလဲမင်းကပောက်ကြရည်လာပြီးတော့အာယုံလာမစားနဲ့နော်တကယ်မမတ်မိဘူးလားမသိဘူးကွာနှင်းမာသခင်ရဲ့ဟာစော်ရင်နဲ့အစရပျော်ရောပေါ့မင်းသခင်ပျော်သွားတယ်အစပိုင်းမှာဘသူမှမသိသူချစ်သူလို့ပြောနေရောစိတ်တူရသလောက်နှင်းမာဆိုတော့ပျော်သွားတယ်သူဖုန်းနံပါတ်ပေးခဲ့ပြီးမြဲနှင်းဖုန်းနံပါတ်ကမတောင်းပြီးတော့နှင်းရဲ့ဝမ်းသာလိုက်တာကိုကနှင်းဆက်မယ်လို့မထင်မိလို့ပါရပါတယ်သခင်ရဲ့သခင်အားရောအားရဲ့လားနှင်းအတွက်ဆိုအားပါတယ်ဟင်အခုဘာလုပ်နေရလဲသခင်ကိုအခု Facebook ကြည့်နေရနှင်းရဲ့ဟုတ်လားအေးမကြည့်လေနှင်းရောတုံးလားတုံးတယ်သခင်နှင်းကောင်းတယ်မပေးချင်ဘူးလားကွာချွဲပြီသခင်ရတော့နှင်းရပြုံးမိပြီနှင်းအကောက်ကโอเคအခုတက်လာခဲ့ပြောပြီးဖုန်းချသွားတဲ့သခင်ကြောင့်နှင်းယူနေရပါပြီသခင်ရဲ့ဘာလို့များဒီလောက်ထိပြူစားနိုင်တယ်လဲကွယ်နှင်းလည်းလိုက်ဖွင့်ကြည့်လိုက်တော့သခင်အထားတာနဲ့လက်ခံလိုက်တယ်ပြီးတော့အတော်ကြာရဲ့ထိစကားပြောနေကြလေရဲ့နှင်းတို့လည်းညက်တော်နဲ့မှစကားဖြတ်ပြီးအိယာဝင်ခဲ့ကြလေရဲ့ဖေသမီးတို့မွေးနေရောက်တော့မှာနော်ဟုတ်တယ်ဖေကဲဖေသမီးတော်လေးတွေကဘာများလို့ခြင်းလဲသမီးစဉ်းစားလိုက်အောင်မယ်ဖေဟုတ်ပါပြီဗျာအလုပ်တော်တော့မယ်ဖေနဲ့မေအလုပ်မှာအဆင်ပြေရလားသမီးတို့ပြေးပါရဲ့ဖေအေးပါကွယ်ကားယူသွားနော်ဟုတ်ဖေသမီးလေးတို့ထွက်သွားပြီဒေါ်အေဂရီကကိုပိုင်ပြောလေမိမသမီးရမွေးနေရောက်ရင်ဘာပေးဖို့စိတ်ကူထားလဲကိုရိုးဘွားအမှန်ကိုပေါ့ကွာသမီးလေးတွေကိုဘာလို့အမှန်တိုင်းမပြောခဲ့ရလဲမထားခဲ့ရလဲဆိုတာကျမသိပါတယ်သမီးလေးတို့သာဘဝအခြေခံအစတင်ထားမှကိုရီလုပ်ငန်းတွေကိုလွယ်လွယ်ရှုရဲ့ချိန်ကြရင်အောက်ခြေဝန်ထမ်းတွေရဲ့ဘဝကိုနားလည်နိုင်မှာလူတော်လူကောင်အလုံးရှင်ကောင်ဖြစ်လာမှာပေါ့ကွာကျေးဇူးတင်ပါတယ်ကိုရဲ့အေဂရီမထင်ထားမိဘူးသမီးလေးတွေအတွက်ဒီလောက်ထိတွေးထားမယ်မထင်ဘူးကိုမိမရဲ့ကိုကအသက်တွေကြီးလာမှလေကွာသမီးလေးတွေကိုအဆဆရစိတ်ချခြင်းနဲ့ဟုတ်ပါပြီကိုရဲ့နှင်းရှင်းကိုသခင်တလားကြော်တွင်မှာသခင်နဲ့နေရှင်းနီးသွားလေရဲ့တပတ်တစ်ခါတွေ့ပြကြရင်နှင်းမှာချစ်သူရှိလားယကိုသခင်ကဘလို့ထင်လို့လဲဒီလောက်လာရဲ့ကောင်မလေးကချစ်သူရှိမှာပေါ့ကွာရီးကြပါလို့လားနေမရှိပါဘူးသခင်ရဲ့သခင်မှန်းထားတာမှားနေလို့ရှိတာတကယ်လားနေတကယ်မရှိတာဒါဆိုကိုပြောပြီလေကွာသခင်ကဘာဆိုင်လို့စိုက်တာပေါ့နင့်ကိုချစ်နေရလေအာအဖြေပြန်မေးပါကွာနင့်ရဲ့ချက်ချင်းကြီးလားချက်ချင်းကြီးပေါ့နေကရီရွယ်ထားရဲ့သူများမရှိပါဘူးသခင်ရဲ့ဒါဆိုအဖြေပြန်ပေးလေကွာစဉ်းစားအောင်မယ်သခင်ရဲ့ဘလောက်ကြာမှလဲတက်လားမရဘူးကွာမပေးရင်ဒီကနေမပြန်ရအောင်စွတ်ပဲနင့်ကိုသူများလက်ထဲအရောက်မခံနိုင်ဘူးအခုပြီကလေးကြောက်လို့ခြေချပူစားနေတဲ့သခင်ကြောင့်နင်းလည်းအဖြေပြန်ပေးဖို့ဆုံးဖြတ်ပြီးအခုချက်ချင်းအဖြေတောင်းနေရနှင်းကပေါ့ပြက်မိမှဖြစ်သွားဘူးလားမဖြစ်ပါဘူးကွာချစ်တယ်ဟာပျော်လိုက်တာနှင်းရဲ့အရန်ချစ်တယ်ချစ်သူတို့ရဲ့ညနေခင်းလေးဟာခါတိုင်းနေထက်ပိုပြီးတာယာနေတယောက်နှင်းကိုပြန်လိုက်ဖို့ပေးမယ်လေအင်းတခင်လိုခဲ့တလားခန့်ကတွေ့ရတာဝမ်းသာပါတယ်ကျမနာမည်ပန်းအေဂရီပါကျွန်တော်ကမင်းအေဂရီပါဟုတ်လုပ်ငန်းရှင်တွေတွဲဆုံမိတ်ဆက်ပွဲလေးမှာမင်းအေဂရီနဲ့ပန်းတို့တွေတွဲဆုံရင်းနှီးခဲ့ကြလေတယ်စီပွားရေးလောကမှာသူတို့ညောက်ကထိတ်တန်းစစ်မှာဒါပေမဲ့ပန်းနဲ့အေဂရီကအပြိုင်ဆိုင်သိမ့်မရှိကြပေမဲ့နှစ်ယောက်လုံးရှင်တွေမှာတော့တယုံစင်တွေ့မိခဲ့ကြလေရဲ့ပန်းကုံတိုက်မှာအလုံးရှုံနေတော့ပန်းခေါ်တန်ကြားလို့လှည့်ချမိတော့ဟောကိုအေဂရီပါလားဟုတ်ပါဗျာပန်းစီကိုအလဲလာတာတော့မဟုတ်တော့ဘူးဟုတ်တယ်ပန်းကြီးအလုပ်ကိစ္စလေးတိုင်ပင်စာရှိလို့ဟုတ်အဲ့ဒါဆိုကိုအေဂရီရုံးခန်းထဲသွားရအောင်โอเคညီမလေးနွယ်ကော်ဖီနှုတ်ခမ်းနဲ့မဟုတ်ချို့လာချပေးပါဟုတ်ကဲ့မမပန်းတို့ကုန်းတိုင်းစီကိုမမျော်လင့်မယ်အေဂရီရောက်လာတော့ပျော်သွားရဲ့ပန်းဘလို့ပဲနေရသူ့နားမှာရှင်ပန်းပျော်တယ်နေရတော့ချစ်သူနဲ့ရှောက်လေဖို့ခွင့်တောင်းသွားလေရဲ့မင်းအေဂရီလည်းဒီလိုပဲအလုပ်ကိစ္စကိုအကြောင်းပြပြီးပန်းစီလာခဲ့တာတိတ်တခိုးချီရသူလေးကိုမြင်လိုက်ရတော့ခြေနဲ့သွားတယ်အေဂရီတို့အတန်ကြာအလုပ်ကြောင်ပြောဆိုနေပြီးနောက်ဒါဆိုပန်းလေသဘောကျရဲပေါ့ဟုတ်ကဲ့ပန်းတို့ညီမလည်းလုပ်ငန်းတိုးချက်ကျင်တာနဲ့ကွက်တီကျသွားတာပေါ့โอเคစာချုပ်ဖို့ပြန်လိုက်တော့မယ်ဟုတ်ကူအေဂရီကော်ဖီတောက်ပါအောင်ကိုအေဂရီဟုတ်ဒါနဲ့လေမပန်ကျွန်တော်အေဂရီလိုပဲခေါ်ပါကိုမထည့်ပါနဲ့လားဗျာလေးစားမှုနဲ့ခေါ်တာပါရှင်ပြီးတော့ကိုအေဂရီကပန်းထက်အသက်ကြီးရမလား
ရပါတယ်အေဂရစ်လိုပဲခေါ်ပါအေဂရစ်ကျမမွေးနေရတိတ်မလို့တော့အနေကြတခုခုလိုက်ကြည့်မယ်အခုလိုအလုတ်ကောင်းတကူတကလာပြောပြီးလက်တွဲပေးလို့နော်ရပါတယ်ဗျာစားချင်လို့မဟုတ်တာဒါဆိုမစားဘူးပေါ့စားမှာပေါ့ဗျာအေဂရစ်ကတော့အတော်နှောက်တယ်ကျွန်တော်ကဒါလိုပဲဗျဘိုင်းဝသွားပြီဆိုတော့ပြန်လိုက်ပါဦးမယ်ပဲနောက်ကြရင်ဝင်ခဲ့လို့ရပါတယ်โอเคဘိုင်းတန်းတို့ကုံတိုက်ကထွက်လာပြီးနောက်အေဂရစ်အိမ်တန်းပြန်လာခဲ့တယ်သူအိမ်ပြန်ရောက်တော့တခင်ဟောအခုတော့ပြန်လာပြီနောက်ကြလာပြီလားကိုမင်းကစောတာကွာနေအောင်ညီလေးမင်းချစ်သူရနေပြီလားအကိုကဘလို့သိရလဲငါကိုယ်တိုင်မြင်လိုက်တာကွာဟုတ်တယ်ကိုအေးအပြောမတဲနဲ့ကြားလားသိပါရဲ့ကိုကသူ့ကိုပဲကျွန်တော်ချစ်တာပါသူနဲ့ပဲလက်ထပ်မှာစိတ်ချပြီးတော့ကွာငါသွားနာတော့မယ်အကိုဟေးအကိုကရောဘယ်တော့စားရမှာလဲမင်းစားချင်နောက်နေ့ကြိုက်တဲ့ဆိုင်မှာသွားစားဟာလူပြိုကြီးကျွတ်မဲ့ပုံလဲမပေါ်ငါဘာသာကြောက်တဲ့နေပြရစေကွာအပူတွေဟုတ်လို့လားဟုတ်ပါရဲ့ဆိုကွာအခုသွားနာတော့လေညီလေးလည်းသူနဲ့တိတိတတာပြောလိုက်အောင်မယ်အေးပါကွာအေးကိုခန့်ကိုပြန်လာကမွေရပေါ်လက်ချလိုက်တယ်တနေ့ကအလုပ်ကိစ္စနဲ့အပြင်ထွက်နေကြတာမို့ဒီနေ့ပို့ပင်မန်းနေဒါပေမဲ့ချီရသူလေးမျက်နှာမြင်လိုက်တာတော့အမောကြီးပြေလို့မင်းကိုအရန်ချစ်တယ်ကွာကိုလေးမင်းသားမှာအမြဲနေခြင်းနဲ့ကွာပန်းလေးရဲ့ကိုချစ်တာမင်းလေးသိစေခြင်းဖြစ်ရဲ့ကွာပန်းမွေးနေကြဘာဖြစ်ရင်ကောင်းမလဲမသိဘူးခတ်တာမိန်းကလေးရဲ့ကြိုက်သူမသိဘူးဖြစ်နေရဲ့ဟွန်းတက်ပြင်းမဲ့ခါချနေရင်စဉ်းစားနေလိုက်ခါနောက်ဆုံးတော့အကြံတစ်ခုရသွားတယ်သူလက်ဆောင်ကိုတွေ့ရင်ပန်းပျော်သွားလိမ့်မယ်ထင်ပါတယ်ပန်းပြောစာရှိလို့လားညီမလေးမွေးနေ့မှာငါတောင်းတဲ့ရှာကိုအဖေပေးပါမလားယင်နင်ကဘာတောင်းမှာမို့လို့လဲတခင်နဲ့လက်ထပ်ခွင့်တခင်ဆိုတာကငါချစ်သူလေးဟဲ့အခုမိတ်ဆက်ပေးလိုက်လေနဲ့ဟာငါမပြောရဘူးနေရောကုပြောပေးလေမနင်တို့ဘာသာပြောကြပါလားလို့ပါမရေတခင်နဲ့လက်ထပ်ဖို့ကိစ္စဖေတို့နှင်းမပြောရဲလို့အမဖြစ်တဲ့ပန်းကိုအပူကတ်နေပြီပြောပေးမယ်ဟာကျန်တာဖေတို့အပိုင်းနော်နင်ရလေဟာဖေသဘောတူအောင်ပြောပေးလေနော်ကဲပြောပေးမယ်ဆိုရင်တူမတူဆိုတော့ငါအာမမခံဘူးအေးဟာအဲ့အားကြောင့်ချစ်တာအယူမလေးလိုချင်တာစတော့အမောင်ဟိဒီနေ့မင်းအေဂရစ်နဲ့ပန်းတို့လုပ်ငန်းကျိုးတူပူပေါင်းကစာကြောချုပ်တဲ့နေ့ကျေးဇူးပါအေဂရစ်ရဲ့ကိုကပြန်ကျေးဇူးတင်ရမှာပါကွာအခုလိုကိုလိုနဲ့ရေုံကြည်လက်တွေလို့ဟုတ်ပါပြီစာကြောချုပ်ပြီးပန်းပြန်တော့မယ်လို့မှပန်းခဏလောက်အချိန်ရလားဘာလို့လဲအေဂရစ်အရေးကြီးကိစ္စလေးရှိလို့အဲ့ဒါဟုတ်ပြောလေဒီမှာပြောမရဘူးပန်းရဲ့အဲ့ဒါဆိုစိုက်နဲ့စိုက်ကိုသွားကြတာပေါ့ပန်းစကားတော့မှဆုံးအောင်မပြောရသေးပဲရုပ်ကျက်ပန်းလက်ကိုဆွဲကလာခဏလေးပါပန်းလဲအေဂရစ်ခွန်ရနောက်ကိုပါသွားလေရောတယ်အေဂရစ်လည်းပန်းကိုကားပေါ်တက်စီပြီးသူ့လဲဖွင့်ထားရင်ဘယ်သွားရင်ကောင်းမလဲစဉ်းစားနေရပထူးတာမို့ပန်းရှင်ကိုလေပန်းကိုချစ်တယ်ရှင်ပန်းရဲ့မင်းကိုမြင်ချင်းချစ်မိသွားတာမင်းချစ်သူမရှိဘူးဆိုတာကိုသိရဲ့နော်ပန်းစိတ်ဆိုးသွားလာရင်သူပြောချင်တာရေပြောပြီးမှစိတ်ဆိုးသွားလာမိရဲ့အေဂရစ်မဆိုးပါဘူးအေဂရစ်ရဲ့ကိုကိုစဉ်းစားပေးမယ်မလားဘယ်နေ့လဲအဖြေပေးမှလဲကွာမသိဘူးလေအေဂရစ်မရဘူးပြောနောက်လများတယ်တက်လကြာသေးရဲ့ကွာကိုကခုပဲလိုချင်တာအခုတော့မရပါဘူးအေဂရစ်ရဲ့ပန်းမွေးနေ့မှာအဖြေပေးပါမယ်တကယ်နော်ပန်းတကယ်โอเคကိုပြောချင်တဲ့ပန်းရဲ့ဒါပဲနော်ည7နှစ်အတိမှာပေးရမှာဟမ်ပန်းပေးရဲ့အချိန်စောင့်ဟောကွာပြန်တော့မယ်အေဂရစ်သူကားပေါ်မှာဆင်းပြီးပန်ကားရှိရာထွက်လာလိုက်တယ်အေဂရစ်ကိုချစ်နေပေမဲ့တန်အဖြေပေးဖို့ရတော့အဆင်မပြေ Happy birthday ပါပန်းလေးမစိတ်ဝင်လာတဲ့တန်ကြောင့်ပန်းရွှေကြည့်လိုက်တော့အေဂရစ်စီက Thank you အေဂရစ်အဖြေပြီးတော့လေးပန်း7နှစ်ကျော်နေပြီနော်အဖြေပြီးမယ်ပြောမိလို့လားဟိုနေ့ကပဲပြောသွားတာလေမပြောမိပါဘူးပန်းတော့မညစ်နဲ့ညစ်ပါဘူးမမတ်မိတာဟာကွာစိတ်မရှိဘူးမဲရှိထိလာအောင်တောင်းပါနော်ပန်းရင်ကိုသိလို့လားသိဆိုခမားလေးအိမ်ရှင်မှာရောက်နေပြီမယုံရင်ဝရဏာကနေကြည့်လိုက်မယုံတည်းရုံတော်ဝမ်းနဲ့ဝရဏာကနေလှမ်းကြည့်လိုက်တော့သူရောက်နေရမှန်းပန်းသူ့ကိုဖုန်းဆက်လိုက်ပြီးဘလို့လို့ပန်းအိမ်ကိုသိခမားလေးကိုချစ်မိနေမှာတော့ခမားလေးเจ้าနေစုံစမ်းရတော့တာပေါ့ကြာပါရဲ့ကွာမပေးရင်အော်မှာနော်ဟာအေဂရစ်3ထီးပြမမပေးရင်အော်မှာ1 2 3ချစ်တယ်တကယ်နော်ပန်းတကယ်ပါဆိုဝမ်းသာလိုက်တာပန်းရဲ့ကဲအဖြေလဲရပြီမလားပြန်တော့နော်ညံ့နေပြီအင်းမချစ်ရဲ့ကိုရိုမနက်ဖြံမှာတွေ့မယ်နော်အင်းအေကရစ်အခုမှအဖြေရထားတာမို့မပြန်ချင်သေးပေမဲ့သူမလေးကပြန်ခိုင်းနေရောလေသူမလေးစိတ်သဘောကြောင့်အောက်တက်တက်နဲ့ပြန်ခဲ့ရပါတယ်သူမလေးကိုဘလို့အကြောင်းနဲ့မှစိတ်မစင်ရဲစေခြင်းပ
ပန်းတို့ညီမရေဖေဖေတို့ကိုကြော့ပြီးနောက် Happy birthday ပါသမီးတို့ Thank you ပါဖေဖေနဲ့မေမေညီမညလုံးပြိုင်တို့ပြောရင်သမီးတို့ကိုဘာလက်ဆောင်ပေးမှလဲဖေဖေသိချင်နေပြီလားသိချင်တာပေါ့လက်ဆောင်မှမတွေ့ရဖေဖေရဲ့ပန်းတို့ညီမကအမွှာရီမဟုတ်ပေမဲ့မွေးရမွေလာထူးခြားစွာတူနေရဲ့အသက်ကတော့9နှစ်กว่าတာပေါ့ဦးပိုင်စင်နဲ့ဒေါ်အေဂရီတယောက်မျက်နှာတယောက်ကြည့်ပြီးကဲသမီးတို့ဖေဖေလက်ဆောင်ပေးမယ်သွားရအောင်ဘယ်ဦးလဲဖေဖေသိချင်ရင်လိုက်ခဲ့ဖို့သမီးပန်းဟုတ်ဦးပိုင်စေထက်တို့သမီးညကိုငါးထက်တိုက်ကြီးစီကိုခေါ်လာခဲ့ကြတယ်တိုက်ကြီးရဲ့ဝင်လာရဲ့ချိန်မှာတော့မင်္ဂလာပါဆရာဆရာတို့မိသားစုပြန်လာတာကြိုဆိုပါတယ်တူညီဝတ်စုံနဲ့အလုံသမားရဲ့အများကြီးကခါလေးညွတ်ပြီးနှုတ်ဆက်နေတာကိုပန်းတို့ဖေဖေနဲ့မေမေကပြုံးကြည့်ရင်ကဲအားလုံးပင်ပန်းသွားကြပြီညကြရင်မင်းတို့မမလေးညောက်ကိုမွေးနေ့မဟုတ်ဘူးလိုက်ရကြဟုတ်ကဲ့ပါဆရာဒါကသမီးပန်းဧကရီဒီဘက်ကသမီးငယ်နှင်းဧကရီတွေ့ရတာဝမ်းသာပါရဲ့မမလေးတို့ Happy birthday ပါမမလေးတို့ကျေးဇူးပါအားလုံးသွားနာလို့ရပြီနော်အလုံသမားရေထွက်သွားတော့မှပန်းတို့လည်းဖေဖေပါလို့ဒီနေရာခေါ်လမ်းမှမသိဖေဖေဒါသမီးတို့အိမ်အစ်စ်မှန်မယ်ရှင်ဟုတ်တယ်သမီးတို့ဖေဖေပြောပြမယ်ဦးပိုင်စေထက်လေသမီးရဲ့ငယ်စဉ်နေရတာမန်မိသားစုဘွားလေးပဲပြီးကြရတဲ့အကြောင်းရှင်းပြလိုက်တော့ကျေးဇူးတင်ပါရဲ့ဖေဖေပန်းတို့လည်းဒီလိုဖေဖေမေမေရတာခုံယူနေမိရဲ့ဒါဆိုဖေဖေလုပ်နေတဲ့ကုမ္ပဏီကဖေဖေပိုင်တာပဲလားဟုတ်တယ်သမီးဒါရင်မကသေးဘူးနောက်ထပ်လုပ်ငန်းတွေရှိုံမကသမီးတို့အခုလုပ်နေတဲ့ကုန်တိုက်တီးရလဲဖေဖေပိုင်တာဖေဖေကအဲ့လောက်တောင်ချမ်းသာတာပဲလားဝါမိုက်တယ်နော်ပန်းဒီအိမ်ထဲမှာဝန်ထမ်းတွေ40လောက်ရှိရဲ့ဒါနဲ့ဦးထက်နာကဖေဖေမန်နေကြပါကဲဒါသမီးတို့ဖေဖေတို့ပေးရဲ့မွေးနေ့လက်ဆောင်စိတ်ချပါဖေဖေသမီးတို့ဖေဖေလုပ်ငန်းတွေကိုနေလာသိယူပြီးတိုးတက်အောင်လုပ်ပါမယ်ဟုတ်တယ်ဖေဖေငါသမီးကိုစိတ်ချပေးတာပါကဲဒီသားဖရင်နောက်မှပြောကြတော့အခုတော့နားကြတော့သမီးတို့ကကြိုက်တဲ့ထက်ကခံအောင်ရှူမေမေတို့ကဒုတိယထက်မှာနော်ဟုတ်လာပန်သွားကြည့်အောင်ပန်တို့ညီမအိမ်ကြီးကိုစိတ်ကြိုက်လေးလာပြီးတတိယထက်မှာအခန်းနေရာရှူကြလေတယ်အချိန်ကြာလာတာနဲ့မြပန်တို့ညီမညောင်စူးစမ်းမှုကြောင့်အခုဆိုဖေဖေးလုပ်ငန်းတချို့လက်လွဲရှူနေပြီဖြစ်တယ်ခလေးရဲ့လွမ်းလိုက်တာကွာပန်လည်းလွမ်းပါရဲ့ကိုကြီးရဲ့ခလေးကိုကြီးကိုစိတ်ကွက်နေရလားပန်ကဘာလို့စိတ်ကွက်ရမှာလဲခလေးကိုအချိန်မပေးနိုင်လို့လေကွာပန်လည်းကိုကြီးကိုအချိန်ပေးနိုင်လို့လားမကွက်ပါဘူးရှင်ကိုကြီးတတိယနေရဲဆိုရင်ပဲကျင့်နဲ့နေပါပြီပြောတက်လိုက်တာကွာဒီစကားလေးတွေကြောင့်အချစ်ပုံနေရတာအဖို့ဝေးပါမဖို့ပါဘူးခလေးရမင်းဧကရီနဲ့ပန်းဧကရီလည်းအလိုကိစ္စတွေကြောင့်နှစ်ပတ်တစ်ခါလောက်သာတွေ့ဖြစ်ခဲ့ကြတယ်။နင်ကိုတကယ်မချစ်ဘူးထင်တယ်။ဘာလို့အဲ့လိုထင်ရတာလဲကိုရဲ့အရင်နဲ့တည်းကလူကြီးကိုဖွင့်ပြောပြီးလက်ထက်ကြမယ်ဆိုတာအခုထိမပြောသေးတာပန်မပြောရဲသေးလို့ပါကိုရဲ့ဖေဖေစုမှာကြောက်လို့ပါပြီးတော့ဖေဖေလှုပ်တွေနဲ့နှစ်ပတ်လုံးနေရတာ哦မသိပါဘူးကွာကိုကိုလက်မထက်ချင်လို့များအချိန်ဆွဲနေသလားလို့မဟုတ်ပါဘူးကိုရဲ့နေလေကိုနဲ့တူဘဝတစ်ခုထူထောင်ချင်ပါပြီဒါဆိုတက်သေးပြဘလို့တက်သေးပြရမှာလဲကိုတပတ်တွင်နေမိဘကိုဖွင့်ပြောပါကွာနေမိဘရဲ့သဘောတူအားနဲ့ဆေးဆက်ကြောင်းလဲပြီးအမြန်ဆုံးလက်ထက်ကြမယ်နင်ခဏစဉ်းစားနေပြီအင်းမကိုဖွင့်ပြောလိုက်ပါမယ်နင်းနဲ့ခွဲရမှာကိုအကြောက်ဆုံးပဲသိလားနင်းကိုပိုင်ဆိုင်ခြင်းနေပြီနေလေကိုလိုပါပဲပန်းတို့ညီမတွေခိုင်းလို့ကုံတိုင်းမှာမထိုင်တော့ပဲဖေဖေးလုပ်ငန်းတွေကိုတစ်နှစ်နေပါလေ့လာလိုက်တာအခုဆိုအချို့လုပ်ငန်းတွေမှာဥပိုင်စေတဲ့ အနားယူလို့ရနေပြီဖြစ်တယ်တရက်မှာတော့ဥပိုင်စေတဲ့စီးနေစစ်နေတော့မှပဲနှစ်ယောက်လာပြီဖေဖေးသမီးဟေးသမီးငယ်ဖေဖေးဘာလုပ်နေရလဲစီးနေပြန်စစ်ကြည့်နေတာဟုတ်ဥပိုင်စီအလုပ်တွေပြီးအောင်ဆက်လုပ်နေရင်အတော်ကြာရဲ့အထိသမီးငယ်ကသူ့နားမှာထိုင်နေတာတွေ့ရတယ်ခိုင်းဆိုအဖေလှုပ်တဲ့နာရှောင်းလို့တော့မလာတတ်တဲ့သမီးငယ်ကြောင့်သမီးနဲ့ရှင်းဖေဖေကိုပြောစာရှိလို့လားသမီးဟုတ်ကဲငါသမီးငယ်ဟာထူးထူးခြားခြားအလုံးလုံးတဲ့နာလာရအောင်ဘာများပူစားမလို့ဟုတ်လေသမီးကိုမဆူဘူးမလားဖေကဲဖေမဆူပါဘူးကွာဟုတ်လေသမီးမှာချစ်သူရှိရဲ့ဖေအဲ့ဒါသမီးကအတိပေးရလားအတိပေးဆိုဖေတို့သဘောတူတာနဲ့နားလာဖောက်ချင်နေတဲ့ဥပိုင်စေတဲ့တစ်ချက်စဉ်းစားနေရင်သမီးမျက်နှာကြည့်လိုက်တော့စိုးရင်ပူပန်မှုတွေနဲ့ကဲတလို့လို့သမီးငယ်ချစ်သူကိုဖေစီကိုခေါ်ခဲ့ဖေလေးလာအကဲခက်ကြည့်ချင်တယ်ဟုတ်ဒါဆိုဘယ်နေလားမနေ့ပြန်ဖေအားရဲ့သမီးဟုတ်သမီးပြောလိုက်မယ်ဖေအော်ငါသမီးရီတောင်မှအရွယ်ရောက်လာပြီပေါ့လားဖေနဲ့တွေ့ပြီးနေလဲတခင်စီဖုန်းဆက်လိုက်တော့ဟုတ်လားနေဟုတ်တယ်ကူမနေ့ပြန်အားရဲ့မလားမအားလဲအားရမှာပေါ့ကိုရောခမကြီးနဲ့တွေ့ရမှာကိုနော်ဒါဆိုမနေ့ပြန်တွေ့ကြမယ်လေကိုโอเคနေချစ်တယ်
ချစ်တယ်ကိုတခင်ဖုန်းချလိုက်ပြီးအပျော်ကြီးပျော်နေခဲ့တယ်ဟဲ့ကောင်ဘာရေးသဘောကျနေရလဲအကိုညီပျော့လို့ကွာရခမလောင်ရီကမနှက်ပြန်တွေ့ချင်ပါတယ်ရဲ့ဩဒါအကြောင်းကိုဒယ်ဒီတို့မပြောသေးဘူးလားကွာဟိုကပြန်လာမှပြောတော့မယ်ကွာအေးပါအဆင်ပြေပါစေကွာပြေးပါစေကိုကြီးဦးပိုင်စေတန်းနဲ့ဒေါ်အိတ်ကလေးသူတို့ရှိရလူငယ်ကိုကြည့်ရင်တားနဲ့မင်းကတခင်နော်ဟုတ်မင်းတခင်ပါဗျတားအကြောင်းကိုတားငယ်ပြောပြလို့သိပြီးပါပြီတားအနေနဲ့အဲ့ဒီသမီးကိုရောဒေါ်အိတ်ကလေးစကားဆုံးအောင်မပြောဘဲလူငယ်လေးမျက်နှာကိုကြည့်လိုက်ပြီးဟုတ်ကဲ့ကျွန်တော်နေ့ကိုမြမျက်နုံနုံချစ်တာပါသစ္စာရှိရှိနဲ့ရိုးမြေကြပေါင်းတင်သွားမှာပါစိတ်မစင်းရဲစေပါဘူးခမโอเคလေမောင်ရင်မိဘတွေကသဘောတူရဲ့လားတကယ်မညာပဲပြောရရင်ကျွန်တော်မပြောရသေးပါဘူးဒီကပြန်မှပြောဖို့ရစဉ်းစားထားပါရဲ့ဗျမိဘနာမည်ရအောင်ဦးမန်စီနဲ့ဒေါ်သစ္စာပါသစ္စာကုမ္ပဏီနဲ့လုပ်ငန်းများကြီးပိုင်ဆိုင်တဲ့မန်စီလားတခင်လည်းအံ့ဩသွားပြီဟုတ်ပါရဲ့ခင်ဗျဒါဆိုလဲအားနာပါတယ်မင်းနဲ့တို့သမီးကိုသဘောမတူနိုင်ဘူးဘာများချွေရင်ကျွဲရှိနေလို့မန်စီနဲ့ပတ်သက်နေလို့သဘောမတူတာမင်းထွက်သွားတော့ငါသမီးနဲ့ပတ်သက်နေကြမရှိဘူးအကြောင်းပြချက်ကောင်အန်ကဲငါသမီးနဲ့သဘောမတူတာရဲ့အကြောင်းပြချက်မိမိဘရဲ့စီမှာပြန်မေးလိုက်အခုအေးဆေးထွက်သွားပါမဟုတ်ရင်အန်ကဲကျွန်တော်နဲ့နေလာကြစမ်းဧည့်သည်ကိုလိုက်ပို့လိုက်ကြဖေဖေတစ်ချိန်လုံးငြိမ်နေရဲ့နှင်းထားရလိုက်တော့တမီးအခန်းထဲသွားဖေဖေကိုနဲ့မခွဲမင်းနေအခန်းထဲသွားစမ်းလို့မော်အော်ဘူးတဲ့မိဘမေကអော်လိုက်တော့နှင်းလဲဖေဖေတို့ရက်ဆက်တယ်ညီဘာသိလို့လဲအမိသားစုနဲ့ငါတို့ကပြိုင်ပတ်တယ်အမုန်းတွေပဲရှိရမှာဖေဖေတို့ကြားမှာဘာရှိလဲတမီးမသိဘူးဖေဖေတို့ရဲ့အညိုးတွေကြားမှာနှင်းတို့ကဘာဆိုင်လို့လဲနှင်းတို့လူငယ်တွေကတက်ရှိပြီပါခန့်စားတတ်တယ်တစ်ချက်လောက်နှင်းတဲ့တခင်ရဲ့ချစ်ချင်းကိုငဲကြည့်ပါအောင်လားပြောပြီးလှည့်ထွက်လာပြီးအခက်ရောက်တော့မှအာပါတီကငိုချလိုက်တော့တယ်တာကြီးပြားမေဘာခိုင်းစာရှိလို့လဲမရှိပါဘူးကွယ်မင်းကြီးမနဲ့ထေးကဘာမှမစားလို့နေများမကောင်းလားမသိဘူးအဲ့ဒါသွားကြည့်ပေးပါဦးကွယ်တော်သစ္စာသားငယ်ကိုမတွေ့လို့တာကြီးကိုသွားကြည့်ခိုင်းတာမမိသားအိမ်မမရှိတာအိမ်မရှိလို့ဘယ်လိုတော့တာကြီးရဲ့ကောင်မလေးအိမ်ဆိုလားဗျာတားငယ်ကချစ်သူရှိရဲ့လားရှိပါဗျာနေပါဦးဒီကောင်လေးလာကမှချွေးမလောင်လေးကဘေးရလေတာကြီးသူလာမှမေးတော့မှမေးရင်ဒါလည်းသိမ့်မသိဘူးရဲ့တာမီးညောင်စကားပြောနေတော့ကားရက်တန်ကြားလိုက်တယ်ဟောမမိသားလေးပြန်လာပြီထင်တယ်စကားလေးဆိုရင်ဒေါသထွက်လာရဲ့မျက်နှာနဲ့အိမ်ထဲဝင်လာပြီးအေကန်နဲ့စူပါပေါ်ထိုင်လိုက်တဲ့ညီဖြစ်သူတခင်အစင်မပြေခဲ့ဘူးလားမပြေခဲ့ဘူးဗျာမင်းကဘာအမှားလုံးမိလို့လဲကွာမလုပ်ပါဘူးကိုရကျွန်တော်နဲ့သဘောမတူနိုင်ဘူးရဲ့ဗျဘာကွာသူတို့ကဘာမို့လို့ချမ်းသာပြီးလုပ်ငန်းတွေအများကြီးဦးစီးနေရဲ့ငါသားနဲ့သဘောမတူရအောင်သူတို့မိသားစုကဘသူလဲတာချစ်သူဖေဖေနဲ့မေမေနာမည်ရအောင်အဖေနာမည်ကဦးပိုင်စေထက်အမေနာမည်ကဒေါ်အေဂရီလာတာမေပြောလာသူကဦးမန်စီဟုတ်တယ်တဲ့ဒီဦးမန်စီအိမ်ပြန်လာတော့တားမိရဲ့စကားပြောနေရကြလို့ရုပ်ကြိုက်ရှက်နားထောင်ပြီးရင်ပိုင်စီထက်နာမည်ကြားလိုက်ရလို့ဝင်လာခဲ့တယ်ပြန်ပြောစမ်းသားငယ်သူတို့သမီးကိုငါသားနဲ့သဘောမတူဘူးဆိုတာဟုတ်လားဟုတ်တယ်ဖေဖေဘာကြောင့်လဲကွာအကြောင်းပြချက်ကဒေရီတို့သိရဲ့တဲ့ဘာကြောင့်လဲတဲ့ဒီတားငယ်စကားကြောင့်ဦးမန်စီနဲ့ဒေါ်သစ္စာတယောက်မျက်နှာတယောက်ပြန်ကြည့်မိပြီးတားရင်ဒီရညိုးရဲ့စာဒီလိုကွာအဲ့လိုဆိုပြီးလေးပွင့်ဆိုင်ဇလန်ကိုပြောပြလိုက်တယ်ဒါဆိုသူဟာဖေဖေပြိုင်ဘက်ပေါ့ဟုတ်တယ်ငါသားတို့ပြောပြပူရဲ့လေကွာအော်သူ့ကိုဒီမဲ့ငါသားသူတို့သမီးနဲ့မပေးစားလဲဘာဖြစ်တုံးကွာသူတို့သမီးတဲ့အဆဆရရတာတဲ့မိန်းမတွေတပုံကြီးပါကွာမဟုတ်ဘူးတဲ့ဒီတာနှင်းကိုပဲရှူမှာသူတို့သမီးကိုရအောင်ရှူနိုင်ရင်တားနိုင်ပြီညီလေးတားငယ်အမေနဲ့ကိုကြီးမတားနဲ့တားလဲနှင်းကိုချစ်တယ်ရအောင်ရှူမယ်ချကွာတားငယ်ကိုမန်မတားနဲ့သစ္စာသူတို့သမီးကဒီရောက်လာရင်တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲကွာဒေါ်သစ္စာနဲ့မင်းအေကွေလည်းသူတို့သားဖပြောနေရရင်မကြိုက်လို့ထားထွက်လာခဲ့လိုက်တယ်ဘလောက်ရှမ်းညိုကြီးနေပါစေဘလောက်ကြိုင်ပဲဖြစ်နေပါစေအာနွဲရဲ့မိန်းကလေးတယောက်ကိုတော့ဖေဖေဟောသမီးပန်ညီမလေးကိုဒီတိုင်းထားလိုက်တော့မှလားဖေဖေတနေ့နေ့ကြာသူတိသွားပါလိမ့်မယ်ဒီပြဿနာတွေကြားထဲမှာညီမလေးကိုမပါစေချင်ဘူးသူ့ချစ်သူနဲ့သဘောတူတိတ်ဆန်းသမီးဆက်မပြောနေတော့ပြောတင်တာပြောရမှာပဲဖြစ်ပြီညီမလေးကခုဆိုအစားလည်းမစားနေပါစေညီညမဘယ်နေရမှမခံနိုင်ဘူးလာစားလိမ့်မယ်မိမိသွားတော့သမီးကြီးဆက်ပြောနေမယ်ဆိုရင်ညီမအိမ်လေးကအိမ်ဖြစ်မထွက်ရပဲနေမယ်မိပန်လေညီမလေးနဲ့အတွက်ကုပြောချင်ခဲ့ပေမဲ့ပေပေနဲ့မေမေကအပြောမခံပဲစူတာခံလိုက်ရတယ်ပေပေတို့စေတနာကိုပန်နားလေပေမဲ့ညီမလေးကနားလေပါမလားအိမ်ဖြစ်မထွက်ရပေမဲ့ဖုန်းတော့သိမထားကြသေးဘူးဖုန်းပြောတာလည်းမတွေ့လို့ထင်ပါရဲ့မိရင်တော့
ဒီနေ့နေမိသားစုချင်းနေကြည့်လိုက်တော့ဖေဖေနဲ့မမအလှုပ်သွားပြီးမေမေကအောက်ထက်မှာအလှုပ်ရှုပ်နေတာတွေ့ပြီးအခန်းထဲပြန်ဝင်ကတခင်ဖုန်းဆက်လိုက်ပြီးဟယ်လိုနေကိုလွမ်းလိုက်တာနေရင်တူတူပါပဲအခုနင်းဘလို့နေရလဲအိမ်ရရှိုက်သေးလားမရှိုက်ပါဘူးကိုရဲ့နင်းလေကိုနဲ့တွေ့ချင်တယ်ခဏလေးသိခံပေးပါကွာကိုအကြံထုတ်နေတော့မို့အေးမနှင်းရှင်တကယ်လို့ကိုလာခိုးရင်လိုက်မာလားကွာကိုနှင်းနဲ့ပဲလက်ထက်ချင်တယ်ခိုးရလိုက်ဖို့ရောနင်းတွေ့ဝေသွားရင်နင်းကခိုးရမလိုက်ဘူးလားမလိုက်ရင်ကိုတို့တသက်လုံးဝေးရမှာနော်နင်းလိုက်ရဲပါတယ်โอเคကိုနောက်တော့ဆက်သွင်းမိနေရှင်းမေမေတခင်စကားမစုံလိုက်သေးခင်မှာပဲဒေါ်အေဂရီရောက်လာပြီးဘသူနဲ့ပြောနေရလဲညီးကောင်နဲ့မလားဟုတ်လေပေးဆက်ဖုန်းမိမိတခါတော့ပေးလို့ဒေါ်အေဂရီကနှင်းလက်ထရာဖုန်းလူယူပြီးဒီမဲ့မောင်ရင်အနိသမီးနဲ့ဆက်သွယ်ဖြတ်လိုက်ပါမဟုတ်ရင်တော့အနီလည်းငယ်ရကနေကြီးလာတာပါကျွန်တော်နှစ်ယောက်လုံးနားမလည်ပေးနိုင်ဘူးလားကျေးဇူးပြုပြီးအနိသမီးနဲ့ကျွန်တော်သဘောတူပေးပါဗျမင်းရလွယ်ပြီးငါသမီးကိုကြံတဲ့ဘသူမဆိုသဘောတူတယ်မောင်ရင်မင်းတို့မိသားစုနဲ့မပတ်သက်ချင်ဘူးနားလေလားအနီကျွန်တော်တောင်းမယ်ဘာမှတောင်းမှန်စရာမလိုငါသမီးနဲ့ထက်မပတ်သက်နဲ့ကင်ကင်ရှင်းရှင်းနေဒေါ်အေဂရီစကားကြောင့်တခင်စိတ်တူသွားပြီးဒီမှာအနီကျွန်တော်ကတော့သူ့ကိုချစ်တယ်မပတ်သက်လို့မရအောင်မင်းတခင်ကြောင့်အနီကိုကောင်းသိစေရမယ်မင်းတခင်လည်းဖုန်းချပြီးတော့နင်းကိုသူ့အိမ်ကခေါ်ထုတ်ဖို့အကြံထုတ်နေရောတယ်သမီးနဲ့နောက်ကညီးကောင်နဲ့ပြန်ဒီနဲ့မှမဆက်သွဲနဲ့တီလို့ကတော့အမေတို့အတိတောက်နဲ့ပေးစားရလိမ့်မယ်မေမေတို့ရက်ဆက်တယ်မိနေဘယ်ချိန်တွေကရောက်နေမှမသိရဲ့ဥပိုင်စေထက်ဖေဖေသမီးနဲ့တခင်ကတကယ်ချစ်ကြတော့ညီကဘာသိလို့လဲဟမ်ဒေးတို့ရဲ့အညိုးတွေကြားမှာနင်းတို့ကဘာဆိုင်လို့လဲနင်းနဲ့တခင်ကတက်ရှိတွေပါခန်းစားတတ်တယ်တစ်ချက်လောက်နင်းတို့ချစ်ချင်းကိုငဲချီပေးပါအောင်လားဒေါ်အေဂရီနှင်းပါလေးကိုနှစ်ချက်စင်ရိုက်လိုက်ခါညီကအလိုလိုက်ထားတော့ရောက်တက်နေရလားမိနေအမိသားစုနဲ့မပတ်သက်ချင်ဘူးအေးညီလည်းအဲ့ဒီမိသားစုနဲ့ပတ်သက်တဲ့တနေ့ငါတို့ကိုမိဘလို့မတတ်မှန်းနဲ့မကြခင်ငါမိတ်ဆွေလုပ်ငန်းရှင်တောင်နိုင်ငံခြားကနေပြန်လာလိမ့်မယ်ညီလက်ထက်ဖို့ရတွေးထားဂလန်ကဆန်လုပ်မယ်မကြံနဲ့ညီဖုန်းလည်းမကင်ရအောင်ဒီနောက်မှာဘသူရှိလဲလာခဲ့ကြအောင်တစ်ဆက်တည်းမှာပဲအင်ကူရီကိုလှမ်းခေါ်လိုက်တယ်အေဂျီရှင်ခေါ်တဲ့ကြောင့်အင်ကူမလေးတချို့ရောက်လာပြီးဒီနေ့ရစပြီးနင်တို့မမလေးကိုကြည့်ထားကြချန်နယ်ဆင်းရင်တော့အနောက်ကနေလိုက်ကြည့်ထားကြားကြလားဟုတ်ကဲ့ဆရာဖေဖေတို့မတည့်ရအောင်ဖေဖေတို့မတည့်ရဘူးအော်ငိုရင်းနဲ့ခန်းထဲပြေးဝင်သွားတဲ့သမီးငယ်ကိုကြည့်ရင်သမီးငယ်ကိုဒီလိုထားနေတာမှန်ရဲ့လားကိုရဲ့အေဂရီတို့ကိုမုန်းနေမလားမသိဘူးရှင်ကိုပိုင်တို့သမီးလေးကတိတက်လိမ္မာပေးသားပါကွာသူနားလေလာမှာပါနားလေရင်အကောင်းဆုံးပေါ့ရှင်ဒီနေ့ရောကုန်တိုင်ကြီးမှာပဲပန်းရီကလေးအချင်းကုန်နေခဲ့တယ်။ညီမလေးကအိမ်ပြင်မထွက်ရဘူးဆိုတော့အလုံးတော်တော်များများဟာပန်းကောင်းပေါ်ရောက်နေတော့တယ်။အမပြောတာရှင်းရလားညီမလေး။မမပြောတာနားလေပါတယ်။ယုံကြည်ပေးရတဲ့အတွက်ကျေးဇူးပါမမအလုပ်ကြိုးစားပါမယ်။ Okay ညီမလေးအလုပ်ဆေးရမှာမနှက်ပြန်နော်။ဟုတ်ကဲ့မမလုပ်ငန်းတိုးချဲ့ထားတဲ့အတွက်ရှိရဝန်တန်းအင်အားနဲ့အဆင်မပြေလို့နောက်ထပ်ဝန်တန်းများစွာခေါ်ယူခဲ့တယ်။ပန်းဟောအေဂရစ်ပါလားလွမ်းလိုက်တာကွာတူတူပါအလုပ်တွေများနေလို့မတွေ့ဖြစ်တာကြပြီနော်ဟုတ်တယ်ပန်းရဲ့နောက်တစ်ပတ်မှာတရက်လောက်တွေးချရအောင်ခလေးရဲ့အေးမဟမ်ဒါနဲ့ဘလို့ခေါ်လိုက်တယ်ခလေးလို့ခေါ်လိုက်တာလေကွာထူးထူးဆန်းဆန်းပါလားမင်းလည်းပြောင်းခေါ်လေဟာအေဂရစ်လိုပဲခေါ်မယ်ရှက်စရာကြီးဘာရှက်စရာရှိလဲနာမည်လေးပြောင်းခေါ်တာမင်းမခေါ်မချင်းမပြတ်ဘူးဟာအလုံးပါနော်မသိဘူးကွာခလေးဆန်စွာပူစားနေတဲ့သူကြောင့်ပန့်အကြက်ရိုက်နေခဲ့တယ်မခေါ်မချင်းပြတ်မဲပုံလည်းမပေါ်ပါချစ်သူတွေတဘာဝနာမည်ပြောင်းခေါ်ဖို့ရကြရှက်တယ်လို့နဲ့ကိုမင်းဟာကွာမဟုတ်သေးဘူးနောက်တစ်မျိုးခေါ်ကြည့်ဦးဟမ်ကိုကအဲ့လောက်ထိအသက်မကြီးသေးပါဘူးကွာမသိတော့ဘူးသိနော်မရဘူးမခေါ်မချင်းမပြတ်ဘူးဒါပဲပြောမှာမလားဟုတ်တယ်ကိုကြီးဘလို့ကိုကြီးလို့ဒီလိုမှပေါ့ခလေးရဲ့ခြေနဲ့ပြီလားခြေနဲ့တယ်ဒါဆိုပြန်တော့ဟာခလေးကကိုတန်းနေနေရပဲကွာရှီရောက်နေရအလုံးပါနော်အေးပါကွာခလေးသဘောကျသွားပြီနော်မသွားခင်တခါတော့ခေါ်ကိုကြီးပြားခလေးနောက်မှတွေ့မယ်နော်ဟုတ်အေဂရစ်လည်းပန်းကိုနှုတ်ဆက်ပြီးတော့ပြန်သွားပြီးပန်းလည်းအလုံးဆက်လုံးနေလိုက်တယ်ညီမလေးနှင်းကိစ္စတွေရောအလုံးတွေရောကြောင့်အေဂရစ်နဲ့လက်ထပ်ဖို့ရမတွေးသေးပေမဲ့အချိန်တစ်ခုရောက်ရင်တော့မိဘတွေကိုဖွင့်ပြောလိုက်ဖို့ပန်းတို့စိတ်ကူးထားခဲ့တယ်တခင်ကြောင်ရုပ်ဖြတ်ပြီးနှင်းတို့အင်ရှိမှာရောင်းလဲလဲလုံနေရမနဲ့ခရေးရပါအခုထိချစ်သူရဲ့အရှိကိုတော့မမြင်ရသေးလက်ထဲကစာရွက်လေးကိုစုပ်ကင်ထားပြီးနှင်းစီရောက်ဖို့ရေးအကြံကုန်ထုတ်နေရတယ်နောက်ဆုံးမှာတော့အကြံရတာနဲ့တပြိုင်နက်တည်းလေးချုံလိုက်ပြီးသူနဲ့နင်းပြောဘူးတယ်တခုခုဆိုလေးချုံပြီးအချက်ပြကြမယ်လို့လေတိုက်ကြီးထဲမှာနှင်းရလေစိတ်ညံ့ညံ့နဲ့ထိုင်နေတော့မှလေးချုံတန်ကြားလိုက်ရတော့မ
ပထမတော့အမတ်တမဲ့တိုက်ဆိုင်တာထင်နေခဲ့ပေမဲ့တစုံတစ်ခုအမက်ရသွားပြီးဝရဏဘက်ကနေထွက်ကြည့်လိုက်တော့သခင်ဟုတ်ပါတယ်သူချီရရဲ့သခင်နဲ့လက်ပြလိုက်တော့သခင်လည်းမြင်တယ်လူရိတ်ချီကြည့်ပြီးတော့ကင်ထားရဲ့ဆောင်ရက်ကိုထောင်ပြပြီးနင်းတို့ချန်နဲ့လှမ်းပြလိုက်ခဲ့တယ်နောက်တော့သခင်ခက်တုံးတုံးပြန်သွားတွေ့လိုက်တယ်နေလေဆန်နေစင်းမယ်ဆိုပြီးအခန်းတကာဖွင့်လိုက်ရင်မမလေးဘာများအလိုရှိပါသလဲရှင့်ခေါင်းညွန့်ပြီးမေးလာတဲ့အိမ်ကူမလေး၃ယောက်ဆန်နေစင်းမလို့ဟုတ်ကဲ့နေလေအောက်ထက်ဆင်းလာတော့မေမေနဲ့ထက်တွေ့လိုက်တယ်သမီးငယ်ဘယ်လေအဲ့လိုဆိုကမယုံသင်ကားနဲ့မေးလာရဲ့မေမေရဲ့ပါအခန်းအောင်းနေရတာဖြင်းနေချန်နယ်လမ်းလျှောက်မလို့အေးရှောက်မှသာရှောက်မယုံဒုက္ခလုံးမယ်မကြမ်းနဲ့မေမေတို့ကသမီးကိုမယုံကြည်ရအောင်ညီးလောက်တာလေကဲချန်နယ်သွားမယ်ဆိုသွားတနာရီပဲချိန်ရမယ်မေမေသွားလေနေလေဘာမှဆက်မပြောပဲချန်နယ်ထွက်လာလိုက်တယ်ချန်နယ်ရောက်တော့တခင်ဆောင်ရွက်ဖြစ်သွားရဲ့နေရာလေးစီမသိမသာသွားရင်နေလေးကျင်ကန်လုံးနေတော့ရှင်တို့လည်းလောက်ရမယ်ရှင်ကျမတို့ကဟုတ်တယ်ကျမတို့ကမမလေးကိုစောင့်ကြည့်ဖို့ကျမခိုင်းတာလုပ်မလားမေမေနဲ့တိုင်ရမှာလားမေမေနဲ့တိုင်ရင်တော့ရှင်တို့အလုံးပြုတ်မှာနော်မတိုင်ပါနဲ့မမလေးရဲ့လှုပ်ဆိုလှုပ်ပါမယ်ဒါမှပေါ့နေနဲ့တူတူအိမ်ပေါ်မလေးပြီးလေလေးကျင်ကန်လုံနေတာမိနစ်20လောက်ကြာပြီးလေးကျင်ကန်လှုပ်သလိုလိုနဲ့အိမ်ပေါ်မလေးပြီးအလဲနေချေးမှရှိနေတဲ့စာရက်ကိုကောက်လိုက်ပြီးခါကြရဲ့ညှက်ညုံလိုက်တယ်ကဲနေလဲမောပြီးနားလိုက်ကြအောင်နေလဲအခန်းပြန်တော့မယ်ဟုတ်ကဲ့မမလေးနေရင်ခန်းထဲရောက်တဲ့အထိအိမ်ပေါ်မလေးပြီးလိုက်လာပြီးအခန်းထဲဝင်သွားမှထွက်သွားနေတော့တယ်နေရင်ခန်းထဲရောက်တယ်ဆိုရင်တကောက်ချက်ထိုးကမှုရပေါ်လှရင်ဝှက်ရှူလာရဲ့စာရက်ကိုဖတ်ကြည့်လိုက်တော့သူ့ချီရပါတယ်နေကိုလေးမင်းကိုအရန်လွမ်းနေသိလားမင်းနဲ့ကိုမခွဲချင်ဘူးမိမိဘဘေးကရက်ဆက်တယ်ကွာကိုရိုညက်ကိုသဘောမတူနိုင်ဘူးလေထားပါတော့မနှက်ဖြန်ဒီလိုချိန်လာခေါ်မယ်ကွာအစင်းသေးလှုပ်ထားနင်းလှုပ်ထားရမှာနင်းချီရရဲ့ကိုတကယ်လာခေါ်မယ်ဆိုတော့နင်းပျော့သွားလေရဲ့ချစ်သူနဲ့မခွဲရတော့ဘူးပေါ့နင်းပျော့သွားခဏပါပဲပြီးတော့မိဘရဲ့မျက်နှာမြင်လာပြီခိုးရလိုက်ပြီးမှမှန်ရဲ့လားမမေတို့မသိအောင်ဘာမှမလုပ်ခဲ့ဘူးတော့မေမေတို့ကခွင့်လွတ်ပါမလားနှင်းစိတ်တဲ့နောက်ကြီးရှုပ်ထွေးရင်နောက်ဆုံးမှာတော့တခင်နောက်ကိုလိုက်ဖို့ရဆုံးဖြတ်လိုက်ခဲ့တယ်မေမေတို့စိတ်ဆိုးလဲခဏပေါ့တခင်နဲ့အနေချင်းဆူထားရဲ့နေ့တခင်နင်းတို့မိဘရဲ့အပြင်ထွက်မဲ့အချိန်မှန်းလာခဲ့လေနင်းတို့ကြီးကြပ်ထားတာမို့လို့အလုံးရှိရာတယောက်စီထွက်ကြတာဒီနေ့တော့အလုံးရှင်နေစီဝေပွဲရှိတာမို့နေမိဘလည်းမဖြစ်မနေသွားရမိသားနေတခင်တို့အိမ်သားမှာကွယ်ဆောက်နေရင်တနာရီလောက်ကြာတော့ကားနဲ့စီရှေ့စင်နောက်စင်ထွက်သွားတွေ့လိုက်ရတယ်တခင်လေးချွန်တန်ပေးလိုက်တယ်အိမ်ကြီးထဲမှာနေရလေလေချွန်တန်ကြားတာနဲ့ယောက်ျားလေးလိုပြင်လိုက်တယ်။စပင်ရှိကိုလည်းဘသူမှတတိမထားမိအောင်ထုံးလိုက်ပြီးအုတ်ထိုခက်ငိုက်ဆောင်းလိုက်တယ်။လက်ဝတ်လက်စားချို့ဖြုတ်ပြီးထားခဲ့လိုက်တယ်။တခင်နာမှာနေရရင်ရွှေဘာကြီးမရှိလဲရပြီ။ပြင်ဆင်ပြီးရနဲ့အခန်းထဲကထွက်လာခဲ့တယ်။အခန်းပြင်ရောက်တော့ဘသူမှမရှိလို့အောက်ထက်ကိုတတိထားရင်အပြေးဆင်းသွားပြီးအောက်ထက်ရောက်တော့လေအတန်နေသာကြားရတာဘသူမှမရှိပါ။နေအိတ်နေရဲ့ထင်ပြီးအဆောင်ကောင်မလေးပြီးအခြားအလုံးလုံးနေရဲ့ပုံစံမှာနေလေမြက်မြက်အိမ်ရှိထွက်လာကြည့်တော့ခြံတကာရှိမှအဆောင်တယောက်တည်းလွယ်လွယ်ကူကူဖွင့်ပေးပါမဟုတ်ကြရမရမဲတူတူတွေ့ရတော့ချောင်းတစ်ချောင်းကောက်ကင်ပြီးတကားဆောက်နာအသာတိုးခဲ့ပြီးနောက်ကနေရိုက်ချလိုက်တယ်တော်ပါသေးရဲ့တကားဆောက်ကကြောပေးထိုင်နေတော့ခဏကြာတော့မိလဲသွားရဲ့အဆောက်ခါကြမှာညှက်ထားရဲ့တော့တွေကိုယူကအိမ်ပြင်ပြေးထွက်ခဲ့တယ်ဟာမမလေးနဲ့ထွက်ပြေးပြီးလိုက်ကြတထေးစီကိုဖုန်းဆက်အကြောင်းကြလိုက်မမလေးလိုက်တဲ့သူကလိုက်နေအင်ကြီးထဲမှာကဘာပြက်လို့စူညံနေရဲ့အလားစူညံတန်ကြလို့အပြင်မှာရှိနေတဲ့သခင်လေးနှင်းထွက်လာလို့မှန်သိကကားကိုနှင်းတို့အိမ်ဝါတီမောင်းထွက်ခဲ့တယ်မြင်မြန်တက်နေနှင်းကိုတွေးလို့ကားရက်ပေးပြီးစော့ဩကနှင်းကားပေါ်ရောက်တာနဲ့တပြိုင်နက်အမြန်မောင်းထွက်ခဲ့လိုက်တယ်ဘာကွာဒီလောက်လူအများကြီးရှိတာကိုငါသမီးကဘလို့လွတ်သွားတာလဲကွာခွန်လေးကျွန်တော်သိလိုက်တဲ့အချိန်တကားဆောင်ကြီးအော်တန်ကြလို့ထွက်လာကြီးမှသခင်မလေးနေရအပြင်ထွက်ပြေးပါသိလိုက်ရအရောက်ချင်းဥပိုင်စင်အလုသမားကြီးကျင်းဝါနေရင်တော်ဆန်းကွာစင်ချေစင်လက်တွေလာမပေးနဲ့မင်းတို့အတုံးမကြတာလုပ်ငန်းရှင်တွေတွဲဆုံပွဲရှိတာမို့သူတို့လင်မယားရဲ့သမီးကြီးရဲ့အပြင်ရောက်နေတာသမီးထွက်ပြေးလို့လိုက်ဖမ်းနေရဲ့လို့အိမ်ရအကြောင်းကြားကြားချင်းဥပိုင်စင်ထက်တို့ပြန်လာခဲ့ရတယ်ကဲပါကိုပိုင်ရဲ့သူတို့ကိုစုမနေပါနဲ့တော့မင်းတို့သွားကြတော့ဒေါ်အေဂရီအလုသမားတွေကိုပါထုတ်လိုက်ပြီးကိုပိုင်ဒီကိစ္စမင်းသမီးငယ်နဲ့ဟိုနွားပေါင်းကြံထားတာပဲဖြစ်ရမယ်ဟုတ်တယ်ကိုပိုင်အေဂရီလည်းအဲ့လိုထင်တယ်ငါသမီးကိုရှာရင်သူတို့ဘက်ကအနိုင်ရပြီထင်နေမှာသမီးမိုက်ဘာမှအုံတော့မရှိဘူးအေဂရီသမီးမိုက်ဆက်သွယ်လာရင်ငါ့ကိုပြောကြလားအင်းကိုပိုင်
မိဘရဲ့ပြောနေတာတွေကိုပန်းကြောင်ငိမ့်နာထောင်တွေကညီမလေးချစ်သူကဘသူမှလို့လေဖေဖေတို့ဟာကောင်လေးမိသားစုကဖဖေးပြိုင်ဘက်တွေရဲ့နှင်းကိုအိမ်ပြင်ထွက်ခွင့်တားမြစ်တုန်းကဖဖေးပြောမှုတာဒါဆိုညီမလေးရောက်သွားရင်ရောအမိသားစုကကောင်းမွန်စွာကြိုးဆိုမယ်မတင်ဘာပဲဖြစ်ဖြစ်အမိသားစုကြောင့်စုံစမ်းရမယ်လို့ပန်းကြောင်တွေးနေမိလိုက်တယ်ချစ်ဒါကိုတဲ့ဒီဦးမန်စီရဲ့ဒါမာမီတော်သစ္စာဒါအကိုကြီးကိုမင်းအေကလေးတဲ့ဖေဖေးတာမိမလေးနှင်းအေကလေးရဲ့အေးတာတို့ကမင်္ဂလာဘရောဆောင်ပါလေတာသဘောကရှင်းနေနေပဲလက်ထက်စာချုပ်ချုပ်တော်မှာပွဲရီတော့မလုပ်ချင်ဘူးမဟုတ်တာသားရဲ့မာမီတို့လိုနေထားတဲ့လက်ထက်ပွဲမလုပ်ရင်မသင့်တော်ဘူးလေပြီးတော့သမီးနှင်းအတွက်လက်ထက်ပွဲမလုပ်တော့ဘူးဆိုရင်တားငယ်စကားကြောင့်အေဂရီအံ့ဩသွားပြီးအကျိုးတင်ကြောင်းတင်ပြောမလို့ရှိသေးအဲ့ဒါတားတို့သဘောပါမာမီနင်လေတားသဘောတိုင်းပဲဟုတ်တယ်နော်နင်ဟုတ်ပါရဲ့အန်နီသမီးဆန္ဒတခင်နဲ့တူတူပါအေးပါကွယ်ကဲမင်းတို့လည်းနားလိုက်ကြတော့ဒါနဲ့မိမိမောင်အိမ်စီးကနေပျော်ပြထားကွာဟုတ်ကဲ့ပါတဲ့ဒီတော်အေဂရီနဲ့အေဂရီတိုင်းမထားပဲလှည့်ကြည့်မိလိုက်တယ်ဒီအိမ်မှာမိသားစု၄ယောက်ပဲရှိခဲ့တာစီကန်းရည်လို့တတ်မှတ်မထားခဲ့အခုကြောင့်မှပေးရစီကန်းနေတော်သစ္စာသဘောပေါက်သွားတာမို့ပိုင်စီတို့မိသားစုကလေးစားချေဖို့ကောင်းမလေးကိုအတုံးချတော့မှလေနင်းကြောက်ကတခင်ရင်ရောက်နေရတလားပြည့်ပြီးတခါတလေတော့လေဖေဖေနဲ့မေမေကိုလွမ်းမိပေမဲ့မဆက်သွယ်ရဲပေမဲ့နှင်းပြော့ပါတယ်ချီရသူနာမှာနေခွင့်ရတယ်နင်းဖေဖေတို့ကိုလည်းတစ်ချိန်ချိန်တော့စိတ်ပြေသွားခင်မှာနေအင်းတခင်ကိုခေါ်နေရကြပြီဘာလို့မထူးရလဲဖေဖေတို့တတိယသွားလို့ပါကိုရဲ့ကိုပြောစရာရှိရဲ့ပြောလေကိုလောင်လေးအလုံးစားလို့တော့မှာအဲ့ဒါမင်းကအိမ်မှာလိုအပ်တာလုပ်ပေးပါမမေကအသက်ကြီးပြီဆိုတော့နေ့ကဘာလုပ်ပေးရမလဲကိုထမင်းဟင်းလေးချက်တက်ရှိပါညာလိုအပ်ရင်လုပ်လေကွာနော်ဟင်းနေအံ့ဩသွားတယ်တလောက်နန်းတော်သမ ्या ကြီးမရဲ့အိမ်ကြီးပေါ်မှာအိမ်ကူနဲ့ဝန်တန်းများစွာရှိရဲ့ဟင်းကိုတို့အိမ်မှာဝန်ထမ်းတွေတလောက်ပေါ်နေတာအန်ဒီမအားရင်နှင်းကူစီမန်းပါမယ်သူတို့လှုပ်လှုပ်တာမကြိုက်လို့ကွာမင်းလက်ရလေးလဲစားကျင်တယ်ကွာမိမရအိမ်မှာတခင်နှခုံးမပြောရပါနှင်းဆိုတာတခင်အတွက်ဘာပဲလုပ်ပေးနေရပါစေကျင်နဲ့နေရဲ့လူမျိုးမနက်မိုးလင်းတာနဲ့တခင်ရှုံသွားဖို့အတွက်ပြင်ဆင်ပေးပြီးရတဲ့အိမ်ကိုဝန်တန်းနေရှိရဲ့နဲ့အိမ်လုတ်တွေလုံနေရရဲ့နဲ့ဘာလို့လို့လဲသူတို့အိမ်တော်ကြီးတော့နှစ်ကျော်ကြာခဲ့ကမကြခင်နှင်းပိုက်ထီကခလေးရလေလူလောကကြီးရောက်လာတော့မယ်သူ့မှလည်းကတောက်ကဆအမြဲတက်နေရတယ်ကိုနှင်းလေအပြည့်လောတစ်ခုလောက်လွတ်ချင်တယ်နေပါကွာငါပဲလုံမယ်မင်းကအိမ်မှာနေဒီမဲ့ကိုနင်းကြည့်နေရကြပြီကိုချိုးရီပြောင်းနေရနင်တို့မှခလေးလဲရတော့မယ်ခလေးတွေနင်တို့နေအောင်လို့အလုံးရှိနေရမကောက်ဘူးလားအခုလဲငါအလုံးလုံးနေရပဲလေပြီးတော့ဘာမှမလိုအောင်ငါအိမ်ကပြေးစုံပေးတာကွာရှင့်အိမ်ကချမ်းသာတာမှန်တယ်ရှင်ချမ်းသာတာမှမဟုတ်တာကျမတို့ကအသက်ကြီးလာမှာသားသမီးတွေအတွက်သူတို့ဘဝအတွက်ကျမကိုစီးပွားရေးဖြစ်ဖြစ်အခြေချထားခဲ့ရမှာမင်းတော်တော့နေငါသားသမီးတွေအတွက်ဘာမှပူစရာမလိုပူရမယ်ရှင်ကျမမိခင်နှင်းတော်လိုက်တော့မတော်နိုင်ဘူးနေခဲ့ကွာမတော်နိုင်လေရှင်တာပါလေငါဟာငါဖဲသွားမင်းဘူးမပဘူးကွာတခင်ရှင်စကားတော်မဆုံးသေးပါဒေါသတကြီးထွက်သွားတဲ့တခင်ကိုချီပြီးနေငိုယုံမတပါမတက်နိုင်တော့ပါပန်းကြောင်ညီမလေးကိုတတိရတာနဲ့ဖုန်းဆက်လိုက်တယ်ဟယ်လိုမမညီမလေးအဆင်ပြေရဲ့လားပန်းမိတာမဖြေပဲနေရဖေဖေတို့ရောနေကောင်းရဲ့လားမမကောင်းပါရဲ့ညီမလေးရဲ့နှင်းရောအခုအထိစိတ်ဆိုးနေသေးလားယင်မမဟုတ်တယ်ညီမလေးဘာကြောင့်တလို့လှုပ်သွားတာလဲဖေဖေတို့သဘောတူအောင်မမကူညီမယ်လို့ပြောထားတာလေမမရဲ့နှင်းမသူ့ကိုမခွဲနိုင်တာညီမလေးရဲ့ညီမလေးခံစားချက်ကိုပန်နားလေတာပေါ့ညီမလေးနေရမှာပန်းဆိုရင်ရောအခုနေရအဆင်ပြေရဲ့လားညီမလေးတခင်နဲ့သူ့မိသားစုဟာဂယုဆိုင်ရဲ့လားမမရဲ့နေရှိုက်တန်ကိုကြားပြီးပန်းကြောင်စိတ်ပူသွားပြီးညီမလေးဘာဖြစ်လို့လဲအဲ့မိသားစုကညီမလေးကိုနှိမ့်ဆက်နေလို့လားနေငါမေးနေရဖြေလေမမရဲ့နင်းဘလို့လှုပ်ရပါမလဲမမကိုပြောစမ်းနေယောက်ျားနင့်ကိုနှိမ့်ဆက်နေရလားပြောဘလို့ဖြစ်နေရလဲပြောစမ်းမှာငါရှင်ပူလာပြီတခင်လေးဟိုတုန်းကနဲ့မတူတော့ဘူးမမရဲ့နေရသူ့စနေဖြည့်ရသားနေတော့ဘာမှပြောပိုင်ခွင့်မရှိတော့ဘူးမမရဲ့တခင်မိသားစုမှာနေရအိမ်ကူကြောက်လိုမျိုးပဲသူတို့ကနှင်းကိုလေမိသားစုလိုသဘောမထားကြဘူးမမရဲ့နင်တို့အိမ်ခွဲမနေကြဘူးလားနေသူ့လောက်ကအောင်အိမ်ခွဲနေဖို့ပြောပြီးမဲ့သူ့ဖေကသဘောမတူတာဦးမန်စေကိုဘသူမှမလုံဆက်ရဲဘူးမမရဲ့ညီမလေးအတွက်ခံပြင်းပြီးတောက်ခေါင်းမိတာပန်းညီမလေးအစ်စ်မပြေပြက်လာခဲ့ကြလားနင်းပေါ်မှာမကောင်းတဲ့ယောက်ျားကိုကြွခဲ့ပန်ဒေါသတကြီးပြောဆိုမိရာပြောနေခိုင်းညီမလေးကြွမရအောင်အခုဆိုညီမလေးသူ့ရင်သွေးလေးလွှဲထားရပြီမမရဲ့နှင်းရှင်သွေးလေးတော့မိတကွဲဖတကွဲအဖြစ်မခံနိုင်ဘူးညီမလေးရဲ့
တခင်မိသားစုကြောင့်ပြောပြနေတခင်နဲ့ဆိုမိသားစု၄ယောက်ရှိတယ်ပန်းအကိုကြောင့်လည်းရှိတယ်သူ့နာမည်ကမင်းဧကရဲတဲ့ဘာမင်းဧကရဲဟုတ်တယ်ပန်းဘာဖြစ်လို့လဲမမအတိများလားလို့ပါသူတို့မိသားစုကြောင့်ပြပြဆုံဆုံပြောပြဟိုဧကွေးဆိုရဲ့လူတက်ပုံကမမကြည့်ကျင်တယ်ဟုတ်ပန်းအဲ့ဒါဆိုနှင်းပို့လိုက်မယ်ဦးမန်စီကသစ္စာကိုမနေဘူးနင်းပြောတဲ့ဦးမန်စီတို့မိသားစုကြောင့်ပန်းတိရှာမှတ်ထားပြီးโอเคညီမလေးငါဖုန်းချလိုက်တော့မယ်တခင်ပြန်လာတော့မှာမမအေးဂယူးဆိုင်ညီမလေးနင်းပြန်လာခြင်းအချိန်မြေးပြန်လာလို့ရရဲ့နော်နေဖုန်းချတော့တာနဲ့တစုံတစ်ခုကိုတွေးတော်ဆုံးဖြတ်ချက်ချမိတာကပန်းဧကရီရဲ့ပါကိုကြီးဖြာကိုကြီးကိုပြောဆာရှင်းလို့ပြောစီပြပန်းကိုကိုကြီးမိဘရဲ့နဲ့မိတ်ဆက်ပေးပါလားပန်းတို့လက်ထက်ရအောင်ကိုကြီးဟေးဘာဖြစ်လို့လဲကိုကြီးဟိုလေပန်းရဲ့စကားဆုံးအောင်မပြောဘဲအဝေးကိုငေးကြည့်နေရဲ့ဧကရက်ဖာလေကိုကြီးကလက်ထက်ဖို့စီစဉ်မရှိဘူးလားမဟုတ်ပါဘူးကွာအဲ့ဒါဆိုပါလေကိုကြီးကနောက်နေ့လောက်မှအသိပေးပြီးလက်ထက်ရမလားလို့ပါကွာကိုရိုးလုံးတရားလည်းမဖြတ်သေးဘူးမလားပန်းတစ်ချက်တွေ့မိသွားပြီးမသိဘူးကွာကလေးတို့ဒီနှစ်ထဲလက်ထက်ချင်တဲ့ကိုကြီးပန်းပြောသလိုမလုပ်ပြီးရင်လန့်ခွဲကြမယ်ပန်းလည်းမိဘသဘောတူတဲ့သူနဲ့ပဲရှူလိုက်တော့မယ်ဟာခတ်လိုက်တာခက်လေးရပန်းသွားတော့မယ်ကိုကြီးဧကရေအကျိတ်ရိုက်နေလေတော့တယ်ပန်းကိုပြောတဲ့စကားတကယ်တော့အမှန်မဟုတ်ပါစီပွားပြိုင်မဲ့ဖြစ်တဲ့မိသားစုရင်းနဲ့ဆိုပေါင်းစည်းကြဖို့ဆိုတာမလွယ်ကူတဲ့ကိစ္စပါသူတို့မိဘတွေလည်းသဘောတူမှမထင်ဘာရဲ့ဖြစ်ဖြစ်ပန်းပြောသလိုလက်ထက်နိုင်ဖို့သူစူးစမ်းရမယ်ပါလို့လို့နဲ့နှဲလေသားလေးမင်းသစ္စာကိုမွေးဖားပြီးမနှက်ဖြန်ဆို3လပြည့်နေပြီတခင်ပြောလေနေတခင်မနှက်ဖြန်တရက်လောက်အလုံးမသွားပါနဲ့လားဘာဖြစ်လို့လဲမနှက်ဖြန်တောင်းမွေးနေလေအဲ့ဒါနေလေပြောတာပြောသွားတာသူတို့သားမီးနဲ့မနေပေးမယ်တိနေရလို့ညာငါမအောင်မနှက်ဖြန်ကုမ္ပဏီမှာစီဝေးရှိတယ်နောက်လာကြငါလိုက်ပို့မယ်ကွာအခုငါအိတ်ချင်ပြီသူပြောချင်တာပြောပြီးအိတ်ရဝင်သွားတဲ့တခင်ကိုကြည့်ရင်နေမြတ်ဝင်အိမ်မှာတော့တာလီမင်းသစ္စာမွေးနေ့အတွက်နှင်းကြောင်သူ့စိတ်ကြိုက်လှူဒန်းပြီးလို့ဖះကိုထွက်လာခဲ့တယ်။တခင်ကမနဲ့စောရီကအလုံးဆိုပြီးထသွားနေရဲ့ဖះရှိခိုးပြီးတာလီနဲ့တူတမြုံလုံးပတ်လေကတနေရာရောက်မှာဟင်းနေမရှုံကြည့်နိုင်လို့မျက်လုံးပိုးကြည့်တဲ့အခါမှာသူချီရရဲ့ရှောက်ကြားကိုမင်းတခင်ရဲ့ပြီးနားမှာတော့အမျိုးသမီးကြောင့်သူတို့ရဲ့တယောက်လက်ကိုတယောက်တွဲပြီးရီမမော်ပျော်ပျော်ရွှင်ရွှင်နေပါလား။မြေရရဲ့မြင်ကွင်းကိုသိမခံနိုင်လို့သူတို့ရှိရာလှမ်းလာခဲ့ကတခင်ဟင်းမင်းရှင်ဒါဘာလောက်တာလဲတခင်ရှင်ပြောတော့အစည်းအဝေးရှိရဲဆိုဒါကိုပြောရလားရှင်ပေးရဘာတူလဲငါချစ်ရရဲ့သူကွာကြားလိုက်ရရဲ့စကားကြောင့်ဟာတခင်ရှင်မင်းပြန်တော့နေရှင်နှင်းပေါ်မချစ်တော်ရဲ့ရရင်ဒါပေမဲ့ရှင်သားလေးပေါ်ဒါလိုမလုပ်ခဲ့ဘူးနှင်းမင်းပြန်တော့လို့မပြန်ဘူးရှင်နဲ့တီကိစ္စမပြန်ချင်ဘူးကွာတခင်ရိုက်ချက်ကြောင့်နှင်းလဲသွားပြီးရှင်ကဘာမဟုတ်တဲ့မိန်းမတွင်နဲ့ကျမကိုရှိုက်တယ်ရှင်လူစိတ်မှရှိရဲ့လားဟိုကောင်မလေးရအောင်အိမ်နောက်တယ်မှမသိဘူးလားမင်းသူ့ကိုဘာမှပြောစရာမလိုလာသွားမယ်ဘေဘီတခင်ရှင်တခင်ရိုက်တဲ့နာကျင်မှုထဲရှင်နေရနာကျင်မှုဟာခံစားရခက်လေရဲ့နေတိဆောက်ခဲ့ရဲ့မိသားစုဘွားလေးပျက်စီးသွားတော့မှလားပန်တယောက်တနေကုန်နေပါတစုံတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်ရခက်နေရဲ့ညရောက်တဲ့အခါမှာအိတ်ဂရစ်စီဖုန်းဆက်လိုက်ပြီးဟယ်လိုကိုကြီးဖျားဘာလဲကို့ကိုလွမ်းလို့ဖုန်းဆက်လိုက်တာလားလွမ်းမအောင်နော်ခလီရတကယ်မလွမ်းဘူးပေါ့မလွမ်းဘူးဒါပေါ့လေခလီကကို့ကိုမှမချစ်တာအမေကောက်နေပြန်ပြီကိုကကောက်เสียလားဟမ်ကိုကြီးကောက်တာချစ်เสียကောင်းဟုတ်ပါပြီဗျာဒါနဲ့ခလီဖုန်းဆက်တာအကြောင်းရှိလို့လားနောက်နေ့အလုံးရှင်တွေတွေ့ဆုံပွဲရှိရသိရမလားသိရခလီကိုကြီးလာမလားရင်လာရမှာပေါ့ဗျာကိုကြီးခလီလည်းလာမှာမလားလာမှာပါအဲ့ဒီနေ့ရောက်မှတွေ့မယ်နော်ဟုတ်ကဲ့ပါဗျ see you baby ဖုန်းချလိုက်ပြီးနောက်ပန်းအဲ့ဒီနေ့မှလုပ်ရမယ့်ကိစ္စအတွက်တက်ပြင်းမောချရင်မမီဟောတားငယ်ပြန်ရောက်ပြီလားဟုတ်တယ်ဒဲရီရောရှိရဲ့အခန်းထဲမှာခေါ်ပေးပါလားမမီအေးဒါနဲ့နှင်းရောရှိလားရှိတယ်ကွမြေးလေးကိုချော့သိမ့်နေရဲ့သူ့ဘာခေါ်ခဲ့ပါမမီအေးဒဲရီကိုသွားခေါ်ခိုင်းပြီးတော့သူနဲ့တူပါလာရဲ့ကောင်မလေးကိုလာဘေဘီကိုမိသားစုကသဘောတူပါမလားတူမှာပါဘေဘီလေးရဲ့ဒါမဲ့လေဟိုကိုမိန်းမကြီးကဘေဘီကိုရှမ်းရှာမှကြောက်ဘေဘီကိုဘာမှမလုပ်စေရအောင်ကိုရှိရဲ့မကြောက်နဲ့အင်းမဘေဘီကကိုချစ်လို့သာလိုက်လာခဲ့တာဟုတ်ပါပြီဗျာဒီကလည်းချစ်လို့ပဲခုလို့သားငယ်တခင်တို့စကားမဆုံးသေးခင်တခင်ဖေနဲ့နှင်းတို့ရောက်လာပြီကဲပြောပါအောင်ဒယ်ရီအလုံးလုံးနေတဲ့ချိန်ခေါ်ရတဲ့အကြောင်းကဒယ်ရီကိုမိတ်ဆက်ပေးခြင်းလို့သူ့နဲ့မေကမေမြတ်လို့တဲ့သားမိတ်ဆွေဆိုတော့အန်ကယ်တို့အိမ်ကိုမိတ်ဆွေမဟုတ်ပါဘူးဗျသားမိတ်မလေးဒယ်ရီရဲ့ဟင်မေကနောက်ထပ်ထက်ယူလာတာလားအရှင်မိန်းမတော်အပိုးမကြိုတင်ရတာစိတ်ညစ်နေရဒီမှာမနေဘူးလေဒယ်ရီရဲ့သူ့တိုက်ခန်းမှာနေမှာပါနှင်းကိုရော
နေရဒီမှာနေရမယ်တဲ့ဒီโอเคနေမင်းလဲသဘောတူကျမပြောပိုင်ခွင့်ရှိရဲ့လားရှင်မိမအောင်မဟုတ်တော့ဘူးလေရှင်ဝယ်ထားရဲ့ကြုံမကြီးလေမင်းတော်တော့သွားခလေးကိုပဲတိတ်ချပြုစုသားလေးဘာမှဖြစ်တယ်မကြားချင်ဘူးနော်သွားမှာပါရှင်လိုခလေးမျက်နှာမှာမထောင်တနာရှိုးပြီးနောက်မိမထက်ယူမိမရှိရတည်ရနဲ့ပေါ်တယ်မျက်နှာပြောင်တိုက်ရှူရဲတဲ့ဟာနာမှာမနေချင်ပါဘူးဒီမဲ့တခင်ဒီနေရာစပြီးရှင်နဲ့နေရာဘာမှမပတ်သက်ဘူးကွာရှင်မို့ပြင်ထားပါသားလေးကိုနှင်းခေါ်သွားမှာတနာယူတဲ့ဖခင်နဲ့မိတွေးနာမှာမထားခဲ့နိုင်ဘူးဟမ်မင်းကအပြောကြီးလာ ਈ လားထိုစဲနင်းတို့လင်မယားအခြေတင်ပြောနေတော့မှမျက်နှာဝဝင်ပြီးကိုဘေဘီကိုပြောနေရင်ဘေဘီအရန်ရှက်တယ်သီလားကိုချစ်လို့ဘေဘီလိုက်ရောမိတာဘေဘီကကိုတို့အိမ်တော်ကိုဖျက်ဆီးဖို့မဟုတ်ပါဘူးကိုသိပါရဲ့ဘေဘီရဲ့မငိုနဲ့နော်ကိုရှိနေတဲ့ဘေဘီကိုဘယ်သူမှမပြောစေရအောင်တားငယ်မင်းလောက်တာမဟုတ်သေးဘူးနော်နင်းပေါ်ရက်ဆက်ရကြနေမလားနင်းနဲ့လက်ထက်တရားသားတို့ကိစ္စကိုဘယ်သူမှဝင်မပါနဲ့ပြောပြီးသားတော်မမီသွားနာတော့ဒီမှာနေငါမင်းပေါ်မှာဘာခံစားချက်မှမရှိဘူးငါသားလေးကိုမင်းလက်ထဲမထည့်ပေးနိုင်တယ်လို့မင်းကိုလည်းကွာရှင်းမှာမဟုတ်ဘူးကွာအစတော့ကမင်းကိုချစ်လို့လိုက်ခဲ့တာငါတို့မိဘတွေကစီးပွားပြိုင်ပဲရှန်သူရေးဆိုတာသိပြီးနေရမင်းဖေကိုပြိုင်ကျင်လို့လက်ထက်ယူခဲ့တာပဲကွာငါသားလေးကိုမင်းစီမပေးနိုင်တယ်လို့မင်းကိုလည်းကွာရှင်းပေးမှာမဟုတ်ဘူးကွာရှင်အရင်ရက်ဆက်ပါလားကျမတော့ရှင်ကိုချစ်လိုက်ရတာရှင်ကတော့ကျမကိုကြိုက်တဲ့လောက်မုန်းနိုင်တဲ့တခင်ဒါမဲ့သားလေးမျက်နှာပြန်ကြည့်ပါအောင်လားသူ့မှာမိရွေးရှိရဲဆိုတာသာသိရင်သူဘယ်လောက်ခံစားရမယ်လဲရှင်တွေးမိရဲ့လားရှင်ဖခင်မဟုတ်မင်းတော်တော့ငါလုံးတဲ့အရာမှန်တယ်များမင်းဘာမှပြောပိုင်ခွင့်မရှိဘူးတော်တော်ရှာရှည်ရဲ့မိမသွားကွာငါ့နှစ်ယောက်တည်းအခန်းသွားပြင်လိုက်တနာရီတွင်ပြီးအောင်ပြင်ဘာမှပြောပိုင်ခွင့်မရှိရဲ့နဲ့တခင်ကိုမျက်ရည်ဆက်လက်နဲ့နာကြီးစွာကြည့်ပြီးလှည့်ထွက်လာကစိတ်ထဲမှာလဲကျမသားလေးကိုရှင်လိုဖခင်မျိုးနဲ့အဝေးမှာထားပြမယ်ရှင်ကနောင်တမင်းနဲ့ကြံနေရမယ်တခင်နဲ့လေတခင်တို့နေမဲ့ခန်းကိုတေချာပြင်ပေးပြီးရနဲ့ကိုခန်းရှိရာကိုပြန်လာခဲ့တယ်အခန်းထဲရောက်တော့ကတင်ပေါ်မှာအပူမေကင်းစွာအိပ်ပျော်နေတဲ့သားလေးကိုကြည့်ရင်မေမေတို့ဘွားကန်ဆိုးလိုက်တာသားလေးရဲ့စိတ်ချပါအမေသားလေးရဲ့တလို့ဖေမျိုးနဲ့ဝေးဟာကိုအမေခေါ်သွားပါမယ်သူ့နားမနေရင်မေလည်းမင်းဖေလိုဖြစ်သွားမှာအမေစိုးရိမ်နေကွယ်သားလေးမနှိုးအောင်တိတ်တဲ့စိတ်ငိုကြွေးရင်နဲ့ဆုံးဖြတ်ထားတဲ့အတိုင်းအကောင့်တွေဖော်ရမှာဖြစ်တာကြောင့်ပန်းတယောက်ဒီနေ့စိတ်လုံရှားနေခဲ့တယ်။အကိစ္စသူ့ဘဝရေးပင်ပြောင်းလဲသွားမှာမဟုတ်ပါလား။အထင်သေးရလဲမကြိုက်အထင်ကြီးရလဲမကြိုက်တဲ့ပန်းတယောက်ဇယိုင်မျိုးစုံပါရဲ့လုပ်ငန်းရှင်တွေတွေးဆုံပွဲရှိရာကြောင့်ဝတ်စားတာကစားတေချာပြင်ဆင်ဝင်နေခဲ့တယ်။အကုန်ပြင်ဆင်ပြီးရနဲ့မိဘရဲ့ရှိရစီသွားကဖေဖေမမေသမီးမနေ့ပြန်ပွဲပြီးမှသမီးပြန်လာမှာမို့ညာစိတ်ပူပြီးမျောမနေနဲ့နော်။ဟုတ်ပါပြီသမီးရဲ့ကားကိုဂရုစိုက်မောင်းနော်ဟုတ်သမီးသွားပြီနော်။ရောက်ချင်းကားပေါ်ကချက်ချင်းမစင်းသေးပဲအဂရစ်စီဖုန်းဆက်လိုက်ပြီးဟယ်လိုရောက်နေပြီလားရောက်နေပြီပန်းလေးရဲ့အခုပမာလေးပန်းလေးရောက်နေပါပြီကားပေါ်ကမစင်းရသေးရโอเคအထဲဝင်ခဲ့တော့လေပန်းလေးကားပေါ်ကဆင်းပြီးခန်းသားနေရာကိုရောက်သွားချိန်မှာဟင်ပန်းလှလာရင်နော်မြောက်ပြောနေပြန်ပါပြီတကယ်ပါပန်းရင်ကိုချစ်သူလေးကဘယ်ချိန်ကြီးကြီးလှနေရကိုကြီးရတော့လေလာတစ်ခါလောက်တောက်ကြမယ်အများကြီးမတောက်ရအောင်နော်အင်းမကိုကြီးရဲ့ပန်တို့နှစ်ယောက်လည်းမိတ်ဆွေရင်းနဲ့တောက်ကြစားကြရင်အလောက်ကြောင်ပြောနေကြတော့ညံ့နဲ့လာတယ်ကဲအားလုံးပဲပန်နာတော့မယ်နော်အခုလိုလာရောက်ပြီးရဲ့အတွက်အားလုံးကျေးဇူးတင်ပါရဲ့ဗျကဲနောက်တစ်ချိန်မှာအကူညီလိုအပ်တာတွေရှိခဲ့ရင်ပုတ်ပွင့်လေးလေးပြောကြပါတတ်နိုင်သမျှအစွမ်းကုန်ကူညီပေးပါမယ်ဗျဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါရှင်ပွဲပြီးရနဲ့အကုန်လုံးအိမ်ပြန်သွားကြပြီမဲ့မပြေရသေးတာပန်တို့ချစ်သူနှစ်ဦးပန်ညနေနေပြီကိုလိုက်ပို့ပြီးမယ်လေရပါရဲ့ကိုကြီးပန်းအိမ်ပြန်မှာမဟုတ်ဘူးဘလို့ပန်းရဲ့တငယ်ချင်းနှင်းစီသိရမလားသူ့အိမ်မှာအတူစုအိမ်မလို့ကိုကြီးရဲ့ဩကောင်းလေးရောပါလားပါတာပေါ့ကို့ဘာမှမပြောဘူးတော့ပန်းကိုကြီးစိတ်ပူမှာစိုးလို့ပါရှင်ဟာလေကိုကြီးကစိတ်ဆိုးသွားတာလားမဆိုးပါဘူးကိုကြီးကစိတ်မဆိုးတာပြောနေရရှုပ်ကြီးကကိုစိတ်မကောင်းဖြစ်သွားလို့ပါဘာလို့ကိုချစ်သူဘာလုံးတော့ကိုကနောက်မှသိရလို့လေကိုကြီးရတော့လေကိုကပန်းကိုစိတ်ပူသွားလို့ပါနောက်နေ့အိမ်ပြန်ရောက်ရင်ဖုန်းဆက်လိုက်ကိုမျှော်နေမယ်တယောက်တည်းလွတ်မလို့လားတငယ်ချင်းတွေနဲ့တွေ့ုံပျော်နေပါကိုကပန်းကိုစိတ်နှောက်ရှက်မဖြစ်ချင်ဘူးတခုပဲပန်းရင်ပန်းကိုရှုံချရင်အပျော်ကနေအပြတ်မဖြစ်စေနဲ့ပန်းကိုကဲပါမင်းအေဂရီရဲ့စိတ်မချရင်လည်းရှင်းမလိုက်ခဲ့တကယ်လားအင်းလေလိုက်မယ်ပန်းရုတ်တီရနေပြုံဖြည်းဖြည်းလုပ်နေရဲ့မင်းအင်္ဂရိရုပ်ကချက်ချင်းနော်ဒါဆိုသွားရအောင်โอเคကိုကြီးကားပါရဲ့မလားပန်းရဲ့ကားနဲ့သွားနေမယ်နောက်ကလိုက်ခဲ့နော်ပန်းတို့လည်းကားတစ်စီးစီနဲ့နှင်းစီအိမ်ထွက်လာကြတော့နှင်းစီအိမ်ရောက်တော့ဟဲပန်းနေနောက်ကျဆုံးမယ်ဒါဆိုအကုန်ရောက်နေပြီပေါ့လေဒါပေါ့ဟဲ့နင်းချစ်သူရောပါလာတာလားဟုတ်တယ်ဟာအေးပါနင်တို့နားကြတော့နောက်နေ့ညမှာပျော်ကြမယ်ဟာ
အေးကိုမင်းအေဂရေကအပေါ်ထက်သွားနားလိုက်နော်ပန်းကငါတို့နဲ့အောက်ထက်မှာဟုတ်ကဲ့ဗျကျွန်တော်နားလိုက်ပါဦးမယ်ဗျနှင်းစီကိုနှုတ်ဆက်ပြီးအပေါ်ထက်တက်သွားတဲ့မင်းအေဂရေကိုကြည့်ပြီးနှင်းစီငါအကူကြီးတောင်းထားတာလေးပြီးအဆင်ပြေလားဖြည့်ပါတယ်နောက်နေ့ညဆိုကွက်တီပဲကျေးဇူးတင်ပါတယ်ဟာရပါတယ်နည်းနည်းငါပြောစာလုံးလို့လားဒါဆိုနားရအောင်ဟာအေးလာပန်းနောက်တနေ့မှာတော့ညမှာလုံးမဲ့ပျော်ပွဲရှင်ပွဲအတွက်အလုံးရှုံနေကြတယ်ည9နာရီထိုးရနဲ့ပျော်ပွဲရှင်ပွဲစကြလေကကဲတငယ်ချင်းတို့ရေဒီနေ့တနေ့မှတစ်ခါမတွေ့ဖြစ်တဲ့တငယ်ချင်းတွေရဲ့တွေ့ဆုံပွဲမှာကျန်တာအကုန်မေ့ထားပြီးပျော်ကြမယ်ဟေးအားလုံးပဲပျော်ပါစေပျော်ကြပါစေတောက်ကြစားကြစကားပြောကြနဲ့အချင်းကုန်မှမသိကုန်လာခဲ့တယ်ကိုမင်းအေကရတောက်လေမတောက်တော့ပါဘူးဗျာနည်းနည်းလောက်တော့လှုပ်ပါဗျာအကူကပန်းနဲ့ပတ်သက်တော့ကျွန်တော်တို့တငယ်ချင်းဖြစ်နေပြီလေဗျာတစ်ခွက်လောက်ပဲဗျာမင်းအေကရညင်းပေမဲ့လေပန်းတငယ်ချင်းတွေကအတင်းတိုက်နေရနဲ့ကျွန်တော်နည်းနည်းပဲတောက်မယ်ညီလေးတို့အားနာလို့ရပါရဲ့ဗျာနည်းနည်းဆိုလေပန်းကတော့မိန်းကလေးဖွဲ့ရည်နဲ့စကားလက်ဆောင်ကြနေလေတော့တယ်ယောက်ျားလေးဖွဲ့မှလည်းမင်းအေကရကိုချော့တိုက်လိုက်လုံနေလိုက်တာတစ်ခွက်ပြီးတစ်ခွက်အေကရမဟန်နိုင်တော့ပါကျွန်တော်တော့ပြီဗျာနားတော့မယ်နေုံကိုကျွန်တော်လိုက်ဖို့ပေးမယ်။သိန်းစာရှိရာသိန်းကြမယ်။ကဲအားလုံးပဲနောက်နှစ်တွင်လည်းတွေ့ဆုံကြမယ်ဟိ။အကောင်လုံးစေကြောသိန်းဆက်ပြီးရနဲ့အတီတီအိမ်ရဝင်ခဲ့ကြတယ်။နောက်တနေ့မင်းအေဂရေအိမ်ရနူးလာရဲ့ချိန်နာရီကြည့်ပြီးတော့ဟိ9နာရီအောင်ရှိပြီ။အေဂရေအိမ်ရဘွားအလူလေထားမျက်နှာတင်အဝတ်စားလဲပြီးရနဲ့အခန်းထဲကထွက်လာခဲ့တော့တိမ်လုံးတိတ်ဆိတ်လို့အောက်ထပ်ဆင်းလာရင်နှင်းစီနဲ့တွေ့လို့အမနှင်းစီပန်းရောပန်းလားသူပြန်သွားပြီလေ။ဟင်ဘယ်တော့မှလဲအခုမနဲ့စောစောလေးပဲဟုတ်ကဲ့ဗျ။ကျွန်တော်လည်းပြန်มาတော့မယ်ဗျအေခွေလည်းသူ့ရင်ပြန်လာခဲ့ရော်လေအိမ်ရောက်တာနဲ့ပန်းစီဖုန်းဆက်တော့ဆက်ပိတ်ထားတဲ့အေခွေလည်းအလုံးများနေတာတကြောင်ပန်းနဲ့တလနေပါဆက်သွယ်မရခဲ့ပါဖုန်းဆက်တော့လည်းအမြဲဆက်ပိတ်ထားတယ်အလုပ်ကိစ္စရှိလေသူ့မန်နေဂျာပဲလာတာတွေ့ရတယ်ပန်းရဲ့ဘေးရောက်နေရလဲကွာကိုရှင်မော်ရပါပြီဘယ်ချိန်ဘသူစီမှာရှိနေမှန်းလည်းမသိဟုတ်တယ်နင်းစီစီဆက်ရမယ်သူကသိလောက်တယ်ထွက်လာရဲ့အကြံနဲ့တူနင်းစီစီဖုန်းဆက်ကြည့်တော့ဟယ်လိုမန်နေစီကျွန်တော်အေဂရစ်ပါဗျ။အော်ကိုအေဂရစ်ဖြော့ပါ။ပန်းကိုကျွန်တော်ဆက်သွယ်မရအောင်။အဲ့ဒါမန်နေစီနဲ့များပန်းကရှင်းလို့လူယုံမအောင်မတွေ့ချင်ဘူး။သူ့စကားတွေမဆုံးသေး။နင်းစီဖျက်ပြောလိုက်တဲ့စကားကြောင့်ဘလို့မန်နေစီပန်းကကျွန်တော်နဲ့မတွေ့ချင်ဘူးဟုတ်လား။ရှင်ကတော်တော်အောက်တန်းကြားရဲ့သူပဲကိုအေဂရစ်။ဘာဗျ။အခုမှမသိချင်အောင်စောင်းမနေနဲ့ရှင်တို့အချို့ယောက်ျားတွေကအလွယ်မေးလိုက်ပေမဲ့ကျမတို့ကမိမသားတွေရှင်ကျမတငယ်ချင်းတော့ရှင်လိုလူမျိုးနဲ့တွေ့ခဲ့တာကန်ဆိုးပါပဲ။နေပါအောင်ဗျ။မန်နေစီပြောတာကျွန်တော်တခုမှနားမလဲဘူးကျွန်တော်ကိုပန်းရှိရဲ့နေရာသိရင်ပြောပြပါဗျာဟုတ်ပြီလေခဏဆောင်နေနှင်းစီလည်းမင်းအေဂရေရှိမှာပဲဖုန်းဆက်ပြီးဟယ်လိုအေဂရေကနေရှိရဲ့နေရာမေးနေပြီဟာငါပြောပြလိုက်ရမလားအေးအခုငါအနားမှာရှိရဲ့ဖုန်းပြောအောင်မလားနှင်းစီပြောနေပြီမဲ့ပန်းတန်တော့သူကြားမရပါအေးဟုတ်ပြီတကယ်ချင်းနှင်းစီလည်းဖုန်းဆက်လိုက်ပြီးမနှင်းစီပန်းကဘာပြောလဲဗျသူရှိရဲ့နေရာကိုပြောပြလိုက်မယ်လိမ့်စာကတော့ရှင်တို့ဘာသာရှင်တို့ရှင်းကြပါကျေးဇူးပါဗျာကျွန်တော်ခုပဲသွားလိုက်ပါမယ်။နှင်းစီကိုနှုတ်ဆက်ပြီးပေးရလိမ့်စာတိုင်းထွက်လာခဲ့တယ်။ပန်း။အော်ရှင်ရောက်လာပြီလား။ဟင်။ပန်းပြောရဲ့စကားပန်းကြီးရဲ့ကြည့်ပေကြောင့်အေဂရီအံ့ဩသွားတယ်။ဘယ်တော့မှမရှင်းကြီးရဲ့တစဲကိုကြည့်သလိုသူ့ကိုကြည့်နေရမဟုတ်ပါလား။ကို့ကိုဘာလို့ရှောင်နေရလဲပန်းရဲ့ကိုမင်းကိုမကြိုက်တာဘာများလှုပ်မိလို့လဲ။ကိုဒီမှာကိုအေဂရီရှင်တကယ်ပဲမေ့နေရလား။မေ့ချင်အောင်စောင့်နေရလား။ရှင်ကိုလေကျမယောက်ျားကောင်းကြောင်လို့ထင်မိခဲ့တာ။အခုတော့ကိုနားမလည်နိုင်ဘူးပန်းကိုပြောပြပါကွာ please ကောင်းပြီလေကျမတငယ်ချင်းတွေနဲ့တွေ့ရညတောက်ချစားကြတာကိုရှင်မှတ်မိလောက်ပါရဲ့နော်ကိုမှတ်မိရဲ့ပန်းအဲ့ဒီညကကိုလေအဲ့ညကရှင်ကိုခေါ်ခဲ့မိတာကျမအမားပဲအေးကြည့်ရှင်ကလူကြီးဖြစ်ပြီးမထိန်နိုင်မသိနိုင်တောက်ခဲ့တယ်မလားမှန်တယ်ပန်းအဲ့ညကိုအတော့များတာဝင်ခံတယ်ဒါမဲ့ကိုနားမလေတာပန်းကဒီကိစ္စလောက်နေတော့ဟန်ဆောင်နေရရှက်လိုက်ပါတော့ရှင်ဘာကွာကိုတကယ်မသိလို့မေးနေတာကွာရှင်အမူးလွန်ပြီးကျမအောင်မဖြစ်နိုင်ဘူးပန်းကိုအညာမင်းတငယ်ချင်းကောင်းလေးတွေခံနေမှာကိုဘလောက်မှုအဲ့လောက်ထီတော့မင်းပေါ်ဘယ်တော့မှမရိုးသားစိတ်မရှိဘူးဗျ။အော်ရှင်ပြောပုံကကျမပဲလှုပ်ချံပြောဆိုနေရလို့ထင်းနေရလား။ရှင်ကိုလည်းကျမတောင်းဝင်ရှူခိုင်းနေရမဟုတ်ဘူး။ရှင်ရဲ့လူမဆန်တဲ့လှုပ်ရက်ကိုရှင်လို့စောစောစီစီတိကြတာကျမကန်ကောင်းသွားရဲ့ကိုအေဂရစ်ကျမနဲ့ရှင်ဘာမှမပတ်သက်ခဲ့ဘူးပဲထားလိုက်တော့အကုန်လုံးမေ့လိုက်တော့ကျမစီလာရှာလဲမလို့ရှင်ပြန်တော့ပန့်ကျမမအောင်ပြန့်တော့လို့သူရှိမှရှိနေတဲ့ပန်းကိုကြည့်ပြီးတွေ့ဝေနေခဲ့တယ်။တကယ်ပဲမှားခဲ့လားသူမသိတော့တကယ်မှားခဲ့ရင်တော့ပန်းကိုသူတောင်းရင်ရှူရမယ်မဟုတ်လား။သူစိတ်ထဲမြင်ရောက်လာတော့သူ့မိဘနှစ်ပါးဒေရီတို့ကဘလို့ပဲဖြစ်ဖြစ်ပန်းနဲ့ဆိုသဘောတူမှာမဟုတ်အချိန်တော်ကြာမှစုံဖြတ်ချက်တစ်ခုချလိုက်ပြီးမင်းကိုလက်ထက်မဲ့ပန်းရှင်သိချာရဲ့လားသိချာစဉ်းစားနော်ရှင်မိဘတွေကကျမနဲ့သဘောတူမှာမဟုတ်ဘူး
ဒေရီတို့သဘောမတူလဲမင်းကိုလက်ထက်မယ်ရှင်ဘက်ကတေချာရင်ပြီးရောလေကျမနဲ့လက်ထက်ပြီးမှရှင်ရမိဘသဘောမတူလို့မပေါင်းနိုင်ဘူးဆိုရင်ကျမတစ်ချက်ကနှစ်ချက်ဖြစ်မှာကျမပဲအဲ့လိုမဖြစ်စေရဘူးပန်းကိုကတိပြီးရင်လက်ထက်ပွဲကိုခန်းခန်းနာနာမလုံနိုင်တာကတော့ကိုစိတ်မကောင်းရောက်ပါတယ်ပန်လည်းတခန်းနာနာမလုံချင်ပါဘူးကျမအိမ်ကိုသွားရအောင်အိမ်ရောက်မှဆက်တိုင်ပင်ကြတာပေါ့တခုတော့ရှိရဲ့ပန်းလက်ထက်တာမင်းကိုအရန်ချစ်လို့နော်အစတွေကမင်းနဲ့ဘဝတစ်ခုထူထောင်မှုရှိခဲ့ပြီးသားမင်းကိုတနာရမက်မပါတဲ့အချစ်မျိုးနဲ့ချစ်ခဲ့ရဲဆိုတာသိစေချင်တယ်သူ့ကိုတစ်ချက်လှည့်ကြည့်ပြီးဘာစကားမှမဆက်တော့ပဲရှင်ကားပါတယ်မလားကျမရှိရနေသွားနေမယ်နောက်ကနေလိုက်ခဲ့နေုံတရားရုံးအရှင်သွားကြတာပေါ့အသေးသက်တဲ့အနေနဲ့တငယ်ချင်းချို့ကိုခေါ်လိုက်မယ်သူလက်မခံခြင်းမှာလက်ထက်ပွဲကိုတခဏတနာမဆောင်ပေးနိုင်ပေမဲ့တက်နိုင်တဲ့လောက်တော့မင်္ဂလာပွဲလေးဖြစ်စေခြင်းနဲ့သူကသမီးယောက်ျားအော်အေးလက်ထက်ပွဲကိုဘလို့စီစဉ်ထားလဲသမီးတို့တရားရုံးမှာလက်မှတ်ထိုးခဲ့ပါပြီထပ်ပြီးဘာအခန့်ပွဲမှာမလုပ်ချင်ဘူးဒါနဲ့မောင်ဘသူကျွန်တော်နာမည်မင်းအေဂရစ်ပါအော်မောင်မင်းအေဂရစ်တဘောအောင်ကျွန်တော်တဘောကတော့အေဂရစ်စကားတော်မဆုံးပါသူ့တဘောကသမီးတဘောပါသမီးတို့ချင်းပြည်လည်ရင်ပြီးတာပါပဲဖေဖေကိုနားလိုက်အောင်မယ်သမီးဟုတ်ကဲ့ဖေဖေမိဘကြီးထွက်သွားပြီးနောက်ပန်လည်နေရာကနေထပြီးလက်ခံအိတ်ကိုဆွဲယူပြီးပန်အပြင်သွားလိုက်အောင်မယ်ကိုလိုက်ဖို့ပေးမယ်လေရှာတယ်ပန်းမသာသွားမယ်ဘသူရှိလဲခဏလာခဲ့ပါအောင်အိမ်ကိုတက်ကိုခေါ်ပြီးမမလေးမခိုင်းစာရှိလို့လဲရှင်သူနေရမယ့်ခံကိုလိုက်ပြလိုက်ပါဟုတ်ကဲ့အိမ်ကိုခေါ်ရနောက်ကိုသူ့လိုက်သွားခဲ့ရဒါအကိုလေးနေရမယ့်ခန်းပါရှင်အေဂရီအထဲကိုဝိဝဲကြည့်လိုက်တယ်အိမ်ကူလေးကသူ့တောင်ရင်ပြီးရနဲ့လက်ထွက်သွားမယ်လို့ခဏပြအကိုလေးဘာခိုင်းစာရှိလို့လဲသူသိချင်တာမေးလိုက်တဲ့ခါမှာတော့အိမ်ကူလေးဖြေလိုက်တဲ့စကားကြောင့်သူ့စိတ်ထဲဘဝင်မကြပါကျန်တာမမလေးပြန်လာမှမေးလိုက်ပါနော်ကျမတို့ကမပြောရဲဘူးကိုလေးအိမ်ကူပြောတာဟုတ်တော့ဟုတ်ပါရဲ့လေအိမ်ရှင်တွေရဲ့အကြောင်းကိစ္စတိုင်းဟာမေးမြန်းခွင့်မရှိသလိုဝင်ဆွတ်ဖက်ခွင့်လည်းမရှိတားငယ်အပြင်အားပြန်လာတဲ့မမီရဲ့ရေကြီးတုပ်ဖြာခေါ်နေရဲ့တန်ကြောင့်သခင်လည်းခန်းထဲကထွက်လာပြီးဘာဖြစ်လာလဲမမီကမင်းကိုပြန်ရောက်ပြီလားအဲ့ဒါများအခုကိုမနေရရမတွေ့ဘူးလေမမီကဟင်သူတို့သားမေစုညံနေရကြောင်းဥမှန်စင်နဲ့ရောက်လာပြီးဟုတ်သားပဲသစ္စာရဲ့အလုံးရှိလို့နေမှာပိုမနေနဲ့ကွာသူတို့ကလုပ်ငန်းရှင်တွေဖြစ်နေပြီလေကွာဒါဆိုသိကြပါပြီဘာသိကြတာလဲကွာတားကြီးလေမိမရသွားပြီတဲ့ဟမ်ဟာငါသာစွန့်သွားပြီပေါ့စိုးမနေနဲ့အောင်ကျမကြားလာတာဟုတ်လေခင်မုန်းတဲ့ရဲ့မျက်နှာကိုကြည့်ရင်တော်သစ္စာစကားရှိဆက်မပြောရပါသစ္စာဘာဖြစ်တာလဲပြောစာရှိဟာပြောစမ်းပါဟုတ်သားပဲမာမီရဟုတ်လေတားရီယူသွားရဲ့မိန်းကလေးကကိုပိုင်နဲ့အေဂရီရဲ့သမီးကြီးရဲ့ဘာကွာဟုတ်လို့လားမာမီရဟုတ်တယ်သားငယ်တကယ်ဆိုရင်တော့ကောင်းတယ်ကွာဘလို့တယ်ဒီဟုတ်တယ်သားညလုံးကသူတို့သမီးတွေနဲ့ရှူလိုက်တော့သူတို့စီပွားရေးတစ်ဝက်ကဒေယုစီပြိုင်စရာမလိုပဲရောက်လာပြီလေကြာချင်းတော့သူ့ပြိုင်ပဲသမီးကိုမှပတ်သက်တဲ့သားကိုဒေါသထွက်နေခဲ့တယ်စီပွားရေးသမားအနေနဲ့တေချာတွက်ကြည့်မယ်ဆိုရင်တော့ဟုတ်တယ်တဲ့ဒီကသားငယ်ကြီးမဲလဲသူတို့ညီမအမွေမရခင်နင်းနဲ့မကွာရှင်းနေအောင်နော်စိတ်ချပါတဲ့ဒီကကဲကွာမင်းကိုစီဖုန်းဆက်ဆန်းကွာဟုတ်ကဲ့တဲ့ဒီဒေးဆက်ခိုင်းတာကြောင့်တကယ်လေအေဂရစ်စီကိုဖုန်းဆက်လိုက်တယ်ဟယ်လိုတစ်ဖက်ကမိန်းကလေးတန်ဖြစ်နေရကြောင်းဟယ်လိုမင်းကဘာတူလဲအခုမိန်းမလားအခုရှိလားဘာကွာမင်းအတော်ရိုင်းနေမိန်းမပဲကွာအေဂရီကျမပြန်လာပြီဒါအင်ကူလေးထွက်သွားပြီးနောက်အိယာပေါ်ထိုင်ပြီးအတွေးလိုနေတဲ့အေဂရီပန်းတယောက်အထုပ်ပွေးအများကြီးနဲ့ဝင်လာတာမသိပါကိုအေဂရီရောက်တရခေါ်နေတာစကားပြန်မပြောတဲ့အေဂရီကြောင့်စိတ်မရှိတဲ့ပန်းသူနာကက်ခါအော်ခေါ်လိုက်တာကြောင့်လန့်လိုက်တာကွာနေပါဦးကျမတလောက်ခေါ်နေရအောင်မကြဘဲနဲ့လန့်သွားရအောင်ဘာကြီးလှုပ်ထားလို့လဲဘာမှမလှုပ်ပါဘူးအတွေးလိုနေလို့ပါကွာဒါနဲ့ဒီထုတ်တွေကဘာပြီလဲပန်းရဲ့ရှင်ဝေးဖို့ဝိစားရင်အသုံးဆောင်စုရရဲ့လေအဲ့ဒါများကွာကိုယ့်အိမ်မှာသွားယူမရှူရအောင်ရှင့်အိမ်ကိုမသွားနဲ့ဘလို့ပန်ကိုယ့်အိမ်ကိုမသွားရအောင်ဟတ်လားဟုတ်တယ်ရှင်ဒီနေ့ရစပြီးရှင့်အိမ်နဲ့အလုံးမှန်သမျှမသွားရအောင်ဘာဖြစ်လို့နေအောင်ကျမစကားမဆုံးသေးဘူးရှင်ဒီခန်းမှာပဲနေရမယ်ကျမခန်းကအပေါ်ထက်မှာပဲရှင်လိုအပ်တာရှင်အိမ်ကူလေးတွေကိုပြောလိုက်ကျမနားတော့မယ်နေအောင်ပန်မင်းနဲ့ကိုကလေမယားရေဖြစ်နေရတော့တခန်းထဲမှာမနေရအောင်လားရှင်နဲ့တို့တခန်းထဲနေရမယ်လို့ကျမပြောဘူးလားကိုအေကရက်ထင်မဲ့မထားတဲ့ချစ်သူရဲ့ပြောစကားတွေကြောင့်မင်းကောင်မချစ်တော့ဘူးလားပန်းဟုတ်တယ်ရှင့်ကိုမချစ်တော့တာကြပြီဒါဆိုကို့ကိုဘာလို့လက်ထပ်ခဲ့ရလဲကွာစကားခွန်ကြီးခုငယ်ရှန်ဖြစ်နေကြရင်ဖုန်းဝင်လာရဲ့တန်းကြောင့်အေဂရီဖုန်းကိုရှူကြည့်လိုက်တော့ကို့အိမ်ကကျမကိုပြီးအေဂရီဘေးရဲ့ဖုန်းကိုရှူပြီးပန်းတယောက်ဟယ်လိုမင်းကဘာတူလဲဦးမင်းအေဂရီရဲ့မိန်းမပါအခုမိန်းမလားအခုရှိလားကျမရောက်ခမအိမ်နဲ့စကားပြောချင်တယ်အရင်မပါရဲ့သူတွေနဲ့အပူစကားတွေမပြောချင်ဘူးပါကွာဒေါသကြီးထွက်မနေပါနဲ့
မင်းအတော်ရိုင်းနေမိမပဲပန့်မင်းရှင်တိတ်တိတ်နေကိုအေဂရစ်တစ်ဖက်မှာလည်းဦးမန်စေကိုယ်တိုင်ဖုန်းကင်လာကဟယ်လိုကလေးမတွေ့ရတော့ဝမ်းသာပါရဲ့အန်ကယ်ငါသားပဲမလဲအန်ကယ်သားရှိပါတယ်သူနဲ့ဖုန်းပြောချင်တဲ့ကလေးမမရပါဘူးအန်ကယ်သူအခုမအားသေးဘူးလေအန်ကယ်ကျမဝေယဝစ်စာလေးလှုပ်ပေးနေတာလို့ကလေးမမင်းရောက်ပါရှိပဲနေအောင်ကျမပြောရအောင်မေကိုအေဂရက်ကအန်ကယ်တို့ရဲ့အိမ်ထဲလွတ်ကိုလာခွင့်မရှိတော့အန်ကယ်တို့လည်းပတ်သက်စရာမရှိတော့အန်ကယ်တို့လုပ်ငန်းတွေပြင်ကျမတို့လုပ်ငန်းတွေမှာတော့သူဝင်ဆွတ်ဖက်ခွင့်မရှိဘူးဆိုတာအသိပေးပြစီနော်ကလေးမဖုန်းစားလိုက်တော့မယ်ရောက်ခမကြီးအန်ကယ်တောင်အလုပ်မပေးသွားကြည့်ရအောင်မေဟယ်လိုကလေးမဖုန်းမချနေအောင်မေစကားဆုံးအောင်မပြောဘဲတစ်ဖက်ကဖုန်းချသွားလို့ဒေါသထွက်နေတဲ့ဦးမန်စီငါတောင်းငါပြန်ခေါ်ပြမယ်ငါပိုင်ရဲ့သမီးနဲ့ဆိုလုံးဝပဲကွာမင်းတခင်လည်းတစုံတစ်ခုကိုတတိယသွားပြီးနှင်းအေဂရီဟုတ်တယ်နှင်းအေဂရီရှိအောင်ဒေါသနဲ့ချီထွက်လာကတကားလဲခေါအော်လဲအော့ခေါ်ရင်နှင်းအေဂရီတာလီမင်းသစ္စာကိုချောသိမ့်နေတဲ့နှင်းကြောင်တကားခောက်တန်နဲ့တူအော်ခေါ်နေတဲ့တန်နေကြောင်ဘာကိစ္စလဲဒီမှာတောင်းကိုချောသိမ့်နေရအော်မနေနဲ့ကိစ္စရှိလို့မင်းကိုခေါ်နေရကွာရှင်းတန်ပြေးကြီးနဲ့အော်မနေနဲ့တာလီနိုးသွားမယ်ရှင်ပြောဆိုင်ရှိရပြောမင်းမဘာလုပ်ထားလဲဆိုတာမသိဘူးလားကျမမဘာလုပ်နေလို့မင်းမနဲ့ငါ့ကိုရှူသွားကြပြီကွာအဲ့ဒါမင်းမမြှူဆွဲလို့ငါ့ကိုပသွားရတာတေချာစဉ်းစားပြီးမှပြောပါအောင်ရှင်ဘာမှစဉ်းစားနေကြမလို့မင်းမကိုပြောလိုက်ငါ့ကိုပြန်လာတာပဲလို့ကျင်တယ်လို့အမအရှင်းကိုလက်ထက်ချင်ပါရဲ့ကျမကိုအတူနေကြမယ်ဆိုပြီးပြောမလားဒီမဲ့တခင်အမအဲ့လိုပြောဖို့မစိုးထားနဲ့ရှင်းကိုရှင်လို့တော့မှအနာအကန့်မခံချင်ဘူးသိလားဘာကွာဒီမှာကျမဖွင့်ပြမယ်ဒီအတန်ဖိုင်ကိုနားထောင်ပြီးရှင်နားလေလိမ့်မယ်နေလေဖုန်းဝင်ယူပြီးအတန်ဖိုင်တစ်ခုဖွင့်ပြလိုက်တော့မဖြစ်နိုင်ဘူးကွာရှင်းကိုတန်ကိုရှင်သိပါတယ်ဒီအတန်ဖိုင်လေးထဲမှာဘသူကဘသူ့ကိုလက်ထက်ခွင့်တောင်းထားလဲဆိုတာကြားခဲ့ရမှာပေါ့ဩမိနေတာသူတို့လက်ထက်ပွဲမလုပ်တော့ဘူးလေလက်ထက်စာချုပ်နဲ့ပဲပြီးသွားပြီရဲ့လေဘာကွာငါ့ကိုလိုလုပ်ငန်းရှင်ကြီးတက်ကစာချုပ်လေးတစ်ခုနဲ့လက်ထက်တယ်လူကြားလို့မှမကောင်းကွာမကောင်းဆိုရှင်တို့ကခန်းခန်းနာနာကြီးကြီးကျယ်ကျယ်လှုပ်ပေးလိုက်ပေါ့မလှုပ်ပေးနိုင်ဘူးကွာမင်းအမနဲ့သဘောမတူငါ့ကိုရအောင်ပြန်ခေါ်နိုင်မင်းမတစ်ခုလည်းဖြစ်ပြီးစောင့်ကြည့်လိုက်ငါဘာလုပ်မယ်ဆိုတာโอเคလေရအောင်ပြန်ခေါ်ကြည့်လေပြီးတော့ရှင်တို့ရေကျမပေါ်မတရားလုပ်ခဲ့တာပဲပြန်ပြီးဝစ်လေလိမ့်မယ်စောင့်ကြည့်နေလိုက်ဟေးကိုကိုတို့လင်းများပုံနေပါလားမျက်နှာကြောင်အပြင်းပြေ Facebook ဖွင့်ကြည့်လိုက်တော့တခင်တို့ပုံတွေတင်ထားတာတွေ့လိုက်ရတော့ကိုဘေးမှာရှိနေတဲ့တခင်ကိုခေါ်လိုက်ပြီးဘာဖြစ်လို့လဲမျက်နှာရဒီမှာကိုအလုံးလုံးနေရဲ့လေဒီမှာလေကိုတို့ပုံတွေပလူပြန်နေရဗမဲ့လေဘာပုံနေလဲ Facebook မှာလေရှင်တို့မိသားစု၃ယောက်ပုံကိုတင်ထားတာလားကိုမတင်ပါဘူးကွာဒါဆိုကိုမိန်းမပဲဖြစ်ရမယ်ဟုတ်လောက်တယ်ဒါဆိုသူတမင်တက်တင်ထားတာနေမယ်ကိုမိန်းမအမျက်မျက်နှာကသာအရေးတယူပြောနေရမင်းသခင်ကတော့အလုံးလုံးနေရမထပါကိုအဲ့လိုခဏချထားကွာချလို့မရဘူးမျက်နှာမနေ့ပြန်ကိုတို့အစီဝေးရှိဒီမှာရှင်မိန်းမကကျမတို့ညက်ကိုအွန်လိုင်းပေါ်မှာတလောက်အဆက်ခွဲနေရတာရှင်ကအေးဆေးနေနိုင်တယ်ဟဲ့လားမျက်နှာပြဿနာမရှာနဲ့ကွာကိုအရေးကြီးနေလို့အကိစ္စကိုနောက်မှရှင်းမယ်အစည်းအဝေးမှာကိုအချက်မားလိုက်တာနဲ့ဘယ်တော့ထိဆုံးရှုံးရမယ်ဆိုတာသိလားကျမပြဿနာရှာရဲပေါ့လေရှင်မိန်းမနဲ့အလုပ်လောက်အရေးမကြီးဘူးပေါ့လေမင်းတော်တော်မျက်နှာနောက်တစ်ခါဒိုင်လုံးဖြစ်စေနဲ့မင်းကိုဒီတစ်ချိန်ခွတ်လွန်ပေးလိုက်မယ်သွားတော့မင်းခန့်အောင်ပြန်ငါမှအလုပ်တွေရှိသေးရဲ့မျက်နှာလည်းတခင်ခန်းမှာထွက်လာပြီးသူခန်းထဲပြန်တော့ဘလို့လဲမျက်နှာရဲ့အရန်ကိုချစ်ကြပါရဲ့ဆိုရင်နင်တို့တွေကအော်ကြီးဟစ်ချင်ရန်တက်လို့ပါလားအဲ့ဒါရှေ့ဘူးမပါဘူးမမနဲ့အခုရန်ဖြစ်ရအောင်လို့လေမမနဲ့လှုပ်တာမလားငါလှုပ်တာလားမျက်နှာနေဘူးမပါပေမဲ့လေတခုတော့ပြောချင်ပါရဲ့နင်တို့ရေရှေ့လျှောက်ကြုံရမှာအများကြီးမလို့ခန္ဓာရင်ရှိအောင်စူးစမ်းထားနော်ဩဒါနဲ့လေနင်တို့နေကငါတင်ထားရဲ့ပုံကိုဖြတ်ဖို့ရမကြံလေနဲ့နော်ဖြတ်လိုက်တာနဲ့နင်တို့တွေနေစားမရှိအောင်လှုပ်လိုက်မယ်မှတ်ထားနော်မမနဲ့မင်းအနေနဲ့မရှင်ငယ်လှုပ်ချင်နေမှာတော့ငါကလည်းဖြည့်ဆည်းပေးရမှာပေါ့မမနဲ့ရှင်မေ့နေရလားအခုမင်းသခင်ကကျမရှင်ခွင်မှာနော်ရှေ့စီမလားကြပြီမလားအခုလည်းရှင်ကြောင့်အစ်စ်မပြေသွားတာစောင့်နေလိုက်မမနဲ့မင်းသခင်ဆိုရဲ့သူကကျမကြောက်တဲ့အပိုင်းဖြစ်လာစေရမယ်အဲ့ဒါဆိုလည်းမြန်လုံနော်တော်ကြမင်းနောက်ပါမလာပဲဒိုးစီလာခစားနေုံပဲအပေါ်ထက်ကနေအလောင်းတကြီးဆင်းလာရဲ့ပန်းအိတ်ဂရီကိုအိမ်ကူမလေးပြင်လိုက်တော့မမလေးမနဲ့စာပြင်ပေးရမလားရရင်ညီမအမအရေးတကြီးသွားရမှာမစားတော့ဖေဖေတို့ရောစားပြီးသွားကြပြီလားစားပြီးသွားပါပြီမမလေးအပြင်ထွက်သွားကြပါလေအေးအမသွားမယ်နော်တကားနာရောက်မှတစုံတစ်ခုကိုတတိယသွားပြီးအမခေါ်လာရဲ့သူ့အောင်မတွေ့ပါလားသူမနှိုးသေးဘူးထင်တယ်မမလေးအပြင်ထွက်မလာသေးဘူးနောက်ဆိုအလုပ်တွေကိုသူ့ဘာကုလုံးလိမ့်မယ်ဟုတ်ကဲ့မမလေးဟိုမှာအကိုလေးလာနေပြီသူနာရောက်လာရဲ့မင်းအေကရစ်ပန်းအပြင်သွားမလို့လားဟုတ်တယ်ကျမအရေးတကြီးသွားချာရှိလို့ခဏဆောက်ကိုလိုက်ပို့ပေးမယ်မလို့
ကျမကသာသွားမှာရှင်ကအိမ်မှာပဲနေပြီးအလုပ်တွေလုပ်ထားလိုက်ကိုကဘာတွေလုပ်ထားရမှာလဲရှင်ကခြံတွေကတက်ပင်နေရှိလားကျမတို့လာရင်တကားဖွင့်တန်ရှည်လဲလှုပ်ထောင်းဟင်ပန်မင်းကိုကျမမှအချိန်မရှိဘူးပန်သူခေါ်အပင်ပြန်မထူပဲလက်ထွက်သွားတဲ့ပန်းကိုကြည့်ရင်ရှင်ထဲမှာတော့ပန်းအိတ်ကြီးလဲစီဝေခန်းထဲမှာဝင်ထိုင်ပြီးအားလုံးနှုတ်ဆက်စကားပြောနေခဲ့တယ်ကိုတခင်ခမချစ်စနီရောမတွေ့ပါလားဗျခမဘာသိလို့လဲဗျတခင်ကသူ့စနီအချောလာလေးကိုဘယ်ထုတ်ပြမလဲမဟုတ်ပါဘူးဗျကျွန်တော်စနီကဒီလိုမျိုးရေမတက်ချင်ဘူးဆိုလို့မခေါ်ခဲ့တာပါဗျပန်းအိတ်ကြီးလဲသူ့စကားကိုနားထောင်ရင်ကိုတခင်ရဲ့စနီကဒီလိုပွဲရေမတက်ချင်ကြတာလားဒါမှမဟုတ်တမင်တက်တက်ထားခဲ့တာလားမပန်းအိတ်ကြီးကဘလို့ထင်လို့ကျမတော့တိတ်မပြောရဲပါဘူးကိုတခင်တို့ကဂုံကြီးရှင်တွေလေကိုစနီကိုပွဲထုတ်ပြမှကျမတို့ကသိကြမှာလေဒါနဲ့တခင်စနီကဟိုနေ့ကအတူတွေးလိုက်တဲ့မျက်နှိုးဆိုရဲ့ကလေးမလေးလားချောရင်နော်ကိုတခင်နဲ့လိုက်ဖက်ကျမကြားတာမျက်နှာမဟုတ်လားဘူးရှင်သူ့အမျိုးသမီးဆိုလား Facebook ပေါ်မှာစုံတွဲပုံတင်ထားရလေဟုတ်လားမမပန်းရဲ့ဒီမှာကြည့်လေခလေးကြောက်တောင်ပါသေးပန်းရိပ်ကြီးလဲ Facebook ဖွင့်ပြီးနှင်းတင်ထားတဲ့ပုံတွေကိုပြလိုက်ပြီးဟုတ်ပါဟင်တခင်တို့မှာတားလေးရှိသေးတာကိုရှို့ထားရင်တော့တခင်ဒါနဲ့ဟိုတနေ့ကကျမတွေးလိုက်တဲ့ကလေးမလေးအောင်အဲ့ဒါလေတခင်မိန်းမလေးသူကတော့မရှင်ငယ်ပေါ့မေရကြီးကလေးမွေးတုံးမှာသူတို့ယူထားကြတာလေဟင်ဒါလူမဆန်တာပဲတော်တော်မှတ်ပန်းအိတ်ကြီးခမတမင်ပြောနေရမလားခက်ပြီသူတို့သိရှင်လို့မေးနေတာတခင်ကဘာစကားမှမဖြေဘူးလေကျမသိသလောက်လေကျွန်တော်အကြောင်းပြောပြနေစရာမလိုသလိုသူတို့သိစရာလည်းမလိုဘူးထင်တယ်သူတို့မသိစရာလို့သလားဒါမှမဟုတ်မိမနှစ်ယောက်ပေါင်းနေရဲ့ရှင်ကမလုံမလဲဖြစ်နေရလားခက်မြသူ့ကိုတရားဝင်ရှူထားရဲ့မိမတော့တနာစရာဟင်ယောက်ျားကပေါ်တင်ဖောက်ပြန်နေရဟုတ်ပါဟင်မရှင်ငယ်မကလည်းကြောင်းရဲ့မိမရှိရဲ့သားနဲ့ဘာရင်မက်မော်ပြီးကတ်နေလည်းမသိပါဘူးဟင်တခင်းရဲ့စီးစိတ်နေမက်လို့နေမှာပေါ့ဗျာအခုခေတ်အချို့တွေကကြောက်စရာကောင်းလိုက်တာဟင်ယောက်ျားရှင်အဲ့လိုအချင်းစာရီတာမကောင်းတဲ့မင်းသခင်လိုလူမျိုးနဲ့အလုတ်တွဲမလုပ်နဲ့နော်အေးပါကွာအစီဝေခမ်းမရသူတွေမင်းသခင်ကိုကြည့်ရင်ဝေဖန်တီတိုးစကားဆိုကြနေရင်ခေါင်းမဖော်ဝင်းတော့ပါဥက္ကဋ္ဌကြီးလာပြီအစီဝေစကြရအောင်တနအီနေပါစီဝေလုပ်ပြီးရနဲ့ရွှွှွထားပြန်သွားတယ်ပန်းအိတ်ဂရီလည်းထားပြန်မဲ့ချိန်မက်ပန်းအိတ်ဂရီကျွန်တော်လူစားရဲမှာတမင်ပြောလိုက်တာမလားထင်းချင်းတလို့ထင်နိုင်တယ်မင်းသခင်ခမဒီနေ့လောက်ရကြောင်းခမညမအဆက်ကွဲဟာကြည့်နေလိုက်ပါငါညမအဆက်ကွဲမလားမင်းတို့ပဲအဆက်ကွဲမလားကြည့်လို့နော်ငါညမယောက်ျားမို့စေတနာနဲ့တတိပေးတာမင်းသခင်ခမထွက်သွားရဲ့မင်းသခင်ကိုကြည့်ရင်ပန်းအိတ်ဂရီကြောက်ကအဲရောရှင်ကကျမအမအောင်မကျေနပ်ဘူးဆိုပါတော့ဟုတ်တယ်မင်းမအောင်မကျေနပ်ဘူးငါ့ကိုမြူဆယ်ဖြားရောက်ပြီးယူခဲ့ရဲ့ဖြစ်အခုငါတို့လုပ်ငန်းအောင်လဲလူယူနေရဲ့ငါ့အောင်လဲလူစားရဲမှာအဆက်ကွဲအောင်မင်းအမလောက်တာကွာအဲ့တော့ရှင်ကဘာလုပ်ချင်လဲမင်းတို့မိသားစုဘွားပြအောင်ငါလုပ်မယ်မင်းလည်းငါနာမှာကျုံလို့နေရမယ်နှင်းအေဂရီအဲ့ဟောပါရှင်ကျမတို့မိသားစုကိုဆွဲမချခင်ရှစ်ကိုရှင်ဂယုဆိုင်ပါနော်ကျမချစ်ခဲ့ရရဲ့ယောက်ျားရဲ့မင်းသခင်ပြန်သွားတော့ပန်းသခင်ခန်းထဲဝင်လောချပြီးအာပါတရငိုခဲ့တယ်။နေအမနဲ့သခင်တွေးခဲ့ပြီးပြဿနာဖြစ်ခဲ့တယ်တဲ့။နေလည်းချစ်လို့မပြောရပေမဲ့သူ့လုံးရက်ဒီကိုတီးမခံနိုင်တော့ပါ။မင်းဧကရေခြေလန်းနေရပန်းဧကရေရှိရာခန်းစီသို့ကိုမေးစာရှိရဲ့ပန်းလေး။မေးလေသူတို့လက်ထက်ပြီးတွေကမင်းရှိလို့မဟုတ်တော့ဘူးနော်။ကို့ကိုဘာအတွက်ကြောင့်ဒီလိုဆက်ဆံနေရလဲ။ကို့မှာဘာအမှားရှိလို့လဲ။ရှင်တကယ်ပဲမသိရလားဧကရေ။ကိုတကယ်မသိဘူးပန်း။ကိုမားခဲ့ရဲ့ကိစ္စရရှိရင်လည်းရှိလိမ့်မယ်။ Please ပြောပါကွာ။ရှင်မကတခုမှမရှိဘူးကိုဧကရက်ကိုအမမရှိဘူးဟုတ်လားပန်းဟုတ်တယ်ရှင်တခုမှမှားမထောင်ဒါဆိုကို့ကိုဘာလို့ဒီလိုဆက်ဆံနေရလဲကွာကို့ကိုများမချစ်တော့လို့လားပန်းအဖေကိုကျမမဖြေပေးနိုင်ဘူးဒါပေမဲ့မကြခင်ရှင်သိလာပါလိမ့်မယ်မင်းရဲ့တလို့အေးဆက်ဆက်သစိမ့်လို့ဆက်ဆံနေရတာကိုမဖြစ်ချင်ဘူးကွာကျမနားကျင်ပြီဧကရက်ရှင်သွားပါတော့โอเคပါပန်းမျက်နှာကြောက်ကနှင်းဧကရက်အခန်းရှိမှာမမနေရေနင်းနဲ့မယ်ရကြောကြောအော်ခေါ်နေရဲ့ကဲဘာကိစ္စနှင်းခက်ရှိလာအော်နေရလဲခလေးအိတ်နေကျမလေးမမနေကိုကိုကြီးတောင်းရှာရှိလို့ပါဒီမှာမျက်နှာငါယောက်ျားမင်းသခင်ကိုပိုက်နေရပဲသူ့စီသွားလောက်ပါမမနေရဲ့သူခိုင်းထားတာမလို့မပြောရဲလို့ပါနော်ဒီကိစ္စမမနေကိုကြီးမဖြစ်မှာမလို့ပါသူ့လောက်ခိုင်းထားရဲ့လုပ်တယ်မျက်နှာဘာတစ်ခုမှနားမလဲဘူးအဲ့အားကြောင့်မလို့မမနေကိုကိုကြီးတောင်းရတာပါငါလည်းမအားဘူးတော်မျက်နှာမမနေတခါရဲကိုကြီးပေးပါနော်မမနေကိုကြီးပေးရနဲ့မမနေတို့သားမိကိုကိုမင်းသခင်နဲ့ပြန်ဆင်ပြအောင်လုပ်ပေးပါမယ်နော် sorry ပဲကွယ်အခုမေးပြောနေရဲ့စကားတော့ပိုတော့မကူညီနိုင်ဘူးဘာလို့လဲသိလားငါတို့သားမိဘွားမှာမင်းသခင်ဆိုတဲ့လူကမရှိတော့ယောက်ျားတက်ကိုပြိုင်လို့ရအောင်ငါပြောညံပြီးတိတ်ခါမရှိရဲ့မိန်းမမဟုတ်ဘူးမမနေကကိုတိတ်ထင်ကြီးတာပဲကိုမင်းသခင်စိတ်ထဲမှာလေမမနေရှိသေးရဲ့ထင်လားဒါဆိုရင်တော့ဝမ်းသာကြပဲကွာသူ့စိတ်သူ့နှလုံးသားရဲ့ငါတို့သားမီးမရှိလေကောင်းလေပဲငါပို့လို့တော့မျက်နှာဒီမှာမမနေကကိုမင်းသခင်ကိုဂရုမစိုက်ဘူးတဲ့
ယောက်လုံးကြည့်လိုက်ရင်ရှုပ်တဲ့မျက်နှာရဲ့ပေါင်းမင်းသခင်စိတ်ရိုက်လိုက်ခါကိုဒါဘာလောက်တာလဲအမားလောက်တာသူ့လေ तू ဟာကိုမကောင်းအခုတည်းမင်းအဖြစ်မင်းမသိဘူးလားမျက်နှာဘာလုံးမိလို့လဲငါရဲ့ဖိုင်နေမင်းယူသွားတာလေအထက်မှာအရေးကြီးရဲ့လုပ်ငန်းကိစ္စတွေပါရဲဆိုတာမင်းသိလားဘယ်မလဲဖိုင်နေဒါဆိုငါစီကိုကိုညီတောင်းတာဖိုင်တွေကိုတခင်မသိအောင်ရှူလာရဲဆိုတော့ငါ့ကိုကြောက်ချဖို့လားမျက်နှာရှူခဲ့ရဲဆိုတာကိုလုပ်တယ်ကိုညီပေးရုံပါကိုညီပေးရအောင်မင်းကငါအလုပ်ကြောင့်ဘလောက်သိလို့လဲဟဲ့မျက်နှာကတော့မသိပေမဲ့ကိုမေရဲ့ကြီးကကျွမ်းတယ်လေသူဒီမှာအလက်ကားထိုင်စားနေမယ်စားတောင်းမျက်နှာကိုမိမကိုပြောတော့ကိုနာတာပေါ့မျက်နှာအဲ့ဒါငါအလုပ်ကိစ္စနဲ့သူတို့ကိစ္စငါအပိုင်းမှာမင်းဘာမှဝင်ဆက်ဖတ်ပိုင်ခွင့်မရှိဘူးမျက်နှာငါအမုန်းဆုံးကဘာလဲသိလားမျက်နှာငါခွင့်ပြုချက်မရှာပဲငါကိစ္စရဲ့ဝင်ရှုပ်တာကိုပဲသိလားနေရဲ့ကွေမင်းလည်းတတိထားခလေးမျက်နှာကြောင့်မလို့မင်းကိုဒီလောက်ထိအလျှော့ပေးထားတာအဲ့လိုရှင်လုံးကိစ္စတွေကျမပဲလှည့်လာပါလားဘာလဲရှေ့ဟာမအောင်မနိုင်တော့လို့ကျမဘက်ကိုလှည့်ဟောက်နေရလားရှင်သိအောင်ပြောလိုက်မယ်ကျမလည်းရှင်ကိုခလေးကြောင့်သိခံနေရပါရှင်ကိုချစ်လွန်းလို့တော့မထင်နဲ့ရှင်တို့သွားကြတော့ဒီမဲ့မျက်နှာဒီနေ့ကိစ္စကိုငါခွက်လွတ်လိုက်မယ်နောက်တစ်ခါဆိုမင်းနေစရာမရှိအောင်ငါလှုပ်ပြမယ်မျက်နှာလေကိုပြောစာရှိရဲ့ပြောလေမျက်နှာမှာလေမျက်နှာမှာပြောပါမျက်နှာမှာကိုနဲ့ရရဲ့ကိုဝင်ရှိနေပြီဘယ်လိုဟုတ်တယ်ကိုဝမ်းမတာဘူးလားဝမ်းသာပါတယ်မင်းတခင်တကယ်တော့ဝမ်းမတာနိုင်ပါမျက်နှာပျော်လိုက်တာကိုရဲ့မျက်နှာလွတ်ကျင်တဲ့ဘွားလေးရလာတော့မှာပေါ့နော်ဒါပေါ့မျက်နှာတစ်ခုတော့တောင်းဆိုလို့ရမလားပြောချင်လေမျက်နှာရဲ့ကိုမိမကိုကြွားပြီးမျက်နှာတို့တရားဝင်လက်ထက်ဒါတော့မဖြစ်နိုင်သေးဘူးမျက်နှာခဏတော့စောင့်ကိုကလည်းဘလို့စောင့်နိုင်မှာလဲမျက်နှာဘက်ကပူလာမှာလေမျက်နှာသိပေရနေယောက်ျားဘာတူလဲမေးမျက်နှာဘလို့ဖြေရမှာလဲကြည့်ဖြေလိုက်ပေါ့ကွာကိုကလည်းခဏတော့စောင့်ပါကွာမျက်နှာရမရအောင်ကိုမိမကိုကြွားဖို့ပြောလိုက်ရင်ဒီလိုပဲအမြဲပြောတာမျက်နှာစကားကြောင့်မင်းတခင်စိတ်တူသွားခဲ့ပေမဲ့ချက်ချင်းပြန်ထိန်လိုက်ရတယ်မျက်နှာလေးကလိမ့်မာပါတယ်ကွာမျက်နှာသိပါတယ်ကိုကမျက်နှာလိုအပ်ချိန်လောက်ပဲတုံးချင်တာမဟုတ်ပါဘူးကွာခဏပဲစောင့်ပေးကွာနော်အိမ်မှာမနေ့ပြန်မျက်နှာသွားချင်တဲ့နေရာကိုလိုက်ပို့ပေးမယ်တကယ်လားကိုတကယ်ပေါ့ကွာအဲ့ဒါကြောင့်ကိုချစ်နေရတာကောင်းပါလေနော်ကိုအလုပ်ကိစ္စနဲ့အပြင်သွားနိုင်အောင်မယ်ဂယူးဆိုင်တော်မျက်နှာလေးဟုတ်ကဲ့ပါကိုမင်းသခင်လည်းအောက်ထက်ဆင်းကန်နေမှတစောကြောက်ကိုတတိယသွားလို့လိုက်ရှာတော့ခြံထဲမှာတွေ့လိုက်တဲ့အခါသူ့ရဲ့ခြေလမ်းနေတယောက်ကတာလီမင်းသစ္စာနဲ့တူဆော့ပေးပြီးချောသိမ့်နေတော့မျက်နှာရောက်လာပြီးမမနဲ့ဘာကိစ္စရှိလို့လဲမမနဲ့ကိုပြောစာရှိလို့တတင်ရမမနဲ့မကြိုက်တော့ပေမဲ့ပြောမှဖြစ်မှာမမနဲ့ရဲ့ဘာလဲဆိုတော့မျက်နှာမှာမင်းသခင်ရဲ့ရှင်သွေလွှဲထားရပြီမျက်နှာစကားကြောင့်နှင်းတယောက်ခဏတာမှိုင်တွင်နေမိတယ်မမနဲ့ဘာလဲမမနဲ့စိတ်တက်ကြသွားတာလားနောက်ဆိုမင်းသခင်ကကျမပိုင်ဖြစ်လာတော့မှာအဲ့ချိန်ရောက်ရင်မမနဲ့တို့ကမျက်နှာတို့ရဲ့အလုတ်သမားဖြစ်ရှိနေတော့မှာအဲ့တော့ငါနဲ့တို့ဒူးထောက်တောင်းမယ်ရမှာလားပြီးတော့လေမင်းသခင်ဆိုရဲ့ကောင်နေယူသွားတာကိုပဲငါကျေးဇူးတင်နေရသစ္စာမရှိရဲ့နင်တို့ညကလိုက်ဖက်ပါတယ်နေရနောက်မှတရားဝင်မရဖြစ်မှာနော်အခုလက်ရှိလူတွေသိထားတာငါသူ့ရဲ့တရားဝင်စနေဆိုတာကိုလေနင်းကိုတော့မရှင်ငယ်မှန်သိထားကြတယ်မမနဲ့ရှင်စောင့်ကြည့်နေလိုက်တီအိနေရောငါပြောတာမပြီးသေးဘူးပြီးတော့မင်းသခင်ကိုနင်းတကယ်မချစ်ပါဘူးသူ့ရဲ့စီးစိမ်တွေကိုလိုချင်လို့ဟုတ်တယ်မလားမျက်နှာကိုဆွဆွဲနေတယ်လို့ပဲနော်မမနဲ့ဆွဆွဲတာမဟုတ်ဘူးမင်းသခင်ကအိမ်အောင်ရှိခလေးဖေမိမကောင်းဆိုတာဘလောက်ပဲချစ်မိနေပါစေမပတ်သက်ဖို့ရွေးချယ်ကြမှာမင်းတို့လိုအချို့မိမတွေကတော့တနာနဲ့စီးစိမ်ကိုတစ်ခုခုကြည့်ပြီးရှေ့ဆက်တူးရလေမမနေကဘာလို့အဲ့လိုထင်နေရတာလဲဘာလဲငါပြောတာမှားလို့လားမျက်နှာရှင်ကလူကဲခက်တော်သားပဲမင်းစီကအမှန်တိုင်းသိချင်တဲ့မျက်နှာမင်းသခင်တော်မင်းဖာကြောင့်နေရလေဟန်ဆောင်နေလို့မထူးတော့တာမို့မျက်နှာလည်းအမှန်ကိုပြောပြဖို့ဆုံးဖြတ်လိုက်တယ်ဟုတ်တယ်မျက်နှာဆိုရဲကျမဘယ်ယောက်ျားမှမချစ်ခဲ့ဘူးလိုလည်းမလိုအပ်ခဲ့ဘူးရှေ့ယောက်ျားကိုလည်းမချစ်ပေမဲ့သူစည်းစိမ်တွေကိုတော့ချစ်တယ်ရှင်သိသိချင်မှာပေါ့ရှေ့ယောက်ျားနဲ့မျက်နှာကနိုင်ကလပ်မှာတွေ့ကြတာလေအညမှာမျက်နှာကိုမှားခဲ့ကြတာသူကပြောရဲသိလားရှင်နဲ့ပြဿနာဖြစ်တာရှင်ကနားလည်မပေးနိုင်လို့သူ့အိမ်တော်ကြီးအဆင်မပြေဘူးတဲ့လေကျမစီနေရိုင်းလာလို့ရလာတဲ့အဲ့တော့မင်းကလက်ခံနေဆိုပါတော့ဒါပေါ့အစားကတော့မျက်နှာကိုဇရားလာရှုပ်တယ်ထင်ပြီးညင်းပါလေနောက်တော့သူ့အကြောင်းသိရတော့ဒီအိမ်ကြီးရဲ့ရောက်ဖို့မနေစူးစမ်းလိုက်ရတာအခုတော့ရှင်လည်းသိသွားပြီဆိုတော့ကျမပြောစာမလို့တော့ဘူးလေမင်းတခင်ကရှင်ကိုချစ်နေသေးပေမဲ့စိတ်နာနေပြီ။အော်ညကပြောရင်သိလားရှင်ကိုကွာရှင်ပြီးကျမကိုအတိတ်လေးရှူတော့မယ်လေ။ကဲမမနေရင်အစင်တင့်တာပြင်ထားလိုက်နော်။ဒီအိမ်ထဲမှာဆက်နေမယ်ဆိုရင်ရှင်တို့သားမီးအစင်ပြေဖို့ကျမကူညီပေးလို့ရတယ်။တခုတော့ရှိရဲ့။အိမ်ပေါ်တော့လုပ်ရမယ်နော်။
မြန်တို့ကတော့အိမ်ကြီးရှင်တထေးကြော်မလေးပေါ့စဉ်းစားထားနော်မမနေကျမသွားလိုက်အောင်မေကြံခဲ့နှင်းကြောင်မှာတော့ကြားလို့ဆဲဖြစ်နေတဲ့မျက်ရည်စာတွေကိုပုတ်ထုတ်လိုက်ရုံနဲ့ငါမျက်ရည်ကြားလို့မဖြစ်ဘူးသူတို့မြင်သွားရင်တော့ငါသားလေးအတွက်တခုခုဆုံးဖြတ်ရမယ်ဟုတ်တယ်ငါသားလေးအတွက်အကောင်းဆုံးဖြစ်မဲ့နီလန်ကိုစဉ်းစားတွေးတောနေခဲ့တယ်။ဦးမင်းအိတ်ကလေးဟင်းပန်ရှင့်အိမ်ကိုရှင်ပြန်ချင်ပြန်လို့ရတယ်။တကယ်ပြောရလားပန်ဟုတ်တယ်။ဒါဆိုမနေ့ပြန်ကိုအိမ်ကိုခဏပြန်မယ်နော်။ကိုမိဘတွေကိုဖုန်းလဲဆက်လိုက်အောင်မဲပန်ရဲ့။ Okay ။ရောက်ကမအိမ်နဲ့ဖုန်းပြောနေတဲ့မင်းအိတ်ကလေးကိုကြည့်ရင်ပန်အိတ်ကလေးမှာတော့တပြေမော့ကြီးချမိတာခါမမီရဲ့တဲဒီရဲ့အိမ်ထဲလဲဝင်ချင်းမိဘတွေလမ်းခေါ်နေတဲ့မင်းအိတ်ကလေးဟင်တာကြီးပြန်လာပြီ။ဒါဘောမမီကလာထိုင်မအောင်သားကြီးရဲ့မမီရလေတားကိုတတိယနေရငါသားလေးအစင်မပြေပါမလားဆိုပြီးတွေးပူနေရသားရင်သားအစင်ပြေပါရဲ့မမီကတကယ်အစင်ပြေရဲ့လားသားကြီးဟိုကောင်မလေးကထေကြီးတို့အဆက်တွေဖြတ်ထားတာကွာတကယ်အစင်ပြေပါရဲ့ဗျာသားပေါ်မှာသူကောင်းရှာပါရဲ့တဲ့ဒီဒါနဲ့တခင်ရောအိမ်မှာမရှိဘူးလားတဲအိမ်မေးလိုက်တဲ့မိခွန်းကြောင့်သူ့ရင်ထဲမှာအောက်သက်သက်ဖြစ်ပြီးမင်းကြီးကအိမ်မှာရှိပါရဲ့ကွာလာပါလိမ့်မယ်ဟောဟိုမှာလာပါပြီတော့ဟာငါညီရကွာမတွေ့ရကြလို့လားမသိပါဘူးခံစောကြီးဖြစ်နေပါလားဟုတ်တယ်ကိုကြီးအကူကအရှင်ရနဲ့မတူဘူးဗျနည်းနည်းပိတ်လာသလိုပဲအိမ်တော်နဲ့ဆိုတော့လေအလုံးနည်းနည်းများရည်လေဒါနဲ့အကူမိမရောမပါဘူးလားမပါဘူးညီလေးအကူဟေးညီလေးအကူကိုမေးမလို့မေးလေညီလေးရဲ့အကူညီလေးကိုချစ်လားဘယ်လိုပြောလိုက်တာလဲကွာချစ်တာပေါ့ကွာဒါဆိုညီလေးတခုပူစားလို့ရမလားငါညီကြိုက်တာပူစားပါကွာအကူကလေငါညီလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးမယ်အကူပါကွာအကူမိမကိုကွာရှင်းပေးပါဘာညီလေးပြောတာကိုအကူလှုပ်ပေးနိုင်မလားဗျာအဲ့ဒါတော့အကူမလှုပ်ပေးနိုင်ဘူးညီလေးအကူကလည်းဗျာနေစမ်းမအောင်ဘာဖြစ်လို့ငါမိမနဲ့ကွာရှင်းခိုင်းနေရလဲကွာကျွန်တော်စီပွားရေးတက်တော်များများသူ့လက်ထဲရောက်သွားပြီကိုပြီးတော့အကူကိုလည်းဘလို့ပုံစံဆက်ဆံခဲ့လဲအိမ်မော်ကြောက်လို့မဟုတ်လားဒါတော့ကိုကသူ့ကိုစိတ်မနာနိုင်ဘူးလားမင်းတခင်ပြောပါလေဟုတ်ပါတယ်ဒါပေမဲ့လို့လေအကူပြောမယ်ညီလေးအကူမေးတာမင်းအနေနဲ့တေချာစဉ်းစားပြီးမှဖြစ်ညီမလေးနေနဲ့တွေ့တော့ကစီပွားရေးလူမှုရှိဘာတစ်ခုမှမပါလို့မင်းတို့အဆင်ပြေခဲ့ကြရင်နော်ဟုတ်တယ်ကူအဲ့တုန်းကပျော်စရာတိတ်ကောင်းတယ်မိသားစုနဲ့စီပွားရေးအဆင်မပြေရဲ့ကြောင့်မင်းတို့ယူခဲ့ကြတော့ချစ်ခင်ကျင်နာနေရမယ်ဆိုရန်သူတွေလိုသဘောထားခဲ့ကြရဲ့မလားဒါဆိုအကူမေးတော့မယ်သူ့ကိုယူခဲ့တော့ကမင်္ဂလာအိတ်ခံပွဲလေးတော့ငါညီမလှုပ်ပေးခဲ့ဘူးသူ့လုပ်ကိုလည်းမင်းမသွားခိုင်းတယ်လို့အချိုတက်ပြီးဒီအိမ်ကြီးထဲမှာအချိုတက်ပြီးအိမ်ပေါ်လို့မင်းခိုင်းခဲ့သေးတယ်ဒါရင်မကောက်ဘူးကွာမင်းကနောက်မရအောင်ပါအိမ်ပေါ်ခေါ်တင်ထားပြီးပလူပလဲနဲ့နေပြခဲ့သည်မင်းသူ့ကိုအစရကမချစ်ခဲ့လို့လားဒါမှမဟုတ်ချစ်ခဲ့ပြီးမှလူမှုရေးပေကြောင့်မုန်းသွားတာလားကျွန်တော်သူ့ကိုချစ်ခဲ့တယ်ဒါပေမဲ့အေဂရီရဲ့မိကိုမင်းတခင်ဆက်မဖြေနိုင်မှာမင်းမိမကိုခိုးတီမင်းချစ်နေပါသေးရဲ့ကွာအကိုတို့ညာလို့ရပြီမဲ့မင်းရဲ့နှလုံးသားကိုတော့ညာလို့မရပါဘူးညီလေးရမင်းသိချာပြန်စင်းစားပါဦးညီလေးတကယ်လို့သူ့ကိုမချစ်တော့ဘူးဆိုရင်တော့မှလွတ်လပ်ခွင့်ပေးလိုက်ပါကွာအကိုဖြစ်သူရဲ့ပြောစကားကြောင့်မင်းသခင်တယောက်ဘာစကားမှမပြောနိုင်မဲနဲ့ငေးငိုင်နေခဲ့မိရဲ့သူမရှိတော့ဘူးကိုသူထွက်ပြေးသွားပြီကျွန်တော်မရှိအောင်တားလေးနဲ့ထွက်သွားရဲ့ကိုအကိုပြောပါတွေကိုမင်းသိချာစဉ်းစားဆုံးဖြတ်ပါငါညီဒိန်နဲ့မာမီတာကြီးအငယ်ပိုင်တို့နဲ့ခုဆိုခမဲခမက်တော်နေကြပြီမြေးကြောင်လည်းရပြီဘာကိစ္စနဲ့လက်စားချင်နေကြအောင်ပါလေဗျာစီးပွားရေးကြောင်လားဖြစ်မနေပါနဲ့တော့ဗျာဒီစီးပွားရေးတွေကနောက်မျိုးဆက်တွေတဲ့လှုပ်ခဲ့တာပဲအခုဆိုနှစ်ဖက်စလုံးမှာသူတို့လေးတွေတုံမကုံဖြိုးမကုံနိုင်အောင်ရှာဖေခဲ့ကြပြီးပြီပဲဗျာဒိန်တို့လည်းအငယ်ပိုင်စီယိုနဲ့ဖြစ်ခဲ့သမျှအရာအလုံးတင်မုန်းချေလိုက်ကြပါတော့ဒိန်တို့လည်းအသက်ကြီးလာလေပြီလေဗျာအေးစစ်စစ်နေသွားကြရအောင်ဗျာဦးမှန်နဲ့ဒေါ်သစ္စာလည်းမင်းသခင်နေသူဖြစ်ကုန်နေရဲ့။ဒါရင်မင်းအေကွေပြောသွားတဲ့စကားမှန်နေရဲ့မလား။ကျွန်တော်သွားနာလိုက်ပါအောင်မေ။ညနို့ကိုရှော့ဒီမှာမင်းအတွက်တိုက်ခန်းကားလုပ်ငန်းတစ်ခုအားလုံးမင်းနဲ့မေမေကြီးပဲလုပ်ပေးထားတယ်။ဘာဖြစ်လို့ရုပ်ချက်ထားရေးပေးရတာလဲသခင်။ငါပြောဘူးတယ်မလား။မင်းအလုပ်ပြီးရနဲ့မနစ်နာစေရအောင်လို့ဒါဆိုညနို့အလုပ်ကပြီးသွားပြီ။မင်းကိုလည်းကျေးဇူးတင်ပါတယ်။မင်းသွားလို့ရပြီ။သခင်ကျမတခုလောက်ပြောခွင့်ရှိလား။ပြောပါကျမလေးရှင်ကိုတကယ်ချစ်မိခဲ့ပြီတခင်ကျမမြတ်တာကိုနည်းနည်းလောက်အတိမဲ့ပြုပေးပါလားရှင်မင်းမြတ်တာကိုနားလဲပေးမယ်ငါစီကမြတ်တာပြန်ရဖို့မျှော်လင့်မနေပါနဲ့ငါအချင်းမြတ်တာရဲ့အားလုံးငါသိချရတဲ့နှင်းစီကိုပဲပုံဩပေးထားတယ်ရပါပြီ
ရှင်လည်းအစစအရာခရူးဆိုင်ပါမမနေရလဲရှင်ကိုသိချစ်ပါတယ်ရှင်တို့မိသားစုလေးအမြန်ပြန်ဆုံစည်းနိုင်ပါစေရှင်ကျမသွားတော့မယ်တခင်မျက်နှာအတွက်စိတ်မကောင်းပေမဲ့သူ့ဘဝမှာနှင်းကြောက်သေးကိုပဲယူမိုင်မိုင်ချစ်မိသွားခဲ့ပါတယ်အကိုဖြစ်သူအေကလေးကြောင့်သူ့မားတွေကိုသိမြင်လာကသူ့ဘဝအလင်းရောင်ပြတ်ရခဲ့လေတယ်နှင်းရဲ့မင်းတို့သားမိပေါ်မှားခဲ့တာတွေကိုဘယ်နည်းနဲ့မဆိုပြန်ပေးဆက်သွားပါမယ်ကွာတာကြီးအပြင်သွားမလို့လားဟုတ်တယ်မမီချွေးမစီသွားမလို့ဗျာသူလက်ခံအောင်သားလို့ရမှာပဲအေးပါကွယ်ဟောသားငယ်ဒါအကိုမြေလျော်လိုက်လို့ရမလားမင်းရပါကြောင့်နေလေသူတို့အိမ်မှာပဲရှိရမယ်အကိုနေရအလုပ်ပြင်ဘာမှထွက်တာမဟုတ်ဘူးအသေးမေးဆွေအိမ်မှာလည်းနေတတ်သူမဟုတ်ဘူးအေးဒါဆိုလဲလိုက်ခဲ့အေဂရီတို့ညီကိုအိမ်ထဲကထွက်လာပြီးကားစီရောက်မှာဟေးနေုံနေဘာလို့လဲတဲ့လီငါ့ကိုလည်းလိုက်ပြရစေကွာညီကိုညောက်ကတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးဒေအိတို့ပါတော့ကောင်းတာပေါ့ဗျာကဲကားပေါ်တက်ကြတော့ကားမောင်းသူနေရာမှာအေဂရီဝင်ထိုင်လိုက်ပြီးကျန်တဲ့သူတွေလည်းသူ့နေရာနဲ့သူနေရာယူတက်ထိုင်ပြီးရတဲ့ကားလေးကိုသိချရရဲ့ပန်းလေးစီကိုစတင်မောင်းလာခဲ့လိုက်တော့တယ်ဒါပါလောက်တာလေအေဂရီကျမရှိကိုပြန်မလာနဲ့ပြောထားရလေမိမရေကိုမမေးစီမလာလို့ဘသူစီတွားရမှာလဲကွာရှင်သွားချင်တဲ့နေရာသွားဦးပိုင်စေထက်တို့အိမ်မီရဥယျာဉ်ထဲမှာတော့အေကွင်းနဲ့ပန်းတို့တွင်တနေရအခြားတစ်ဖက်မှာလည်းတခင်နဲ့ပန်းတို့တွင်ကိုတောင်းမှန်မိုင်းနေငယ်ခဏလေးနားထောင်ပေးပါနော်ဘာမှလာမပြောနဲ့တခင်ရှင်မရှိလဲကျမတို့သားမီနေတက်နေပြီရှင်နှောက်မရှက်နဲ့ရှင်နှောက်မရနဲ့အေးအေးချမ်းချမ်းနေပါကျမတို့လည်းမနှောက်ရှက်တော့ခဏလေးကိုရှင်းပြနားထောင်ပေးပါကွာပြီးမှမင်းစိတ်ကြိုက်ဆုံးဖြတ်ပါကွာတကယ်ကမျက်နှာကကိုနဲ့ဘာမှမပတ်သက်ပါဘူးကွာမင်းစိတ်ဆင်းရဲတာမြင်မင်းတို့အိမ်ကငြိမ်နေမှာမဟုတ်ဘူးဆိုတာသိရင်မင်းတို့ဖေကိုစိန်ခေါ်မယ်မင်းနဲ့အကြက်ကင်မင်းစီးပွားပြအောင်လုပ်မယ်ပေါ့ကွာဒါပေမဲ့လေမင်းတို့အိမ်ကပါနေစွာနဲ့ငါအကြံစီဖြက်စီးလိုက်တယ်ကွာအခုငါလေနောင်တရနေပါပြီနှင်းရင်မျက်နှာကတနာရှာလေးပါကွာစိတ်ထားကလည်းဖြူစင်နေငယ်လေးကကိုဆောက်ရှောက်ပေးခဲ့ရတဲ့မိဘမဲ့လေးပါဒါပေမဲ့လေကိုပြောခဲ့တယ်လို့မင်းကိုစိတ်ဆင်းရအောင်လုပ်ချင်လို့ဟန်ဆောင်ခဲ့ရတာပါကွာကိုတောင်းမှန်ပါရဲ့မျက်နှာရဲ့ကိုဘာပဲလုပ်ရကိုမားတွေကိုပြန်ပေးဆက်ပါမယ်ကွာရှင်အဲ့ချိန်တော့ကျမခန်းစားချက်တွေထက်မတွက်ခဲ့ဘူး။သားလေးမှလည်းအဖေမြစ်တာတွေကိုမရရှိခဲ့ပြန်ဘူး။ကျမခွင့်မလုပ်နိုင်သေးဘူး။ရှင်သွားကိုတောင်းမှန်ပါရဲ့ကွာကိုပေးဆက်ပါမယ်။မင်းတို့သားမီးဒီလိုထက်မကြုံစေရတော့ပါဘူး။မင်းတို့စိတ်မစင်ရဲစေရတော့ပါဘူးကွာ။ကဲပါသမီးတို့ရဲ့ပြီးခဲ့ရပြီလေမေးလိုက်တော့နော်။ဘဝကိုအသက်ဦးပိုင်စေထက်တို့လည်းအိမ်ထဲကထွက်လာပြီးပြောဆိုနေရကြ။ဘလို့မေးလိုက်ရမလဲဖေဖေ။သမီးတို့ဘလောက်ထိခံစားခဲ့ရရဲဆိုတာဖေဖေတို့မသိပါဘူး။ဟုတ်တယ်ဖေဖေတို့ကဦးမန်စီကသမီးတို့ခန်းစားခဲ့ရတာတွေအန်ကယ်တို့သိပါရဲ့ကွယ်အန်ကယ်တို့အမားတွေလည်းပါတယ်အန်ကယ်တို့ရှင့်ပြိုင်မှုကြားမှာသမီးတို့လူငယ်တွေဂျားညက်ခဲ့ရတာပါသမီးတို့ဖေဖေတို့လည်းအမားသိပါပြီကွယ်ဒီမားတွေကိုသင်ငန်းစာယူပြီးဖေဖေတို့မိသားစုနဲ့ဆိုဘဝသစ်စကြရအောင်လားကွယ်ဟုတ်ပါရဲ့သမီးရဲ့ကောင်းပါပြီဖေဖေသမီးတို့ညီမသူတို့ကိုခွန့်လွှတ်လိုက်ပါမယ်ဖေဖေတို့မျက်နှာကြောင်မလို့ဆိုတော့သိထားပြီကျေးဇူးတင်ပါရဲ့သမီးရဲ့ပန်တို့ကခွန့်လွှတ်တယ်ပြောရောမင်းကလေးကြောက်ကပန့်ကိုဖြေဖမ်းလိုက်ပြီးဝမ်းသာလိုက်တာနှင်းရဲ့ရှင်လွတ်အောင်ဟိုမှာလူကြီးကြီးကြည့်နေတာဘာဖြစ်လဲကွာကိုမိန်းမကိုဖတ်တာမင်းသခင်ကတော့နှင်းလက်ကိုကိုင်းပြီးမင်းနောက်တစ်ခါစိတ်မပြတ်စေရအောင်ကိုရိုမိသားစုပျော်ရွှင်စွာနေသွားကြမယ်နော်နဲ့အေးမဒါနဲ့တားလေးရောရင်တားလေးကအိတ်နေရဲ့ရှင်နှစ်ဖက်မိဘတွေလည်းချောင်းဟန်တန်ပေးပြီးလှည့်ထွက်သွားမယ်ပြုနေကြအောင်လေအဓိကဟာပြောဖို့မေ့နေကြလားဘာများလေမင်္ဂလာပွဲလုပ်ဖို့လေဟုတ်သားပဲကွာဟုတ်တယ်မင်္ဂလာပွဲပြန်လုပ်ရမယ်ဒါနဲ့ဘသူ့အရှင်မင်္ဂလာပွဲလုပ်မှာလေကြပါရဲ့ကွာနှစ်တွဲလုံးတနေ့ရင်စောင့်ပေးလိုက်ကောင်းတယ်ခန့်ခန့်နာနာကြီးကိုလှုပ်ပေးရမယ်ကဲပါဒါဆိုဒီတစ်ဖက်တည်းလှုပ်ကြမယ်ကွာဟေးပြောစရာရေးကွာခေဒိုမိသားစုတွေလည်းမင်္ဂလာပွဲပြီးရနဲ့အရင်အားထက်ပေါ်ပြီးပျော်ပျော်ရွှင်ရွှင်နေသွားကြမယ်ဟေးနေကြမယ်ရှင့်အေကွင်းနဲ့သခင်ကတော့သူတို့ရှင်ကွင်းထဲမှာရှက်နေရဲ့သူတို့သမီးလေးတွေကိုသဘောကျစွာကြည့်နေရင်ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်လေးရဒီမာရင်ပြီးသွားပါပြီ။နိုင်ရက်ဒီမှာလည်းခုလိုစိတ်ဝင်စားဖွယ်ရာဇလန်ကောင်းတွေကိုအမြဲမပြတ်တင်ဆက်ပေးမှာမို့လို့စောင့်မျှော်အားပေးနားဆွင့်ပါလို့ပြောကြရင်အားလုံးနှုတ်ဆက်ခဲ့ပါတယ်။နိုင်ရက်ဒီမှာပြန်လည်ဆုံးတည်ပါမယ်ရှင်။